2553နှစ်ဘောဇာတကေ1381ခုနှစ်တပေါင်းလဇန်ရှိရက်ဦးဇင်းတို့စီမှာတော့ဥပုသ်နေ့ပေါ့စနေနေ့ဥပုသ်နေ့20ရက်2လ2010ခုနှစ်မလေးရှားနိုင်ငံကိုတာတင်ကီမြို့မဟာစီသာသနာရိပ်သာတန်တိဒုက္ခယာမအကြောင်းတော်ကြီးမှာကျင်းပတဲ့ဝိပဿနာ9ရက်တရားစခန်းပွဲကြီးရဲ့10ရက်မြောက်တဲ့နေ့နေ့လယ်2နာရီယောဂီသူတော်စင်တို့အတွက်ဟောကြားပေးမဲ့တရားတော်ကတော့အချိန်မရွေးနဲ့တရားတော်ဗာတရားတော်လဲအချိန်မရွေးနဲ့တရားတော်ဘာဖြစ်လို့ဒီတရားလေးကိုဟောရတာလဲတဲ့ကြည့်တော့ချင်းညာသိန်းတော်ဆရာတော်ဘုရားကြီးကလည်းသူတော်ကောင်းတို့ကိုအနှစ်သာရတွေတရားတွေဟောသွားပြီ။နတ်ကလည်းဥဒ္ဒဝနာကဟောသွားပြီ။အဲတော့စက်သားဟင်းနေဝတ်သားဟင်းနေတော့ရပြီ။ဒီကနည်းနည်းတော့ရှော့ဟောမယ်ငါ6ဟင်းဟောမယ်။အဲကြောင့်လဲဆိုတော့အကုန်လုံးတန်ဝေကရလာပြီးတော့ညာသိန်းတော်ကျောင်းမှာတာဏဘောင်ဝင်မယ်ဆိုရင်စင်ကုန်မှာလုံသမားတွေနဲသွားမှာဆိုလို့အဲတော့ဒီနေ့ဘာဟင်းဟောပါလဲငါချောင်းဘဝကိုတဲ့ဘာနဲ့တိဆောက်ထားလဲဆိုတော့အချိန်နဲ့တိဆောက်ထားဘုရားတို့သူတော်ကောင်းတို့ဟာကောင်းတာပဲလုပ်လို့မကောင်းတာပဲလုပ်လို့အချိန်တော့ကုန်မသွားဘူးလားကုန်ပါပါဗျာအဲ့ဒီကုန်သွားတဲ့အချိန်တွေကိုတဲ့အစားထိုးလို့ရသလားမရပါဘူးဗျာလူတွေဟာအလွယ်တကူပြောကြပါတယ်ချိန်ကုန်ပါတယ်သေချာစဉ်းစားကြည့်ရင်ချိန်ကုန်တယ်ဆိုတာအသက်ရှင်ခွင့်တွေဆုံးရှုံးသွားတာပဲအသက်ရှင်ခွင့်တွေဆုံးရှုံးနေဆိုလို့ရှိရင်သေဖို့နီးမသွားဘူးလားနီးသွားပါဗျာနီးသွားတယ်သူတော်တော့မနေ့ဖြင့်သေမဲ့လူထက်အချိန်မရွေးသေနိုင်တဲ့လူဟာပို့ပြီးတော့အရေးမကြီးဘူးလားကြီးပါဗျာဘာလို့လဲဆိုတော့မနေ့ဖြင့်သေမဲ့လူကမနေ့ဖြင့်မရောက်မချင်းမသေနိုင်သေးဘူးဆိုတဲ့အဓိပ္ပာယ်မပါဘူးလားပါပါဗျာအချိန်မရွေးသေနိုင်တဲ့လူကကြတော့မသေနိုင်သေးပါဘူးလေမသေနိုင်သေးပါဘူးလေနဲ့တကယ်တမ်းသေသွားတဲ့အခါကျတော့သူတော်ကောင်းတို့ဘုရားဘာသာအရဒီဘဝသေသွားလို့ဘာမှမဖြစ်တော့ဘူးဆိုရင်တော့ဟုတ်တာပေါ့သို့တော့ဗုဒ္ဓဘာသာဝင်နေရဘုရားရဲ့အဆုံးအမရဒီဘဝမှာယဟန္တာမှာမဟုတ်သေးဘူးဆိုလို့ရှိရင်လုတ်ခဲ့တဲ့ကံအရာခန္ဓာတွေပြန်မရဘူးလားရပါပါဗျာပြန်ရမှာပြန်ရရင်ကုသိုလ်အကုသိုလ်တွေပြန်အကျိုးပြီးတော့မှာအဲ့တော့မသေးသေးပါဘူးလို့ထင်ရင်းနဲ့သေသွားတဲ့အခါမှာနောင်ခန္ဓာရတဲ့အခါမှာကောင်းကျိုးဆိုးကျိုးတွေပြန်အကျိုးပြီးတဲ့အခါမှာသူတော်တို့ခန္ဓာရင်ရှိဖို့လိုတယ်အဲ့ဒီအတွက်မိမိတို့မှာဘာတွေပါပြီလဲသူတော်တို့စင်ကူမှာဆိုရင်တန်ဖိုးကြီးတဲ့ပစ္စည်းတွေအမတန်ပေါ်ပါတယ်ရုပ်ပိုင်းဆိုင်ရာတွေအမတန်တိုးတက်တာပဲတဲ့ဒီကားသိမ့်ဘလောက်ဒီတိုက်ခန်းကသိမ့်ဘလောက်စသည်ဖြင့်တက်မဲ့ပစ္စည်းတွေကိုတန်ဖိုးတွေမဖြတ်ဘူးလားဖြတ်ပါရဲ့ဗျာဘာနဲ့တန်ဖိုးဖြတ်တတ်မဲ့ပစ္စည်းကိုတန်ဖိုးဖြတ်တဲ့ငွေရလဲတတ်မဲ့ပစ္စည်းမဟုတ်ဘူးလားဟုတ်ပါပါဗျာကိုကတော့ဆရာကြီးလို့ပြီးတော့ဘယ်တိုက်ကဘလောက်ဘယ်ကားကဘလောက်အဲ့ဒီတတ်မဲ့ပစ္စည်းတွေကိုတန်ဖိုးဖြတ်နေတဲ့တက်ရှိလူသားအဲ့ဒီတက်ရှိလူသားကိုဘာနဲ့တန်ဖိုးဖြတ်မလဲဒါလေးစဉ်းစားစေချင်တယ်မိမိတို့ဘဝကိုမိမိတို့တန်ဖိုးဖြတ်ဘူးလားအေးဒီနေ့ဖြတ်တော့ဇင်ပြပါတာဟုတ်တယ်မလားတန်ဖိုးဖြတ်တော့ဘာကြောင့်လဲဆိုတော့တန်ဖိုးမရှိဘူးလို့သိမှတန်ဖိုးရှိကျင်တာတန်ဖိုးရှိတယ်လို့သိမှတန်ဖိုးမလျော့အောင်ထိန်းသိမ်းတာသူတို့ကတော့အဲ့တော့ကိုတန်ဖိုးရှိတယ်လားမရှိဘူးလားလို့မသိသင့်ဘူးလားသိသင့်ပါဗျာအဲ့ဒီတန်ဖိုးဟာမြတ်စွာဘုရားရဲ့အဆုံးအမလူတို့ကြပြောရမယ်ဆိုလို့ရှိရင်ငွေကြီးလည်းမဟုတ်ဘူးယာဓုလည်းမဟုတ်ဘူးလောကီပညာတွေလည်းမဟုတ်ဘူးဘာဖြစ်မဲ့တဲ့အင်းဘောအဲ့ဒီအသိပညာထဲမှာတီလာ
တမာရီပညာပါတယ်သူတော်ကောင်းလူတယောက်ရဲ့တန်ဖိုးကိုဒါနဲ့ပဲဖြတ်မှာမလားမှန်ပါပါပစ္စုပန်မှာလည်းဒါနဲ့ပဲဖြတ်ရသူဟာသူပညာတွေဘလောက်တက်ဥစ္စာပစ္စည်းတွေဘလောက်ပေါ်အဲ့ဒီပုဂ္ဂိုလ်ဟာသီလလည်းမလုံခြုံဘူးတမာရီကလည်းတရားသားမှမရှိဘူးငါးပါးသီလမလုံဘူးဆိုလို့ရှိရင်မတက်တာလို့သာဆက်ဆံရတာပါစိတ်ထဲမှာနှစ်ကာရှိရလားမရှိပါဘူးပစ္စုပန်မှာလည်းသီလတမာရီပညာနဲ့ပဲတန်ဖိုးဖြတ်ဒီဘဝရဟန္တာမဟုတ်လို့နောင်ခန္ဓာရအောင်မဲ့ဆိုရင်လည်းဘာနဲ့ပဲတန်ဖိုးဖြတ်မလဲအေး तू ကပဲကိုနောက်ပါမှာသူတော်ကောင်းတို့ကိုရှာရတဲ့ဥစ္စာပစ္စည်းတွေကတေလို့ရှိရင်ယူသွားလို့ရပါမလားမရပါဘူးဗျာဆက်သက်စားမကုန်ဘူးလို့ပြောပဲပြောနိုင်ပါတယ်နောက်ဘဝယူလို့ရသလားမရပါဘူးဗျာမရရင်တသက်ပဲပေါ့ဒီသဘောမရောက်ဘူးလားမရပါဘူးဗျာဒါဆိုလို့ရှိရင်ဆက်သက်စားမကုန်ရှားမနေနဲ့တော့ဟုတ်တယ်မလားအခုတသက်လောက်ကျမ်းသာပြီဆိုလို့ရှိရင်ရိတ်တာဝင်ရင်မကောင်းဘူးလားကောင်းပါရဲ့ပါဗျာမြတ်စွာဘုရားရဲ့အဆုံးအမတွေဟာဒါနနဲ့ပတ်သက်တဲ့အဆုံးအမပဲဖြစ်ဖြစ်သီလနဲ့ပတ်သက်တဲ့အဆုံးအမပဲဖြစ်ဖြစ်အမှန်တန်တခွန်းဆိုတခွန်းတန်မိုးရှိတာပဲဦးဇင်းတို့သူတော်ကောင်းတို့ဒီဘဝမှာလှုပ်လိုက်ရတာအခုရန်ကုန်မှာနေမီးလောင်တာအားများလို့စင်ကူလာမီးလောင်နေမို့လားလောဘမီးတွေဒေါသမီးတွေမောဟမီးတွေမလောင်ဘူးလားလောင်တာလည်းမသိဘူးပြုံးနဲ့ပြောနေတာဟုတ်တယ်မို့လားစဉ်းစားကြည့်စမ်းပါဒီဘဝလေးချမ်းသာဖို့တောင်မနှဲမလို့ရဘူးလားလို့ပါပါဗျာမြတ်စွာဘုရားဆုံးမထားတယ်ခွေးတကောင်ကိုတဲ့စေနာတရားတရားထက်ထက်ဆန်နဲ့ကျွေးလိုက်လို့ရှိရင်တဲ့ဘဝတရားချမ်းသာမယ်တဲ့ဘလောက်ချမ်းသာဘဝတရားသူတော်ကောင်းတို့အခုလှုပ်တာဒီဘဝတောင်ချမ်းသာပြီလားမချမ်းသာပြီမဲ့လောဘဒေါသတွေကတော့တောင်းလို့ပုံမနေဘူးလားဒီစဉ်းစားမှာမြတ်စွာဘုရားရဲ့အဆုံးအမလေးကိုနားပြီးတော့ခွေးတကောင်ကျွေးလိုက်ရင်တော့ဘဝတရားချမ်းသာတယ်အဲ့ဆိုရင်ခွေးတကောင်ကျွေးပြီးတော့ရိတ်တာဝင်တော့ဗျာမကောင်းလားဟမ်ဦးဇင်းတော်အဲ့လိုပဲစဉ်းစားမိရလေသူတို့ကောင်းတော့မှကြည့်ပါအောင်လောကကံရတာမနဲ့မိုးလင်းမိုးချုပ်ဖျားရှိကိုချိန်ကလည်းပုံမှန်မရှိဖြစ်လိုက်တဲ့လောဘဒေါသလည်းတောင်းလို့ပုံပြီးတော့ဒီဘဝတောင်မှစိတ်ချပြီလားဆိုတော့စိတ်ချပါဘူးအဲ့ဒါစဉ်းစားတဲ့နော်အဲ့လိုနေရင်လည်းဘာဖြစ်အချိန်တွေကကုန်လာပြီအချိန်မရှိတော့ဘူးဟုတ်ရလားအဲ့ဒါဆိုရင်အချိန်ရွေးလို့တင့်တော်ပါမလားမတော်ဘူးဒီနေ့မှာစားချိန်အိတ်ချိန်စကားပြောချိန်တခြင်းနားထောင်တဲ့အချိန်ဗီဒီယိုကြည့်တဲ့အချိန်ဟုတ်တယ်မလားအင်တာနက်ထဲဝင်ပြီးတော့စသည်ဖြစ်မို့ဗျာအဲ့တော့အဲ့ဒီအချိန်ကြီးအများကြီးကိုနှုတ်လိုက်ရင်သူတော်ကောင်းအလုပ်ကိုလုပ်ချိန်ရှိပါတော့မလားရှိပါပါဗျာအချိန်မရှိတော့သူတော်ကောင်းတို့အချိန်ရွေးမနေနဲ့တော့ဒါလေးကိုထည့်ပေးခြင်းလို့ဒီတရားကိုဟောတာပါအဲ့တော့ဒီတရားရဲ့ဆောင်ပုံလေးကဆုံးမလင်္ကာလေးကဦးဇင်းတို့ကျေးဇူးတော်ရှင်ချမ်းမြေ့ဆရာတော်ဘုရားကြီးကဆုံးမထားတာပါအဲ့ဒါလေးကိုဦးဇင်းဘွားမှာအမှန်တန်သဘောကျလို့အခုဒါလေးကောင်းတဲ့ပေါ်လာပါတယ်ရွာเจ้าမှာဆက်နှစ်အထူးစကားဝဲတော့လေဦးဇင်းဒါကိုဟောခဲ့ပါတယ်အဲဒီတော့ကတော့9 ခွေလောက်ဟောခဲ့တယ်အခုတော့တနားကြီးကြော်ချိန်ရတာလေးကိုလူရင်းတူရှင်းလေးတော့ဦးဇင်းရသလောက်ပြောပါမယ်အဲ့တော့ချမ်းမြေ့ဆရာတော်ဘုရားကြီးကဘယ်လိုဆုံးမလဲတဲ့ဘိုးပဲလူသားငမိုက်သားသင်္ဃဝိဇ္ဇာဗိဖုံးကာ၍ငါဗျာအာယုံဒုက္ခဘုံကိုအကုန်မမြင်အကောင်းထင်ငါခင်မင်းတမက်တွေ့တာဖလျက်အောက်ထက်တန်သာစုံစံငါဖြင့်တနာလက်တဲ့ထင်နိုင်ချေသည်အေးရမရှိစင်ရဲ့ဖီဤဝိဤသားကောင်လုံးဤဝိဤသားကောင်ဒုက္ခပေါင်းမှလွတ်အောင်ယုံ၍ချမ်းသာတွေ့ကိုမမေ့ယုံနံဖြစ်ပြဟံကိုအမှန်ဉာဏ်ညှိဖြစ်တိုင်းသိလော့ဝိရိနတံရှုမြိုက်တံဖြင့်စေရန်ကိလေလောင်ကျွမ်းကြည်အောင်မအိုမနာမသေးပါခင်တက်တုတ်နေလျက်ဇောလင်မြန်စွာရှုမြိုက်ပါလော့နောင်ခါကာလချိန်လွန်ရမနောင်တာတကြီးတင်မကြီးလင်ဇနီးမယသမိသားနဲ့လင်းသားအိမ်ယာဖျားဖျားကိုငဲ့ကပင်နေအချိန်ရွေးကသေဘေးတင့်ကိုဦးလိမ့်နီဘယ်သူအောင်မှာပါလဲသေဘေးပါဗျာဇနီးမယသမိသားတွေတဲ့ငဲ့ကပင်နေအချိန်ရွေးနေရင်တော့ဘယ်သူဦးမှာလဲသေဘေးပါအသေးမဦးခင်ညာပါပါအသေးမဦးခင်ပပကမ္မဝိပါကဘေးတဲ့အကုသိုလ်ဒီအကျိုးပေးတဲ့ဘေးကလည်းရေးကြည့်တယ်ဥပမာဦးဇင်းတို့ကြောင့်မှာဟိုးလာပိုင်းကဆရာကြီးတစ်ပါးခုလက်ရှိတန်ဃာတော်တစ်ပါးတည်တော့မတည်သေးဘူး
သို့တော့ဆေးရုံမှာဝေနာတွေအမတန်ပြင်းထန်တော့သတိလစ်သွားတယ်ဟိုတနေ့ကဆရာတော်ဟောပြီးသွားပြီသူတော်ကောင်းတို့တန်တရာမှာအာကိုးစရာပါလေကုသိုလ်တေဂန်နီးမှာအာကိုးစရာတမ္မာတတိကဲစဉ်းစားကြည့်စမ်းအမတန်ဝေနာတွေပြင်းထန်တဲ့အခါကျတော့သတိလစ်သွားပြီဆိုတော့တမ္မာတတိရှိသေးလားရှိပါပါဒါဖြင့်အာကိုးစရာမဲ့ပြီပေါ့ဒီသဘောရောက်တယ်မလားဘာဖြစ်လို့အဲ့လိုဖြစ်ရတာလဲတဲ့လက်ရှိဘဂရီမျက်စိနဲ့ကြည့်မယ်ဆိုရင်တော့အဆုတ်ယောဂနှလုံးယောဂသဲကြီးယောဂကြောက်ကယောဂအမှန်တန်ဆိုးတာပဲသတိလစ်သွားအောင်ဖြစ်သွားတယ်ဒါကံမျက်စိနဲ့ကြည့်ရင်တော့ဒါပဲမြင်မှာပေါ့ဗျာအဲ့ဒီယောဂဝေနာတွေနှိမ့်ဆက်ဖြည့်စည်းခွင့်ရတာအကုသိုလ်ကြောင့်ပဲမို့လားမှန်ပါပါအဲ့တော့တနည်းအားဖြင့်ပြောရင်အဲ့ဒီအကုသိုလ်ပြန်အကျိုးပေးလို့တေဂန်นี่အာဟုစရာတမ္မာတတိမရှိတော့တာပေါ့ဒီလိုယူရင်မမှန်ဘူးလားမှန်ပါပါဒါကြောင့်အသေးမဥခင်မှာဉာဏ်ဥအောင်လဲမှန်ပါတယ်အဲ့ဒီအသေးမဥခင်အကုသိုလ်ဘေးတွေမဥခင်ကိုပဲဉာဏ်ဥရင်မကောင်းဘူးလားကောင်းပါပါဒါဖြင့်အဲ့ဒီအကုသိုလ်ဘယ်တော့အကျိုးပေးမှာမသိနိုင်ဘူးဒါဖြင့်သိတာနဲ့မသိတာဘယ်ဟာကပို့ပြီးတော့အန္တရာယ်များလဲမသိတာအန္တရာယ်များတယ်သူတော်ကောင်းတို့မှာဘယ်နည်းဘယ်သေးမှန်းလည်းမသိဘူးဘယ်အသက်ရသေးမှန်းလည်းမသိဘူးဟုတ်လားဘယ်တင်ချိုင်းကိုမြုံမှန်းလည်းမသိဘူးသိပြီးရင်ဘယ်ဂရီကိုသွားမယ်လို့ဟောအဲ့ဒီမသိတာတွေမများဘူးလားဒါဆိုအန်ရတွေမများဘူးလားဒါလည်းပြုံမယ်ဟုတ်တယ်မဟုတ်လားဒါလည်းပြုံပါပဲဟောတော့မှာတော့မေးတော့မှာတော့အမတန်အဆင်ပြေပါတယ်များပါတယ်ဗျာအန်ရများပါတယ်ဒီပြောတော့လုံးပါမယ်ဖေပြီးတော့ဗာဖြစ်ပြုံးနေတာပဲအမတန်တတ်တည်ကောင်းတဲ့ပုံကိုယ်ကြီးအဲ့တော့အဲ့ဒါကိုတိလို့အသေးမဥခင်ဉာဏ်ဥအောင်အကုသိုလ်ဘေးတွေမလာခင်ဉာဏ်ဥအောင်ဘာလုပ်ကြမလဲတကယ်ထုံးပါလားကိုလည်းမနက်ကလည်းမူးတော်ဝါဒကမှသီလပါတယ်တဲ့သီလပြည့်တယ်ပါသွားပြီဟုတ်ပြီနော်အဲ့တော့စဉ်းစားပါကဲအဲ့တော့အိုဘက်လူသားလူသုံးမျိုးရှိလူတဲ့ဟာပြည်သားကလိုက်ထောက်တယ်ကြည့်ရတာဒီဘုန်းကြီးဘာဟောမှဆိုတာသိနေလားလူဆိုတာဒုက္ခရိနဲ့ဒုက္ခရိကိုလူနေရတာသူတော်ကောင်းဟုတ်ပြီနော်ဒုက္ခရိနဲ့ဒုက္ခရိကိုလူနေရတော့စိတ်ချမ်းသာပါငြိမ်းချမ်းမှာမလားမငြိမ်းချမ်းမှုလူတဲ့လူမှုရေးစီးပွားရေးတွေတလူနဲ့ကံတယ်မှာတော့ဉာဏ်နဲ့မှာတော့ဝိပဿနာဉာဏ်လေးတလူဖြစ်နေတာမကောင်းဘူးလားကောင်းပါဘူးအဲ့ဒါမှလူပိတာဘာကြောင့်လဲဆိုတော့ခုနဘဝကိုဘာနဲ့တန်ဖိုးဖြတ်မလဲဆိုတော့သီလသမာဓိပညာနဲ့တန်ဖိုးဖြတ်မယ်အဲ့ဒီသီလသမာဓိပညာဟာဝိပဿနာတရားအားထုတ်ရင်ရမလားမရဘူးလားရပါဘူးအဲ့ဒါကြောင့်ဝိပဿနာဉာဏ်လေးတွေလူနေတဲ့လူဘဝရရင်မကောင်းဘူးလားကောင်းပါဘူးလူတဲ့လောဘဒေါသကိုရင်းခံပြီးရှာထားတဲ့ပတ်စံကိုအကုသိုလ်အတွက်ပဲပြန်သုံးချတာလေဟုတ်တယ်မဟုတ်လားအခုပတ်စံရှာတဲ့အခါမှာလောဘဒေါသမဖြစ်ဘူးလားဖြစ်ပါဘူးမလေးသူများအိတ်တဲ့ပတ်စံလိုချင်တဲ့လောဘမရှိပဲစီးပွားရေးလုပ်လို့မရဘူးအဲ့ဒီလောဘကုသိုလ်လားအကုသိုလ်အပေရောက်ကြောင်းလားအပေလွတ်ကြောင်းလားအပေရောက်ကြောင်းအဲ့တော့အပေရောက်ကြောင်းတွေကိုအသုံးချပြီးတော့ရလာတဲ့ပတ်စံတွေကိုရက်တောက်လိုက်ဖဲရိုက်လိုက်အယုံ၅ပါးကာမုံတရားတဲ့အသုံးချမယ်ဆိုရင်လွတ်လန်းရှိပါတော့မရှိတော့ဘူးအဲ့လိုပုံကအပေမှာလူရမှာပေါ့ဗျာအဲ့တော့လူဘယ်တဲ့ပါခြင်းလဲလူရဲပါလေအဲ့ဆိုရင်ဘာလုပ်မလဲဦးဇင်းတော့အဲ့ဒီရအောင်ဟောမှာပဲအာထုတာအာမထုတာမတတ်နိုင်ဘူးပေါ့ဟုတ်တယ်မဟုတ်လားဟောရမယ့်တာဝန်ကတော့ဘုန်းကြီးမှရှိတော့ဟောရမှာပေါ့ဗျာအဲ့တော့ဘိုးဘဲလူသားငမိုက်သားတဲ့လူမိုက်2မျိုးရှိတယ်အကျဉ်းအဖြစ်ဘယ်နှမျိုးရှိရင်လေးမိုက်တဲ့လူနဲ့ကျန်းနဲ့မိုက်တဲ့လူမြမပြည်မှာဆိုရင်ဦးဇင်းတို့တောနယ်တွေမှာဆိုရင်ညနေကြလို့ချင်းအစိုးလေးဆုပ်လဲသားရင်ပြီးတော့ဟိုဘက်လန့်ကလိုက်ဒီဘက်ကလိုက်တလန်းလုံးသူလန်းရင်ပဲလေဟုတ်တယ်မဟုတ်လားဘာဖြစ်နေလဲဆိုရက်မူးနေတာလေအဲ့တော့ကြည့်ပြီးတော့စင်ကူကယောဂီတွေကပြောတယ်ဩလူမိုက်ဟုတ်တယ်မဟုတ်လားငါတို့ကကိုယ့်ရဲ့စကံဝင်ထားတာအမတ်တွေလွတ်နေတယ်ဘာတွေလွတ်နေလဲအမတ်တွေလွတ်တော့ကိလေသာမဖြစ်ဘူးလားဖြစ်တော့လူလိမ္မာလားလူမိုက်ပါယောဂီတစ်ပတ်လေးပတ်ပြီးတော့အမတ်လွတ်နေတာရင်လေးနဲ့မိုက်တာဟုတ်တယ်မလားအမလေးကြည်သားမအောင်မိုက်နေလိုက်တာအရက်တွေတောက်ပြီးငါတို့ကတော့ဘာဖြစ်လဲ7ပါးသီလတွေစောင့်ပြီးဝဒနာတရားတွေအောက်ထုတ်တာလူလိမ္မာလေးပေါ့အဲ့လိုတွေးနေတာသူမြတ်အပြစ်တင်နေတာကုသိုလ်လားအကုသိုလ်အကုသိုလ်ဆိုအပေရောက်ကြောင်းလားအပေလွတ်ကြောင်းအပေရောက်ကြောင်းအဲ့တော့ဘဝအမှန်သိသွားပြီမလားအဲ့ဒါကြောင့်ဆရာတော်ဘုရားကြီးကအိုဘဲလူသားငမိုက်သားတဲ့တင်ကအဝိဇ္ဇာပိတ်ဖုံးကာ၍အဝိဇ္ဇာအမှန်တန်ကြောက်ဖို့ကောင်းတာပဲအခုဆရာတော်ကလည်းအဝိဇ္ဇာကောင်းကြောင်းဟောတာလားမကောင်းကြောင်းဟောတာလားကောင်းကြောင်းဟောတာ
ဥသောဘနာကလည်းအဝိဇ္ဇာကောင်းကြောင်းဟောတာလားမကောင်းကြောင်းဟောတာအခုသူတော်ကောင်းတို့တရားနာတိုင်းလည်းအဝိဇ္ဇာမကောင်းကြောင်းမနာရဘူးလားအခုအဝိဇ္ဇာလောကလွတ်ပြီလားအေးမနေ့ကြောက်ဖို့ကောင်းတယ်နော်အဲ့ဒီတော့ကိုယ့်ရဲ့လောက်နဲ့တော့မရဘူးဗျဟုတ်တယ်မဟုတ်လားဒီမှာအန်နယ်ကြီးကအမတန်ကြီးတယ်အန်နယ်ကြီးတာကိုတီဝင်လောက်လေးနဲ့ကဲတီဝင်လေးထုတ်ပြနေလို့ရပါမရဘူးအဲ့ဒီအဝိဇ္ဇာကအဓိကဘာလုပ်လဲဆိုတော့ဖုံးတဲ့အလုံးနဲ့ဖော်တဲ့လုပ်လုပ်တယ်ဘာလုပ်လဲဖုံးတဲ့အလုံးနဲ့ဖော်တဲ့ဘာကိုဖုံးလဲဆိုတော့သူတော်ကောင်းတရားတွေကိုမသိအောင်ဖုံးထားတယ်ဟုတ်ပြီနော်ဘာကိုဖော်လဲဆိုတော့မသူတော်တရားတွေကိုလုတ်တင်တယ်လို့ဖော်ပြတယ်မဖော်ဘူးလားဖော်တယ်အာဝရဏတတ္တိနဲ့ဝိခေပတတ္တိပေါ့စာလို့ပြောလို့ရှိရင်တော့အဓိကကတော့သူတော်ကောင်းတို့အသက်ရှင်နေတော့မှသူကခိုင်းမှာပဲလို့စင်ကူရောက်လာတော့ပတ်သက်ရှာဖို့အရေးကြီးတယ်ဟုတ်တယ်မလားတရားနာဖို့ဆိုတာဘုန်းကြီးကကိုယ်ကြွေးတာမဟုတ်ဘူးအဲ့တော့ကိုလုံးမှကိုရမှာအဲ့ဒါဘာလဲဆိုတော့တဏှာရဲ့အပြစ်ကိုအဝိဇ္ဇာကမသိအောင်ဒါလေးဖုံးပေးထားတယ်လို့ပတ်သက်ရှိမှမြန်မာပြည်နန္ဒပန်းလာမယ်မို့လားအဲ့လိုခိုင်းတာတဏှာရဲ့အပြစ်လို့သိရလားမသိဘူးအဲ့ဒါဘာလဲဆိုတော့တဏှာအပြစ်ကိုဖုံးပေးထားတယ်မို့လားနောက်တစ်ခါဝေဒနာတရားတွေတစ်နေ့မှာတစ်ခါလောက်နှစ်ခါလောက်နာရတာဗျာအမတန်တန်မိုးမရှိဘူးလားရှိပါပါဗျာဟာဒီဝိပဿနာတရားတွေကိုနာဖို့အတွက်မြတ်စွာဘုရားဟာဗျာဒိရတဲ့အချိန်ကနေ၄အသင်ချိန်နဲ့ကဘာတသိမ့်ပါမီဖြည့်ခဲ့ရတာအဲ့ဒီဗျာဒိမရခင်မှာ16အသင်ချိန်နှုတ်ကလည်းကျန်ရတယ်စိတ်ကလည်းကျန်ရတယ်နော်မှန်ပါအဲ့တော့အခုတန်ဃာတော်တွေကမြတ်စွာဘုရားဟောထားတာကိုကြက်ပြီးပြန်ဟောရတဲ့အတွက်စကားလုံးတစ်လုံးတိုင်းဟာဒါရီရတဲ့အချိန်ကနေထက်တွက်မယ်ဆိုရင်၄အသင်ချိန်နဲ့ကဘာတသိမ့်မထိုက်တန်ဘူးလားထိုက်တန်ပါလေဗျာသူတော်ကောင်းတို့ဒီဝိပဿနာတရားတွေကိုသိဖို့အတွက်မြတ်စွာဘုရားဟာသူ့ရဲ့မျက်လုံးတွေကိုဖောက်ပြီးတော့လှူခဲ့တဲ့အရေးအတွက်ဟာကောင်းရင်ကကျေတဲ့များတယ်စဉ်းစားကြည့်စမ်းပါအဲ့ဒါလောင်းတော်ဘဝပဲရှိပါသေးတယ်ဟုတ်ရဲ့နော်သူတော်ကောင်းတို့ဦးဇင်းတို့ကြတော့တကယ်လို့မျက်လုံးတွေဟာဖောက်ခဲ့တာများရင်သားအတွက်များအတွက်ပဲများမယ်မို့လားဘလောက်กว่าလဲဆိုရင်ပြောပြတယ်သူတော်ကောင်းတို့ဒီတရားတွေသိဖို့အတွက်မြတ်စွာဘုရားရဲ့သွေးတွေလှူခဲ့ရတာပင်လယ်သမုဒ္ဒရာ၄စင်းနဲ့များတယ်စဉ်းစားကြည့်စမ်းပါစက်သိန်းထောက်မကောင်းဘူးလားကောင်းပါဘူးတကယ်ပဲစက်သိန်းထားရလားအဲ့ဒါတတ္တာပဲဟုတ်ပြီနော်ဂုံတော်ကျင့်စဉ်ကိုရောက်မှပုံတော်ပေါ်ရင်ကြည့်ရင်တော့ခြေသင်္ကန်းလေးကတ်တာအမှန်တန်ကြည့်ဖို့ကောင်းတာပဲထုံးသင်္ကန်းကြီးဘယ်လိုမှလည်းမသိဘူးဖျားရှိရောက်တာတော့အကုသိုလ်ဖြစ်သေးတယ်အဲ့တော့တည်ကြကျင့်စဉ်ဂုံတော်ကိုရောက်အောင်ဒါတွေမသိတယ်မူလားသိတယ်ပါဗျာတိတ်အကြီးကျယ်ကြီးစတတ်ဖို့မလိုပါဘူးဗျာဒီလောက်တော့မသိတယ်မူလားသိတယ်ပါအေးအယိုးတွေကိုတောင်လိုပုံနာမှသူတော်ကောင်းတို့မျက်မှောက်တောင်ထဲကိုမြင်သေးတယ်သူတော်ကောင်းတို့ဒီတရားတွေနာဖို့အတွက်အသားတွေ2,400,000တို့ရှိတယ်ကဘာမြေကြီးတဲ့များတယ်တဲ့အခုလိုနာရင်နဲ့ကိုပဲမြတ်စွာဘုရားကျေးဇူးတော်မကြည့်ဘူးလားကြည့်ပါဗျာအဲ့ဒါဆိုရင်ကျေးဇူးပြန်မဆက်တင်ဘူးလားဆက်တင်ပါဗျာကျေးဇူးပြန်ဆက်တဲ့တဲမှာပတ်စံမပါဘူးနော်ငွေကြေးမပါဘူးယာဓုမပါဘူးဟုတ်ပြီနော်တရားနဲ့ပြန်ကျေးဇူးဆက်ရမယ်မို့လားမှန်ပါဗျာအဲ့ဒါအရေးကြီးဆုံးပဲသူတော်ကောင်းတို့အဲကြောင့်အိုးပဲလူသားငမိတ်သင်္ဃအဝိဇ္ဇာပိတ်ဖုံးကား၍ဘာဖြစ်လို့အဲ့ဒီအမှန်တရားတွေမသိတာလဲဆိုအဝိဇ္ဇာဖုံးထားတာဟိုဗျအခုအသက်ရှင်တော့မှတော့လုံးအချိန်နဲ့အမျှငွေရအောင်လို့တခါတည်း तू ကဖော်ပြမှာပဲအဲ့ဒါကိုကောင်းတယ်လို့ပဲဖော်ပြမှာပဲအေးဘယ်အချိန်မှပြန်ဖော်အောင်မလဲတေကန်ဒီမှာအခုဒီအချိန်မှာတော့ဘာဖြစ်လဲဆိုတော့လူမှုရေးစီးပွားရေးအကုန်ခိုင်းမှာပဲလူမှုရေးစီးပွားရေးလောက်တာကုသိုလ်အကုသိုလ်ဘယ်ဟာများလဲအကုသိုလ်များအဲ့လိုတောက်လျှောက်အကုသိုလ်များတဲ့အလုပ်ကိုခိုင်းပြီးတဲ့အခါမှာအေးရပေါ်မှာမြတ်တွင်းလေးဟောက်ပက်နေဖုတ်လိုက်ဖြစ်ပြီဆိုတော့ကာယအနေနဲ့ခိုင်းလို့မရတော့ तू ကဘာလုပ်မလဲဆိုတော့စိတ်ကိုခိုင်းလိုက်ဟုတ်ပြီနော်ဘယ်တော့မှမင်းဘသူကိုကောက်ကျစ်ခဲ့တယ်မင်းဘသူကိုကလင်ကကျစ်လုပ်ခဲ့တယ်ဆိုတာအကုန်ပြန်ဖော်ပြီးမှဟုတ်ပြီလားအခုသူတော်ကောင်းတို့တစုံတယောက်ကိုမကောင်းလုပ်ခဲ့တာတွေအချိန်တိုင်းသတိရလားမရပါဘူးအဲ့ဒါအခုမို့လို့ဘာဖြစ်လို့လဲမရဘူး तू ကဖုံးမိထားလေဘယ်အချိန်မှဖော်ပြီးမယ်ဆိုတော့တေကန်ဒီမှာဖော်ပြီးတာမှတ်တော့သူတော်ကောင်းဒါကြောင့်စိတ်အလုပ်ကိုပိုင်နိုင်လှုပ်ထားဖို့မလိုဘူးလားလိုပါဘူးလိုတယ်အဲ့ဒီတေကန်ဒီလူဟာမျက်စိဖွင့်ထားပေမဲ့တေတော့မယ်ဆိုရင်မမြင်ရတော့ဘူးနာယီရှိပေမဲ့မကြားတော့ဘူးအဲ့တော့စဉ်းစားကြည့်စမ်းတလောကလုံးနဲ့အဆက်အသွယ်ပြတ်တယ်လို့ဖြစ်မသွားလားဖြစ်သွားပါဘူးအဲ့ဒီမှာ तू ထိတ်လန့်တာပဲ तू တေရတော့မယ် तू သိမလားအေးသိတဲ့အချိန်မှာအကုန်ပေါ်တာပဲဘယ်လောက်ထိလဲဆိုရင်လွန်ခဲ့တဲ့ဘဝ50ကအကုသိုလ်တော်ပြန်ထင်တယ်လို့ပြောတယ်ဟုတ်ပြီနော်မှန်ပါအဲ့တော့ဒီဘဝအကုသိုလ်လောက်ကတော့ပြောမနေနဲ့တော့အဲ့တော့ဘသူကငါဘလို့လုတ်ခဲ့ပြီးအကုန်လုံးပြန်ပေါ်တော့ဖြက်ကနေသေသွားရင်ဘယ်ရောက်ဘယ်ရောက်ပါ
အဲ့လိုပေါ်ရင်ဘယ်လိုလုပ်ပေါ်လာတာအရှုခံမမို့လားပေါ်လာတာအရှုခံဆိုတော့မှတ်ပစ်လိုက်ပေါ့ဒါပြင်မှတ်ပစ်လိုက်ရင်ပြီးတော့လုံးမယ်ဆိုတော့ကိုယ့်ဘာကိုခံဟုတ်ပြီနော်ဦးသိန်းပြောတာမှားပြီးသွားတဲ့အလုပ်တွေပြန်ပေါ်လာရင်အားကောင်းလို့အပေကြတာဒိဋ္ဌိရှိတိုင်းပဲကြတာမဟုတ်ဘူးဟုတ်ပြီနော်ငါမှားလေခြင်းဆိုတဲ့ဒိဋ္ဌိကိုသူတော်ကောင်းတို့အရှုခံလို့မသိဘူးအဲ့ဒီစိတ်အရှုခံလို့မသိဘဲနဲ့ငါလို့ယူတယ်ငါလို့ယူတော့အဲ့ဒါတွေကအမတန်အားကောင်းတယ်အားကောင်းလို့မှကြောက်လိုက်တော့ဘယ်မရဘူးလားရောက်ပါဘူးအဲ့ဒါကိုပေါ်လာတဲ့အချိန်မှာရှုမှတ်လိုက်တယ်တတိယလည်းကိုယ်စားပြင်ဖြစ်တယ်နောင်နာပြင်ပူပန်နဲ့စသဖြင့်ရှုမှတ်လိုက်တဲ့အခါကျအားကောင်းသေးလားဒိဋ္ဌိကတော့မပြုတ်သေးဘူးနော်မှန်ပါဗျာသို့တော့အာမကောင်းတော့တဲ့အတွေ့အပေကနေမလွတ်ဘူးလားလွတ်ပါတယ်အဲ့တော့စိတ်အလုပ်ကိုလှုပ်ထားလို့ရှိရင်မဉ္ဇဉ်ပူဉ္ဇဉ်ခဏထားတကယ်ရှုနိုင်မှတ်နိုင်ရင်ရှုနည်းမှတ်နည်းကျွမ်းကျင်ရင်ဝိပဿနာယောဂီအပေကြတာအကြောင်းလုံးဝမရှိဘူးဟုတ်ပြီနော်အဲ့ဒီသေကံနီးမှာအဲ့လိုဖြစ်တဲ့အချိန်မှာသူတို့ကောင်းတို့ရှာခဲ့တဲ့ဒေါ်လာတွေကကဲနိုင်လားကဲနိုင်ပါဘူးဗျာတိုက်တွေကားတွေဟောမကဲနိုင်ပါဘူးဗျာအမတန်အောက်တဲ့သားတွေသမီးတွေဟောမကဲနိုင်ပါဘူးဗျာဒါဖြင့်ဘယ်သူကကဲကိုတရားပဲကိုကိုကဲမှာနော်တတိချာစဉ်းစားပါမတက်တာလို့လောက်ရပြီမဲ့အမှားအမှန်ကိုတော့မသိသင့်ဘူးလားသိသင့်ပါဘူးအဲ့ဒါအဝိဇ္ဇာရဲ့လက်ချက်တွေပဲအဲ့ဒီအဝိဇ္ဇာနဲ့တဏှာပေါင်းပြီးသူတော်ကောင်းတို့ဦးဇင်းတို့ဂျွန်းထုံးမောက်ခုံလောက်တာလေအခုဒီဘဝဒီခန္ဓာရနေသေးတယ်မဟုတ်လားမှန်ပါဗျာခန္ဓာရတာမိုက်လို့လားလိမ္မာလို့မိုက်လို့ပါဗျာမိုက်လို့အကယ်၍ဒီတရားတွေကိုသာဖျားတဆူလက်ထက်မှာနာခဲ့ပြီးတော့ကြင်ကြံအားထုတ်မယ်ဆိုရင်အခုဒီခန္ဓာတွေရပါမရပါဘူးအဲ့တော့ခန္ဓာရလို့မိုက်တယ်ဆိုတာလက်ခံသလားလက်ခံပါဗျာအဲ့တော့လူမိုက်ဟောတဲ့တရားလူမိုက်တွေနားနေဟုတ်တယ်လူမိုက်ဟောတဲ့တရားလူမိုက်တွေနားနေတာလေခန္ဓာရတက်တိပြနေတယ်မဟုတ်လားမှန်ပါဗျာအဲ့ဒီအမိုက်ဆက်ဒီနေ့သိငွင့်ရှိသလားမရှိဘူးလားရှိပါဗျာသိငင်တဲ့စိတ်ရှိသလားမရှိဘူးရှိပါဗျာလှုပ်တဲ့နဲ့လှုပ်ချင်စေရှိတယ်လှုပ်ခွင့်ရှိတယ်မလှုပ်ရင်လူမိုက်ပဲရက်တော့နေမှလူမိုက်မဟုတ်ဘူးနော်မှန်ပါဗျာပြန်ပြောပါဦးမယ်လှုပ်တဲ့နဲ့လို့လည်းသိတယ်လှုပ်ချင်စေရှိတယ်လှုပ်ခွင့်လည်းရှိတယ်မလှုပ်ရင်လူမိုက်ပါဗျာနောက်တစ်ခုကလှုပ်တဲ့နဲ့လို့သိတယ်လှုပ်ချင်စေရှိတယ်လှုပ်ခွင့်မရှိတာဒုက္ခဟုတ်ပြီနော်မှန်ပါဗျာအဲ့တော့ဒုက္ခလည်းမကောင်းလူမိုက်လည်းမကောင်းအဲ့တော့စဉ်းစားပါအလုပ်တစ်ခုကိုလုပ်တော့တဲ့အခါမှာလှုပ်တဲ့နဲ့လို့သိတယ်လှုပ်ချင်စိတ်လည်းရှိတယ်လှုပ်ခွင့်လည်းရှိရင်မလှုပ်သင့်ဘူးလားလှုပ်ပါအဲ့လိုလှုပ်ခဲ့လို့ချင်းသူတော်ကောင်းတို့ဦးဇင်းတို့အခုမြင်ရတဲ့ခန္ဓာကြီးရပါမယ်မရဘူးတဲ့အဲ့ဒါဘယ်သူလက်ချက်ပါလဲအဝိဇ္ဇာရဲ့လက်ချက်အဝိဇ္ဇာအကြောင်းပြောမှဆိုရင်လည်းတစ်သက်လုံးပြောလို့ကုန်မှာမဟုတ်ဘူးအဲ့တော့ဒီတရားမှာတော့ဒီလောက်ပဲဟိုပဲလူသားငမိုက်တာတင်ငါအဝိဇ္ဇာဘိဖုံကာ၍ငါးပြအာယုံဒုက္ခဘုံကိုအကုန်မမြင်အကောင်းထင်ကငါးပြအာယုံဒုက္ခမြင်နိုင်ကြတိုင်းနာနိုင်စားတိုင်းဖြစ်နေတဲ့အာယုံငါးပါးကောင်းကောင်းတရားတွေအဲ့ဒါကိုဒုက္ခလို့မသိဘူးတဲ့ဒုက္ခလို့မသိတဲ့အပြင်ဘယ်လိုထင်လဲဆိုတော့အကောင်းထင်တယ်အဲ့ဒါဖောက်လဲဖောက်ပြန်သိတာမဟုတ်လားမှန်ပါဗျာအသိမှားအမြင်မှားအယူမှားတဲ့ဝိပ္ပန္နာသာပြောနေတာနော်ဝိပ္ပန္လာတစိတ်တဝိပ္ပန္လာတတင်ညာဝိပ္ပန္လာတဒိဋ္ဌိဝိပ္ပန္လာတအဲ့ဒီလူလိန်ကြီး၃ယောက်ကအကြောင်းအရာ12မျိုးနဲ့သူတော်ကောင်းတို့လိန်နေတာဟုတ်ပြီနော်အကြောင်းအရာ12မျိုးကတစ်မျိုးမှာတယောက်က၄မျိုးလိန်တယ်အနိစ္စကိုနိစ္စလို့လိန်တယ်ဒုက္ခကိုဒုက္ခလို့လိန်တယ်အနတ္တကိုအတ္တလို့လိန်တယ်အတုပကိုသူ့ဘာလို့လိန်နေအဲ့ဒီလိန်ခံရလို့အခုဒုက္ခရောက်နေတာမဟုတ်လားအဲ့လိုလိန်ခံရလို့အဲ့ဒီအာယုံ၅ပါးကာမဂုဏ်တရားကိုဒုက္ခလို့မမြင်ဘဲလို့ဒုက္ခလို့ထင်နေတာအဲ့တော့ဘာနဲ့လားတဲ့တူလဲဆိုတော့ဟိုဆရာတော်တပါးဟောတာပါလေဦးဇင်ဘွဲနာမည်မင်းနေတော့ဘဲကြောင်းသားဥပမာပေးတာအခုမြန်မာပြည်ကတောသားပါဗျာဟိုစင်ကိုရောက်လာအဲ့ရေကန်ကြီးမှာဘဲတွေကကူးနေတယ်ဆိုပါရေကူးနေတော့စင်ကိုသားလူလေကထိုင်ကြည့်မြန်မာပြည်အခုမှစင်ကူရောက်လာတဲ့ဒေါသကဟေးအဲ့ဒီဘဲတွေကခမရဘဲတွေလားသွားမြည်တော့ဟိုကလူလဲကြည့်လိုက်တယ်ဒါရန်ကုန်ရောက်လာတဲ့ဒေါသပဲဘာဖြစ်လဲဆိုတော့ဟုတ်တယ်ငါဘဲတွေဆိုတော့အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ရောင်းမှလားအဲ့တော့300လောက်တန်တဲ့ဟာကို30လောက်နဲ့ရောင်းတော့ရန်ကုန်သားတော့ငါတော့ပွားပြီငါတော့ပွားပြီဒီဘဲတွေအကုန်လုံး30နဲ့ရပြီဆိုဝယ်လိုက်ပြီပေါ့ဗျာဝယ်လိုက်ပြီးတော့ဘဲတွေတောင်မက်သွားတောင်မက်လိုက်ဘဲတွေမြောက်ဘက်သွားမြောက်ဘက်လိုက်ဘဲတွေအရှိဘက်သွားရင်အရှိဘက်ကိုလိုက်ရတယ်ငါဘဲတွေအနောက်ဘက်သွားတော့လဲငါဘဲတွေနဲ့နောက်ဘက်လိုက်တယ်ဘာလုပ်နေရလဲဘဲကြောင်အဲ့လိုနဲ့တနေ့ကမစားနိုင်မတော့နိုင်နဲ့ဘဲတွေကြည့်ပြီးဝမ်းသာငါဘဲတွေနဲ့ဘဲတွေကြောင်ညနေကျတော့ဘဲတွေကတောအုပ်ထဲကိုပြန်သွားတယ်ဘဲကိုပြန်သွားတယ်ဘာလို့လဲဆိုတော့ဘဲတွေကမြို့ဝဲမဟုတ်တောဘဲတွေဖြစ်ဟုတ်ပြီနော်ဘာဘဲတွေလဲတောဘဲတွေအဲ့တော့တောဘဲတွေကအချိန်တန်တော့ဘဲကိုပြန်တယ်အဲ့ဒါဥပမာ
ဟိုသူတော်ကောင်းတို့လည်းဘာလို့မှစင်ကူလာပြီးဘဲကြောင်းနေတယ်မလားငါဥစ္စာပစ္စည်းတွေငါတိုက်တွေငါကားတွေငါသားတွေငါသမီးတွေအတွက်အခုဘာဖြစ်နေလဲဆိုတော့တခါလေဘဲတွေကြောင်းနေအချိန်တန်လို့ကန်ကနှင်လိုက်တော့ထွက်ရပြီဆိုတော့ဘဲတွေတော့ဦးတယ်ပြန်တော့ညနေနဲ့မြက်ကမကြံရခဲ့ဘူးလားကြံခဲ့ပါစဉ်းစားပါမိသားစုတွေကိုလူတယောက်ဝင်လာတယ်ဆိုတာကိုကခေါ်လို့ဝင်လာတာဟုတ်ရလားဘယ်သူကပို့လိုက်လဲကန်ကပို့လိုက်တာကိုကမနှင်မနဲ့ဟောထွက်သွားတယ်မရှိဘူးလားဘယ်သူကနှင်လိုက်လဲအဲ့တော့အချိန်တန်တော့တော်ဝဲတွေတော့ပြန်ပါပဲဟုတ်ရလားအေးဒါတွေသမီးတွေဆိုတာအချိန်တန်တော့သူ့အကြောင်းအားလို့သာအကျိုးပြမှာပဲမဟုတ်လားသူ့တက်တန်းရှိတော့ပဲနေရမှာပဲသူတို့ကောင်းတော့အဲ့ဒါကိုငါပဲတွေလုံးမနေနဲ့ဟုတ်ရလားငါပဲတွေလုံးနေလို့ရှင်တော့ဒုက္ခရောက်လိမ့်မယ်အတိမအမှန်မှယူမကိုပြောနေတာနော်အဲ့ဒီတင်ညာဝိပ္ပန္လာတာစိတ်တဝိပ္ပန္လာတာဒိဋ္ဌိဝိပ္ပန္လာတာသုံးမျိုးကနေနေဆအနိစ္စကိုနေဆလို့လိမ့်နေဒုက္ခကိုဒုက္ခလို့လိမ့်နေအနတ္တကိုအတုပကိုအဲ့ဒါကြောင့်မလို့အဲ့ဒီအာယုံ၅ပါးကောင်းမှုတရားကိုဒုက္ခလို့မမြင်ဘဲနဲ့အကောင်းထင်တာတဲ့အဲ့ဒါကိုဆရာတော်ကြီးကဆုံးမထားတာငါဗျာအာယုံဒုက္ခဘုံကိုအကုန်မမြင်အကောင်းထင်ကခင်မင်းတက်မဲ့တွေ့တာဖက်လျက်တဏပါပဲအဓိကကတော့ခင်မင်းနဲ့သူများလည်းခင်နေတာပဲကိုယ်လည်းခင်နေခြင်းနဲ့မလားအမတန်ခင်နေခြင်းနဲ့ဘာဖြစ်လို့ခင်တာလဲဆိုရုပ်တည်နေလုံးဝမသိတာပဲငါတို့ကယောက်ျားလို့သိတာမလားအဲ့တော့ယောက်ျားလည်းမျိုးသမီးကိုခင်တာပဲမျိုးသမီးကလည်းမျိုးသားကိုခင်တာပဲဘုန်းကြီးကလည်းဒဂရမခင်တာပဲဟုတ်တယ်မလားရုပ်တည်နေလုံးဝမသိတာအတိမအမြင်မအယူမားနေတယ်ခန္ဓာကိုယ်ပဲသင်္ကန်းပတ်ထားတာဟုတ်ရစိတ်မှသင်္ကန်းမပတ်တာဟုတ်ရလားခန္ဓာကိုယ်သင်္ကန်းပတ်ပြီးစိတ်သင်္ကန်းမပတ်လို့ကတော့အတိမအယူမအမှတ်မှားနဲ့ပဲဒုက္ခရောက်မှာမလားမှန်ပါဗျာခေါင်းရှင်းကိုရှုပ်လို့ခေါ်တယ်အားရလေခန္ဓာကိုယ်သင်္ကန်းပတ်ပြီးစိတ်ကိုသင်္ကန်းမပတ်တဲ့ပုံကိုယ်တွေကိုဘယ်လိုခေါ်လဲခုရိတ်တာတော့ခေါင်းလည်းရှင်းမနေဘူးလားကိုကကြတော့ရှုပ်နေတယ်တက္ကရာမအတွက်လူမှုရေးစီးပွားရေးတခါတဲ့လူမှုရေးစီးပွားရေးဆိုတာတချို့ရှိတယ်လေဒဂရမရဲ့လူမှုရေးစီးပွားရေးဝင်ပါတာရှိတယ်မလားဒါကြောင့်မလို့တန်ခါမှာကဏ္ဍဒုရနဲ့ဝိပဿနာဒုရဒီနှစ်ပါးအဓိကပဲဟုတ်ပြီနော်ကိုယ်တိုင်စာသင်မသင်သူများကိုသင်ပေးကိုယ်တိုင်အားထုတ်ရင်တော့အားမထုတ်ရင်လည်းသူများကိုရှင်နိမနေသင်ပေးဒီလုံးတစ်ခုပဲရှိတယ်မလားအဲ့ဒါတန်ခါပဲသူတော်ကောင်းတော့ဒါကြောင့်မလို့တခြားဟိုအကြောင်းတွေဒီအကြောင်းတွေအကုန်လုံးထည့်နေလို့ရှိရင်ဗါတယ်လေခေါင်းရှင်းကိုရှုပ်ဦးဇင်းကြီးပဲပြောလို့မရဘူးသူတော်ကောင်းတို့ပဲလှည့်ရအောင်ပါအဲ့တော့ဟလာအဖေနေမှမသိဥပုပ်နေမှမသိဒီနေ့လားတလနေလို့ဘုန်းကြီးကြောင့်တစ်ခေါက်မရောက်လူမှုရေးစီးပွားရေးဓာရေးသမီးအကုန်လုံးရှုပ်ချက်ခန့်နေအောင်ထည့်ရင်လည်းအဲ့ဒါလည်းဘာဖြစ်လဲခေါင်းရှုပ်ကိုရှုပ်အမလေးဘယ်လိုခေါင်းအရှင်းပါတော့ခေါင်းကရိတ်မှရိတ်မထားတယ်လားဘယ်လိုရှင်းပါတော့ခေါင်းရှုပ်ကိုရှုပ်ခေါင်းကရှုပ်နေမို့လားဖြောင်းတဲ့သပင်တစ်ခါလည်းကောက်လိုက်ကောက်တဲ့သပင်ဘာဖြစ်လဲဖြောင်းလိုက်အမျိုးမျိုးပဲဆေးဆိုးပါလေဆေးရလဲဆိုးသေးတယ်ဟုတ်တယ်ဆေးရလဲဆိုးသေးတယ်ဟိုမှာတခါလေဖြောင်းတာလိုက်ရင်ဖြောင်းပေါ့ကောက်တာလိုက်ရင်လည်းအကုန်လုံးကောက်ရမယ်မဟုတ်ဘူးအခုကခဏနေကောက်လိုက်ခဏနေဖြောင်းလိုက်အဲ့ဒါပြီးတော့အုပ်ဆောင်ကြီးရဲ့ဝင်လိုက်မြန်မာပြည်မှာဆိုတောင်းတဲ့ကြည့်ပေးရတာရှော့ဖြစ်လို့ချင်းဒုက္ခရောက်အောင်မယ်တခါကိုယ်ပတ်စံနဲ့ကိုဒုက္ခတွေရှားနေတာမလားခေါင်းရှုပ်ကိုရှုပ်တယ်အဲ့တော့နောက်တက်ကဆရာတော်တပါးကဥပမာလေးပေးထားတယ်အဲ့လိုတရားကိုဘာမှမသိဘုရားမှမသိတရားမှမသိလူငယ်စည်းဝါးရေးနဲ့ပဲချင်းကုန်နေတဲ့ပုံကိုယ်တွေကိုတလုံးကြိုင်နေဗါတယ်လေဦးဇင်းတို့အညာမှာအလုတ်သွားပြီဆိုလို့ရှိရင်ဂျိုင်လေးတဆင့်ဂျိုင်လေးရှိတယ်မလားအဲ့ဒီတဲကိုထမင်းလဲထက်ဟင်းလဲထက်အကုန်လုံးပေါင်းထည့်ရတယ်မလားမနေ့6နာရီ9နာရီတဲ့အိမ်ကနေပြီးယူသွားတာနေ့လယ်12နာရီလောက်ကျမှဘာဖြစ်လဲဖွင့်ပြီးတော့စားရတာအဲ့ချိန်ကျတော့ဘာဖြစ်လဲဆိုတော့အမြုပ်တွေထားနေပြီပွားနေပြီတခါလေအကြောင်းမတိုက်ဆိုင်လို့ရင်သိုးကုန်ပြီမလားအဲ့ဒါဥပမာဟိုသူတော်ကောင်းတွေလည်းဗာလဲဆိုတော့ဘုရားတရားတန်ခါသတိမရနိုင်ဘူးလေလူမှုရေးစီးပွားရေးဓာရေးသမီးရေးမိတ်ဆွေရေးနာရေးအကုန်လုံးဗာဖြစ်လေဒီတလုံးကြိုင်ပဲအကုန်လုံးဒီထဲပဲထည့်လာတယ်မလားပုတ်တူကုန်တယ်ဆိုတာအဲ့လိုနဲ့ပဲဦးနာသေးပဲဟုတ်တယ်နော်အဲ့လိုပဲဦးရတယ်အဲ့လိုပဲနားတယ်အဲ့လိုပဲသိရတယ်အဲ့တော့တလုံးကြိုင်တော့မဖြစ်စေနဲ့အစင်းကြိုင်ဖြစ်အောင်လို့ဗာဖြစ်အောင်လုပ်ရမလဲဥပမာ၄စင်းကြိုင်လေးပေါ့ဗျာ၄စင်းကြိုင်လေးမှာဒါနအတဆင့်တီလအတဆင့်တမထအတဆင့်ဘာဝနာအတဆင့်ပေါ့အဲ့တော့ကိုဘယ်အဆင့်ပြောင်းနေလဲလိုက်ရှာကြမြန်မြန်လေးဟုတ်ပြီနော်ဘဂတိကြိုင်မှာဂျိုင်လေးတစ်ကြိုင်နဲ့ပြောင်းနေုံနဲ့အဲ့ဒီတစ်ကြိုင်နဲ့ဆိုင်သွားဝယ်လို့ရပါမရဘူးဂျိုင်မဆိုရင်အဲ့ဒီကြိုင်သုံးလို့မရဘူးနော်အဲ့တော့သူတော်ကောင်းလို့လည်းအခုမထူးဘူးဒါနပြောင်းနေရင်ဒါနကြိုင်ကိုမြန်မြန်ရှာကိုလုံးမှာကိုရမှာဟုတ်ပြီနော်ဆိုင်သွားဝယ်လို့မရဘူးဆိုတော့ကိုယ်တိုင်လုံးမှာရမယ်ဆိုတော့သိသိချင်တာနော်ဒါနအဆင့်ပြောင်းနေသလားတီလအဆင့်ပြောင်းနေသလားတမထအဆင့်ပြောင်းနေသလားဘာဝနာအဆင့်ပြောင်းနေသလားမြန်မြန်ရှာဘာကြောင့်လဲဆိုတော့ဂျိုင်းစုံမှာသုံးလို့ရမယ်မို့လားအဲ့တော့တလုံးကြိုက်မဖြစ်ပါစေနဲ့ဘာဖြစ်ရမလဲ
အစင်းကြိုင်လေးတွေဖြစ်အောင်လုပ်ပါတဲ့အဲ့တော့အခုဒီကနေတရားစခန်းဝဲပြီးလို့အလုပ်ကိုပြန်ကြတဲ့အခါကျရင်ဖះမမသိတရားမမသိတဲ့ပုံကိုယ်တွေတွေ့ရင်တလုံးကြိုင်ကြီးလို့ခေါ်ဟုတ်ပြီနော်ဘယ်လိုခေါ်ရမှာတလုံးကြိုင်ကြီးမင်းရှင်းပြလိုက်ပေါ့ဟုတ်ပြီနော်အေးငါဗျာအာယုံဒုက္ခဘုံကိုအကုန်မမြင်အကောင်းထင်ငါခင်မင်းတက်မဲ့တွေ့တာဖက်လျက်အောက်ထက်တန်တာစုံစံငါပြင်တနာလက်တဲ့ထင်တိုင်းချေသည်အေးတယ်မရှိဆင်းရဲဖြစ်ဤဝိဤသားကောင်လုံးလုံးဒီတဲ့ခင်မင်းတက်မဲ့ဆိုတာတဏမှာ၃မျိုးရှိတယ်ကာမတဏဘဝတဏဝိဘဝတဏမရှိသေးလို့မရသေးတာကိုလိုချင်တာကာမတဏအခုကိုယ်ပိုင်ကားလေးလိုချင်တယ်ပေါ့ရှင်ကိုရောက်တာလဲ၄-၅နှစ်ရှိပြီပေါ့ဗျာအဲ့တော့ကိုယ်ပိုင်ကားလေးလိုချင်တယ်အဲ့ဒီကားလေးလိုချင်တာဘာတဏလဲကာမတဏကားလေးရောက်လာတဲ့ခါကျကိုယ့်ကိုယ်ကြကြီးပြောင်းအောင်မတုံကားကြရေးစေးတယ်လေဟုတ်တယ်မလားကားလေးကိုတကားတဲ့မနက်တိုင်းရေးစေးညနေတိုင်းရေးစေးနဲ့တရုတ်တရားနဲ့ဖြစ်နေတာဘာတဏလဲသိလားဘဝတဏနည်းနည်းလေးမော်ရယ်လေးကဟောင်းသွားပြီမော်ရယ်အသစ်တွေပေါ်လာတဲ့ခါကျဒီကားကြီးရိုးသွားပြီမော်ရယ်ကြီးအောက်သွားပြီအဲ့တော့စိတ်ကဘာဖြစ်လဲဆွန့်ညင်တယ်မို့လားတဒင်ကသူကအပြည့်မြင်လို့ဆွန့်တာမဟုတ်အသစ်လိုချင်လို့ဆွန့်တာအဲ့တော့အဲ့လိုဆွန့်ညင်စိတ်ဖြစ်လာတာကိုဝိဘဝတဏဆွန့်ပြီးတော့ပြီးပြီလားတော့မပြီးဘူးသူကဒီတဲ့ပေါ်ပြီးတော့ပုံစံလေးလှတာထက်ယူလိုချင်တယ်မို့လားအဲ့တော့ကာမတဏပြန်မရောက်ဘူးလားရောက်ပါဘူးအေးရလာတော့တခါတယူတရားနဲ့ပြီးတော့တခါနည်းနည်းလေးကြာလာတော့ဆွန့်ညင်ပြန်အောင်ဒီလိုမို့လားအဲ့တော့ဆက်ဝိုင်းနဲ့ပတ်ပြေးနေရတယ်မတူဘူးလားတူတယ်ဦးဇင်းတို့သူတော်ကောင်းတို့မတူကာမတဏဘဝတဏဝိဘဝတဏအဲ့ဒီကနေတခါကာမတဏဘဝတဏဝိဘဝတဏဆိုဆက်ဝိုင်းနဲ့ကိုပတ်ပြေးနေတာမောသိပြီဟုတ်ပြီနော်မောသိပြီအခုအနှစ်တရားထဲမှာလူလာပြတော့အပတ်တရားပတ်ပြေးပေါ့ဒါနသီလလေးကကဲလိုက်လို့နတ်ပြည်ရောက်တော့3 6 တန်းပတ်ပြေးပေါ့ဟုတ်တယ်မို့လားအခုကဘာပေါ်မှာစံချိန်သစ်တင်ထားတဲ့အပြေးမယ်လောက်ကတော့တဏှာတော်တဏှာသေးအခုဦးဇင်းတို့သူတော်ကောင်းတို့ဟိုအနမတကတန်တရားနေပတ်ပြေးလာတာရပ်ပြီလားမရပ်သေးပါဘူးမမောသေးဘူးလားမောသေးပြီဟုတ်တယ်မို့လားမောသေးပြီပြန်စဉ်းစားကြည့်စမ်းကိုဘဝဖြစ်စဉ်ကိုပြန်စဉ်းစားကြည့်စမ်းဒီ3မျိုးအဝိဇ္ဇာတဏှာချဲလဲလို့အခုဒုက္ခတွေရောက်နေတယ်မို့လားအေးအားကြောင့်မလို့သူများကိုလည်းမခင်ချင်ပါနဲ့ကိုယ့်ကိုလည်းမခင်စေချင်ပါနဲ့ဘာကြောင့်လဲတဲ့တက္ကပညာ3မှာတရားမင်းမေးလို့မြတ်စွာဘုရားဖြေထားတယ်လူတွေဟာတဲ့အန္တရာယ်တွေနဲ့လည်းမတွေ့ချင်ပါဘူးဒုက္ခလည်းမရောက်ချင်ပါဘူးတဲ့ဒါပေမဲ့အန္တရာယ်နဲ့တွေ့နေတဲ့ဒုက္ခတွေရောက်နေတဲ့အရှင်ဘုရားတဲ့အဲ့ဒါဘာဖြစ်လို့ပါလဲဆိုတော့လိုရင်းတူရှင်းပဲဖြေလိုက်တယ်ချစ်ချင်းမုန်းချင်းကြောင့်ဘာကြောင့်လဲချစ်ချင်းမုန်းချင်းကြောင့်အတူနေရချစ်တဲ့လူနဲ့အတူမနေရတော့မဆင်းရဲဘူးလားမချစ်တဲ့လူနဲ့အတူနေရတော့မဆင်းရဲဘူးလားအေးအဲ့ဒီချစ်ချင်းမုန်းချင်းဟာလိုရင်းပဲအဲ့တော့တစုံတယောက်ကိုချစ်ချင်ပြီဆိုရင်ငါဒုက္ခရောက်တော့မယ်လို့နှလုံးသွင်းလိုက်ပါဟုတ်ပြီလားအမေအဲ့ဒါကြောင့်မဖြေချင်ဘူးတစုံတယောက်ကိုမုန်းတော့မယ်ဆိုရင်လည်းငါဒုက္ခရောက်တော့မယ်သူတော်ကောင်းတို့အဲ့နှလုံးသွင်းလေးမကောင်းဘူးလားမချစ်မမုန်းဟာဥပိ္ပခာပဲဟုတ်ပြီနော်ဝိပဿနာဘာပြဋ္ဌာန်းလဲပညာပြဋ္ဌာန်းတယ်ရှုမှတ်တဲ့အခါကျဘယ်ကိုရှေ့ရှုရဝိပဿနာပညာပြဋ္ဌာန်းတယ်ရှုမှတ်တော့ဘယ်ကိုရှေ့ရှုရဥပိ္ပခာကိုရှေ့ရှုရတယ်နော်အဲ့ဒါအရေးကြီးတယ်ဒါကြောင့်ချစ်ချင်းမုန်းချင်းအမှန်တန်ရေးကြီးပါတယ်အဲ့ဒါလောကဓာတ်နေပါအဲ့ဒါတွေကိုသိဖို့အတွက်ပဲအခုတရားအားထုတ်နေတာပဲမဟုတ်လားအမှန်ကိုအမှန်တိုင်းသိမှသူတော်ကောင်းတို့အသိမှန်မှအကျင့်မှန်တယ်အကျင့်မှန်မှအလုံးမှန်တယ်အကျင့်မှန်တော့အလုံးမှန်တာပါတော့အရောက်မှန်တယ်ဟုတ်ပြီလားအသိမှားရင်အကျင့်မှားမယ်အကျင့်မှားရင်အရောက်မှားမယ်အသိမှန်တယ်အကျင့်မှန်တယ်အရောက်မှန်တယ်အသိမှားတယ်အကျင့်မှားတယ်အရောက်မှားတယ်အဲ့တော့ရောက်မှားတယ်တော့အပယ်၄ပါးအရောက်မှန်တာနိဗ္ဗာန်ပေါ့အဲ့တော့အရေးကြီးတာကအရောက်မှန်ဖို့အတွက်အသိမှန်ဖို့ရည်မကြည့်ဘူးလားအဲ့တော့တရားလဲနာရမယ်တရားလဲအားထုတ်ရမယ်အဲ့ဒါအရေးကြီးတယ်အဲ့တော့ခင်မင်တက်မဲ့တွေ့တာဖက်လေအောက်ထက်တန်တာစုံစံငါဖြင့်တဏှာလက်တယ်ထင်တိုင်းချတယ်သူလုံးချင်လို့လုံးနေတာပဲသူတော်မျိုးသားလည်းမျိုးသမီးကိုဂျမဖြစ်မှာမျိုးသမီးကလည်းမျိုးသားဟုတ်အဲ့ဒီမှာအဝိဇ္ဇာပါပါတယ်ဥပမာဦးဇင်းပြောမယ်မျိုးသားတယောက်ဟာဥပမာဒီမျိုးသမီးကိုရမှစိတ်ချမ်းသာမယ်ဆိုတဲ့အခါကျတော့ပတ်စံပေးလဲယူချင်းယူမှာပဲဟုတ်တယ်မလားတရားစဉ်းစားပါဒီအမျိုးသမီးကိုရမှဖြစ်မယ်ဆိုရင်သူပတ်စံပေးပြီးတော့လဲယူချင်းယူမှာအဲ့ဒီအမျိုးသမီးနဲ့ကွဲမှစိတ်ချမ်းသာမယ်ဆိုရင်လည်းပတ်စံပေးပြီးတော့စဉ်းစားပါဦးဇင်းပြန်ပြောမယ်တရားလေးစဉ်းစားတကယ်တမ်းကျတော့ဒီအမျိုးသမီးဟာအမျိုးသားတွေမရှိမဖြစ်မဟုတ်ဘူးအဲ့ဒီအမျိုးသားတွေမရှိမဖြစ်ကစိတ်ချမ်းသာမှုလက်ခံရလားလက်ခံပါဘူးဒီအမျိုးသမီးဟာသူ့အတွက်မရှိမဖြစ်ဆိုရင်ယူပြီးရင်ကွဲတာကြောင့်မရှိဘူးလေဟုတ်ရလားယူပြီးကွဲတာကြောင့်မရှိဘူးအခုက तू ကသဘောထားတိုက်ဆိုင်လုံးလေးဘာဖြစ်လဲစိတ်ချမ်းသာမယ်တင်ပြီးယူလိုက်တာပဲဟဲ့လားနှစ်များစွာပေါင်းလာလို့ဥမချေကသိတော့ကြွားခြင်းပြီလေ
အဲ့တော့ဘာဖြစ်လဲတချို့ပတ်စံပေးกว่าတယ်မဟုတ်လားအဲ့တော့ပတ်စံပေးกว่าမှစိတ်ချမ်းသာမှာဆိုတော့ပတ်စံပေးမกว่าဘူးလားဒါဖြင့်အမျိုးသမီးကအဓိကလားစိတ်ချမ်းသာမှုကအဓိကအေးအဲ့လိုသိမှာအခုအဲ့လိုမသိလို့အခုအလိညာခံနေရတဲ့ပုံစံတွေမရှိဘူးလားရှိပါတယ်အခုလိညာခံရပြီးဒုက္ခရောက်တဲ့ပုံစံတွေကမရှိဘူးလားရှိပါတယ်မျိုးသားနဲ့မျိုးသမီးရန်တိုက်ပြီးတော့မဟုတ်ဘူးအမှန်တိုင်းသိအောင်ပြောနေတာဟုတ်ပြီနော်အဲ့တော့အဲ့လိုသိမှစိတ်ချမ်းသာမှုကိုဦးစားပေးမှာပေါ့အဲ့လိုမို့ရင်မျိုးသားလည်းမျိုးသမီးအားကိုလိုက်မျိုးသမီးကလည်းမျိုးသားအားကိုလိုက်ပြီးတော့နှစ်ယောက်စလုံးကြောက်တဲ့ကြဟုတ်တယ်မဟုတ်လားတေချာစဉ်းစားပါတေချာစဉ်းစားပါစိတ်ချမ်းသာဖို့ဆိုရင်သူတော်ကောင်းတို့စိတ်ဘာဖြစ်လို့ဆင်းရဲတာအဲ့ဒါလည်းပါတယ်လောဘဒေါသမောဟကြောင့်စိတ်ဆင်းရဲတာပဲရှင်းရှင်းလေးပဲလောဘဒေါသမောဟဟာဒုမှဖြစ်တာလားစိတ်မှဖြစ်တာရုပ်မှဖြစ်တာမဟုတ်ဘူးဟုတ်တယ်မဟုတ်လားစိတ်မှဖြစ်တာအဲ့ဒီစိတ်မှဖြစ်တဲ့လောဘဒေါသမောဟကြောင့်စိတ်ဆင်းရဲတာမဟုတ်လားဒါဖြင့်စိတ်ကြောင့်ဖြစ်တဲ့အညစ်အကြေးကိုစိတ်နဲ့သာဆေးပါဟုတ်ပြီနော်ရေကြောင့်ဖြစ်တဲ့ရွှွနှုံကိုရေနဲ့ပဲဆေးပါဒါဖြင့်စိတ်လောက်ကဘာပဲရှိဟုတ်တာပေါ့အဲ့ဒါစိတ်အလုပ်ကဘာပဲရှိတော့ဝိပဿနာမဟုတ်လားမလေးဘုန်းကြီးရှိရအကောင်ပြတော့နောက်ကမလိုက်နိုင်စိတ်အလုပ်ကဘာပဲရှိလဲဝိပဿနာပဲရှိတယ်အဲ့တော့သေချာစဉ်းစားကြည့်ရင်စိတ်ချမ်းသာဖို့ဆိုရင်ဝိပဿနာလို့မျိုးသားကိုအားကိုးရမှာမဟုတ်မျိုးသမီးကိုအားကိုးရမှာမဟုတ်နော်အဲ့လိုမသိအောင်ဘယ်သူကလှုပ်ထားလဲဆိုတော့ဟုတ်ပြီနော်အေးအဲ့ဒါရေးကြည့်တယ်အသိမှန်မှာအကျင့်မှန်မှာအကျင့်မှန်မှာအယောက်မှန်မှာသူတော်ကောင်းတရားနာတရားထုတ်ဖို့ရေးမကြည့်ဘူးလားအမတန်ရေးကြည့်ပါတယ်ဒါကြောင့်ခင်မင်းတက်မဲ့ Twitter ဖက်လေအောက်ထက်တန်တာကြားခဲ့သူတော်ကောင်းလူပြည်ရောက်လိုက်နတ်ပြည်ရောက်လိုက်ငရဲပြည်ရောက်လိုက်ဒီကောင်ချဲလဲနေတာမဟုတ်လားရန်သူကိုရန်သူလို့သိမှဖြစ်မယ်ရန်သူကိုရန်သူလို့မသိဘဲနဲ့မိတ်ဆွေလို့ထင်ပုံမစိုးနိုင်ဘူးလားစိုးနိုင်တယ်ဒါကြောင့်မလို့အခုသူတော်ကောင်းတို့မှာအပေါ်ရောက်လိုက်အောက်လိုက်လဲကျင်လဲလာလိုက်တာတဲ့တန်တရာရဲ့အစကိုငါဖျားတော့မမြင်ဘူးတဲ့ဟုတ်ပြီနော်ဥက္ကရာရဲ့ဘဝကိုအခုအနှစ်တသိန်းထဲမှာပွင့်တဲ့မြတ်စွာဘုရားကစွန်ဖုံးတဲ့အချိန်လေးကုရီတက်တဲ့အချိန်လေးပဲနားပြီးတော့အရှင်ဘုရားဒီဘဝမတိုင်တော့ဝက်ဘဝကျက်ဘဝခွေးဘဝစသည်ဖြစ်ပါဗျာပြောသွားမယ်အနှစ်တသိန်းသာပြီးလို့ပြိဋိဘံဆန့်ကျင်ဆန့်မယ်ဥစဉ်ဘဝမပြီးသေးဘူးတဲ့ဟုတ်ပြီနော်အဲ့တော့မရှိလဲဘူးလားရှိရပါဘူးအေးဒါကြောင့်တန်တရာရဲ့အစကိုဘုရားမသိဘူးတတ္တဝါရဲ့အစဝိဇ္ဇာတဏ္ဍာပဲသိတယ်နော်အဲ့တော့ဥစဉ်တို့ဘဝတွေအများကြီးရှည်လျားခဲ့တယ်ဆိုတာမသေးကြဘူးလားသိကြပါဘူးအေးအဲ့ဒါအတိမှန်မှန်လို့ပေါ့ဟုတ်ရလားအတိမှန်မှန်တော့အတိမှားတော့အကျင့်ကလည်းမှားအကျင့်မှားလို့အခုဆင်မှုရောက်နေမို့လားအတိမှန်ရဲ့အခုဟိုမှာချမ်းမြေတို့ဟုတ်လားရွှေတောင်ကုန်းတို့မှာအခုရိတ်သာဝင်နေအခုမညက်ပွန်ညာရတော့ပြီတချို့ဆင်မှုရောက်တာနှစ်20လောက်ရှိပြီလေအနှစ်20လောက်မြန်အခုရိတ်သာဝင်ပြီးအားထုတ်ရင်မညက်ပွန်ညာမရနိုင်ဘူးလားရနိုင်ပါဘူးအေးအဲ့ဒါကိုသိသိချင်းလို့အောက်ထက်တန်တာစုံစံမှာဖြစ်တဏှာလက်တဲ့ထင်တိုင်းချေသည်အေးရမရှိစဉ်းစားကြည့်တယ်ဒီတော့ကောင်းတို့ဘဝစဉ်းစားကြည့်တယ်မနဲ့မိုးလျက်နေမိုးချုပ်ပူလောင်းနေရတာမများဘူးလားဝမ်မိကတုတ်တန်ကြီးမှာတောင်မူကြီးဟာညအခါမီးဟိုးတွေဥတယ်တဲ့နေ့ခါကျမီးလောင်နေတဲ့ညကျတော့ဟိုကလောက်ရမယ်ဒီကလောက်ရမယ်မတွေးရဘူးလားအဲ့ဒါမီးဟိုးတွေထွက်နေတာနေ့ကျတော့တွေးထားတဲ့အတိုင်းမလောက်ရဘူးလားအေးအဲ့မီးလောင်နေတာဟုတ်ပြီနော်အဲ့တော့အေးတယ်မရှိဆင်းရဲပြီးဝိဣသားကောင်လုံးလုံးဒီတဲ့ကိလေသာဝကမ္မဝဝိပါကဝဝတ်တော်မှမရှိဘူးလားရှိတယ်အဲ့ဒီဝတ်တော်မှဒုက္ခပြီးနေတာမလားရက်ချင်ရင်ခလုံးနှိမ့်တယ်မှရဟုတ်ပြီနော်အဲ့ဒီဝက်ရက်ချင်လို့ရင်ဘာလုပ်တဲ့ရမလဲဒီမီးချောင်းလင်းနေတာဟာမီးခလုတ်လေးဖွင့်ထားလို့မလားအဲ့တော့ဒီမီးချောင်းကိုပိတ်ချင်ရင်ခလုတ်ကိုပိတ်ရမယ်အဲ့တော့ခလုတ်ကိုတိတော့တိတယ်မပိတ်ရင်မီးပိတ်ပါမလားအခုတရားနာတယ်တိတော့တိတယ်မကျင့်ရင်ဒီဝက်ရက်ပါမလားမရက်ဘူးနော်အဲ့တော့တိလဲတိရမယ်ကျင့်လဲကျင့်ရမယ်အတိနဲ့အကျင့်ထပ်ထူကြဖို့ရင်မကြည့်ဘူးလားအရေးကြီးတယ်အဲ့တော့ကိလေသာဝအဝိဇ္ဇာတဏှာဥပါဒံဟုတ်ပြီနော်အဝိဇ္ဇာတဏမသိလို့ဘာဖြစ်လဲလိုချင်တယ်မို့လားမသိလို့လိုချင်မှသည်လိုချင်လို့ဆွဲလန်းသည်ဆွဲလန်းတော့ရအောင်လို့သည်ရအောင်လို့တော့ရသည်ရတာကဒုက္ခဖြစ်သည်ဒုက္ခကိုဒုက္ခမှန်မသိပြီးမသိလို့လိုချင်မှသည်လိုချင်တော့ဆွဲလန်းသည်စဉ်းစားကြည့်တယ်ဆုံးနိုင်ပါလားဆုံးနိုင်ပါဘူးမသိဘူးမသိလို့အခုစင်ကိုရောက်နေတာဘာလို့လိုချင်တယ်ပတ်စံလိုချင်တယ်ဒေါ်လာလိုချင်တယ်လေဟုတ်တယ်မလားမသိလို့လိုချင်တယ်လိုချင်တော့မဆွဲလန်းဘူးလားဆွဲလန်းတယ်အေးရတယ်မှာဟိုဘက်လိမ့်လိုက်ဒီဘက်လိမ့်လိုက်နေဟုတ်တယ်မလားမနေ့ကမြတ်တွင်းဟောက်ဘက်လေဒါကလည်းအတွေးတွေကဖြီးစည်းပြီးနှိမ့်ဆက်ပြီးတော့ဥပါဒံဖြစ်မသိလို့လိုချင်တယ်လိုချင်လို့ဆွဲလန်းတယ်ဆွဲလန်းတော့ရအောင်လို့တော့ကံနေမမြောက်ဘူးလားအဲ့ဒီကံနေမြောက်တော့နာယုတ်တွေပြန်အကျိုးမပေးဘူးလားအဲ့တော့ခန္ဓာရရင်ဘာသစ္စာရင်ထဲကပါရလားစဉ်းစားပါတခြားဟာလေးခဏထားပါဦးအခုထမင်းစားတယ်ဘာဖြစ်လို့စားလဲဆိုတော့အသက်ရှင်ရင်လို့ပေါ့ဟုတ်တယ်မလားစားလို့အေးဒါလည်းမှန်တာပဲဟုတ်တယ်လေထမင်းစားတာစားလို့ပေါ့ထမင်းမစားရင်သေသွားမှာမလား
အဲ့တော့တနည်းအားဖြင့်ပြောရမယ်ဆိုရင်အသက်ရှင်ဖို့တည်းထမင်းမစားဘူးလားဒါဖြင့်စားရင်းနဲ့လည်းမသေးဘူးလားမနက်ကစားတဲ့အချိန်နဲ့ညနေစားတဲ့အချိန်ပိုနီးမသွားဘူးလားစဉ်းစားကြမှာမသေးအောင်ထမင်းစားတယ်စားရင်းကလည်းသေဖို့နီးသွားတယ်တားလို့ရလားမရပါဘူးအဲ့ဒါဒုက္ခလားဒုက္ခလားဒုက္ခသူတော်ကောင်းတို့အခုအသက်ရှင်ဖို့အတွက်ရှူးနေရတယ်ဘာဖြစ်လို့ရှူတာလဲဆိုရင်အသက်ရှင်ခြင်းလို့ရှူရင်းနဲ့လည်းသေဖို့ဟာနီးသွားတယ်အခုတစ်ချက်တည်းနောက်တစ်ချက်ကဘာဖြစ်လဲသေဖို့နီးသွားပြီတားလို့ရလားမရပါဘူးအဲ့ဒီဘဝကြီးကဒုက္ခလားဒုက္ခဒုက္ခကျွန်တော်ဒီခဏထားပါဦးအဲ့ဒီနှစ်ခုတည်းကိုပဲဒုက္ခမထင်ရှားဘူးလားထင်ရှားပါဘူးမြင်သာတင်သာတဲ့ဒုက္ခမှမမြင်လို့ရှိရင်ယုတ်တိနဲ့ဒုက္ခမြင်ဖို့မလွယ်ဘူးနော်အဲ့တော့တည်တည်ချာချာစဉ်းစားပါအဲ့ဒီဝိတ္တေကနေရက်ဖို့အရေးကြီးတယ်ဟုတ်ပြီလားအဲ့လိုမသိလို့ခန္ဓာ၅ပါးရူပခန္ဓာဝိညာဉ်ခန္ဓာတင်ညာခန္ဓာသင်္ခါရခန္ဓာဝိညာဉ်ခန္ဓာဆိုတဲ့ခန္ဓာ၅ပါးမရဘူးလားမရပါဘူးရနေတဲ့ဝိညာဉ်နဲ့ယုတ်သလယနာဖတ်တဝေဒနာဒါအခုပြစ္ဆုတ်ကံအကျိုးတရားတွေမလားမှန်ပါဗျအဲ့ဒါတွေကိုဒုက္ခလို့မသိသေးလို့ရှိရင်သမုဒိယသစ္စာဒုက္ခကြောင့်တွေထပ်မလုပ်ဘူးလားလို့ရင်နောက်ဘဝခန္ဓာရရင်ဒီခန္ဓာ၅ပါးပဲပြန်မရဘူးလားမရပါဘူးဒါကြောင့်ပြိဿသမုပ္ပါမှာသမုဒိယသစ္စာဒုက္ခသစ္စာသမုဒိယသစ္စာဒုက္ခသစ္စာဆိုတော့မလဲဘူးလားလဲပါဘူးလဲတယ်သူတော်ကောင်းတို့တကယ်သားလေပြင်ပမှာဆက်ဝိုင်းနဲ့ပတ်ပြေးနေတဲ့လူကိုတွေ့ရင်ဘေးကနေထန်ကြည့်အမှန်တန်သနာဖို့ကောင်းပါပဲဟုတ်ရဲ့လားမှန်ပါဗျအခုမတူပါဘူးအရိယာသူတော်ကောင်းနေဘုရားယဟန်နာတွေဦးဇင်းတို့ကိုထိုင်ကြည့်နေအခုဦးဇင်းတို့32ပုံပတ်ပြေးနေတာပဲမဟုတ်လားမှန်ပါဗျအေးပတ်ပြေးနေတာပဲတစ်ချက်ကလေးမနာဘူးအခုယုံနဲ့အခုသုတိပြတ်ကြွေသွားတယ်နောက်ပရိသန်တွေကတစ်စက္ကန့်မချဘူးဖြစ်ရတယ်မဟုတ်လားမှန်ပါဗျခန္ဓာရတာပတ်ပြေးနေတာဗောဗျအဲ့တော့သူတော်ကောင်းတို့ဦးဇင်းတို့ကတစ်ချက်ကလေးကိုမနာတာအမှန်တန်ပြေးတန်တဲ့ပုံကိုလေဟုတ်တယ်မဟုတ်လားအေးအဲ့တော့ဘာဖြစ်လဲနားတော့ဝိဤသားကောင်ဆိုတော့အပြစ်မခံရဘူးလားဘယ်သူကပြစ်တာလောဘကပြစ်လိုက်ဒေါသကပြစ်လိုက်မောဟကပြစ်လိုက်တကယ်ပဂတိတိုက်ပွဲမှာကြည်စံနေတဝိဝိလာနေဘယ်တဲ့အဆင်ပြေမှာဂရုချင်းနဲ့အဆင်ပြေမှာဗောဟုတ်တယ်မဟုတ်လားအခုလဲလောဘကြည်စံတွေကလာနေပြီဒေါသကြည်စံတွေကလာနေပြီမောဟကြည်စံတွေကလာနေအဲ့ဒါကိုဝိဝဒနာဂရုချင်းနဲ့ကိုပြေးမစင်ဘူးဗျာပြေးပုံနဲ့အမလေးတက်တီကောင်းလားကြည်စံကွင်းမြင့်ထဲမှာရှောက်သွားနေတယ်မဟုတ်လားအေးစဉ်းစားပါမိမိရဲ့ဖြစ်စဉ်တွေကိုစဉ်းစားကြည့်စမ်းပါလှလာလေးမြင်လိုချင်လိုက်လောဘပြစ်ပြီးသားမှတ်တော့ဒိန်ပဲအဲ့ဒါဒါပေမဲ့သူကတတိကောင်းတယ်ခန္ဓာကြီးကောင်းတယ်တစ်ချက်နဲ့မလဲသေးဘူးဟုတ်တယ်မဟုတ်လားဒေါသကပြစ်လိုက်မောဟကပြစ်လိုက်နဲ့ဝိပဿနာကတုတ်ချင်းလေးတတိယစမ်းပါအဲ့လိုမှမဟုတ်လို့ရင်သူတော်ကောင်းတို့ဒီဝိတွေရပ်ပါမလားမရပ်ပါဘူးအေးသိတဲ့အတိုင်းကျင့်တာအဲ့ဒါခလုတ်ပိတ်တာဗောဗျခလုတ်ပိတ်မှာဒီမိပိတ်မှာမလားမှန်ပါပါအဲ့ဒီတော့ဒီဝိကိုရပ်ကျင့်တယ်ဆိုရင်သိတဲ့အတိုင်းကျင့်ပါအဲ့ဒီဒုက္ခတွေကိုမြင်လို့ဆရာတော်ကြီးကဝိဤသားကောင်းဒုက္ခပေါင်းမှလွတ်အောင်ယုံ၍ချမ်းသာတွေ့ဖို့အခုချမ်းသာအစစ်ပြီးတော့မယ်ဆရာတော်ကြီးကသူတော်ကောင်းတို့ချမ်းသာအစစ်လို့ပြောတော့ချမ်းသာအတုလည်းရှိတယ်ဟုတ်ပြီလားချမ်းသာအစစ်ဟာဝေဒနာဝေဒိတဒုက္ခကိုဦးစားပေးတာမဟုတ်ဘူးဦးဇင်းတို့လိုချင်တာဘာဒုက္ခလဲတန်တိဒုက္ခနိဗ္ဗာန်ဟိုတလောကဒကမာလေးတယောက်မေးပါတယ်နိဗ္ဗာန်မှာဘာမှမရှိဘူးဆိုတဲ့မဟုတ်ပါဘူးဘာမှမရှိတာမဟုတ်ဘူးဒုက္ခခတ်သိမ်းချုပ်ငြိမ်းပြီးအငြိမ့်တက်လေးရှိတယ်ဟုတ်ပြီနော်ဟိုဆရာတော်တပားရဲ့တက္ကမလို့ဖြစ်နေဦးမယ်ရှင်ဗျာနိဗ္ဗာန်မသွားခြင်းဘူးတဲ့ဘာဖြစ်လို့လဲတပည့်တော်လက်ဖေးကြိုက်တယ်ဟမ်တပည့်တော်လက်ဖေးကြိုက်တယ်တဲ့နိဗ္ဗာန်မှာလက်ဖေးမသွားဘူးဆိုတဲ့အဲ့တော့မသွားခြင်းဘူးတဲ့အဲ့တော့အဲ့လိုလည်းဖြစ်ဦးမယ်လက်ဖေးရည်ဟာကောင်းတယ်ဆိုရင်10ခွဲတောက်ရင်ကောင်းပါမလားကောင်းပါဘူးဘာဖြစ်လို့မကောင်းတာလဲမကောင်းရင်ဒါချမ်းသာမဟုတ်တော့ဘူးလေဟုတ်ပြီနော်ဒါကြောင့်ချမ်းသာအစစ်မဟုတ်ဘူးလို့ပြောတာချမ်းသာအစစ်ကဒုက္ခခတ်သိမ်းချုပ်ငြိမ်းသွားတယ်လက်ဖက်ရည်10ခွဲတော့ရင်မကောင်းတာဟာဒုက္ခခတ်သိမ်းမချုပ်ငြင်းသေးလို့တနည်းအားဖြင့်ပြောရင်ဒုက္ခဖြစ်ကြောင်းနေမကုန်သေးဘူးတကယ်တမ်းဒုက္ခဖြစ်ကြောင်းနေကုန်လို့ချမ်းသာအစစ်ဆိုရင်လက်ဖက်ရည်ကနည်းနည်းတော့လဲချမ်းသာမယ်များများတော့လဲချမ်းသာကောင်းရမယ်ဦးဇင်းပြောတာသဘောပါရဲ့လားပါပါတယ်ခင်ဗျာသူတော်ကောင်းတို့ပရာရိုကားလေးလိုချင်တာချမ်းသာအစစ်မဟုတ်ဘူးအဲ့ဒီပရာရိုကားကိုလူလေကောင်းအဲ့ဒါမျိုးလေကောင်းမှရက်တာတော့ဘယ်သူမှအဆင်းထင်အောင်ချစ်သွားမလဲဟဲ့စိတ်မပူပါဘူးလားအဲ့ပရာရိုနဲ့တော့လူပြတ်တဲ့နေရာရောက်တော့ကို့မှာဥစ္စာပစ္စည်းတွေပါတယ်ဆိုမစိုးရင်ရဘူးလားစိုးရင်ပါလူပြတဲ့နေရာမှာကားဘိန်းပေါတော့လဲရတော့မဆင်းရဲဘူးလားဆင်းရဲပါဒါဖြင့်ချမ်းသာအစစ်ပဲဟုတ်မလဲဘာဖြစ်လို့ချမ်းသာအစစ်မဟုတ်တာဆိုဒုက္ခဖြစ်ကြောင်းနေမကုန်သေးဘူးအဲ့ဒီပရာရိုကားမှာလေဟုတ်ပြီနော်သဘောပါရဲ့လားမှန်ပါတယ်အေးအဲ့တော့ဒုက္ခဖြစ်ကြောင်းနေချုပ်မှာချမ်းသာအစစ်ဒါဖြင့်ဒုက္ခဖြစ်ကြောင်းဟာဘာလဲဆိုတော့လူရင်းတူရှင်းမဲ့ပြောမှအကျဉ်းမချက်နိုင်တော့လောဘဒေါသမောဟပဲသူတော်ကောင်းပရာရိုကမစီရတာစိတ်ဆင်းရဲတယ်ပရာရိုကမစီရလို့မဟုတ်ပါဘူးဗျလူချင်းတဲ့လောဘကြောင့်မလားမှန်ပါဗျာမရတဲ့ဒေါသကြောင့်မလားမှန်ပါဗျာယဟန္တာတပါးကိုပရာရိုကသွားပြီလို့မသာရဘူးစကြတဲ့လူချင်းတဲ့စိတ်ကိုမရှိတာဟုတ်ပြီလားမှန်ပါဗျာအဲ့ဒီတော့စိတ်ကိုပူလောင်ညှဉ်းနှွမ်းစေတတ်တဲ့လောဘဒေါသတွေကုန်တဲ့ယဟန္တာမှာသူတော်ကောင်းတို့ပရာရိုရှိတာမရှိတာစိတ်ဆင်းရဲမှုစိတ်ချမ်းသာမှုဖြစ်စေနိုင်သေးလားဖြစ်စေနိုင်ပါဘူးဗျာ
ဒါဖြင့်ဦးဇင်းမေးမယ်စိတ်ဆင်းရဲတာလောဘဒေါသမောဟကြောင့်လို့လက်ခံပြီလားလက်ခံပါဘူးဒါဖြင့်လောဘဒေါသမောဟဘယ်မှာဖြစ်တာလဲစိတ်မှာဖြစ်တာစိတ်မှာဖြစ်ရင်စိတ်လို့ပဲလုပ်တော့ရှင်းရှင်းလေးပဲစိတ်လို့လုံးမှစိတ်ချမ်းသာမယ်မို့လားမှန်ပါဗျာရုပ်ချမ်းသာတယ်နဲ့စိတ်ချမ်းသာတာဘယ်အရေးကြီးလဲစိတ်ချမ်းသာတယ်အရေးကြီးပါတယ်စိတ်ချမ်းသာဖို့အဓိကပဲနော်သူတော်ကောင်းတို့ဘလောက်ပဲကိုယ်ပိုင်တိုက်ကြီးနဲ့ကောင်းကောင်းကားကောင်းကြီးပဲစီးအထက်ထဲမှာ home theater ပေါ့ဗျအခုဟလာလှုပ်ထားလိုက်တယ်အပြန်စားပဲစိတ်ရမ်းညစ်နေတဲ့အခါမျိုးမှာကြည်ကျင်တဲ့စိတ်နားထောင်နေတဲ့စိတ်ရှိသေးလားမရှိပါဘူးမရှိဘူးအဲ့တော့စိတ်ချမ်းသာဖို့ရေးမကြည့်ဘူးလားရေးကြည့်ပါစိတ်ချမ်းသာဖို့ရေးကြည့်တယ်ဆိုတော့စိတ်ဆင်းရဲတာလောဘဒေါသမောဟကြောင့်ဆိုရင်လောဘဒေါသမောဟပါတဲ့အလုပ်ကိုလုပ်ရင်စိတ်ချမ်းသာမယ်လက်ခံလားလက်ခံပါခင်ဗျာနည်းနည်းပါရင်နည်းနည်းစိတ်ချမ်းသာမယ်များများပါရင်များများစိတ်ချမ်းသာအဲ့တော့တနေ့အလုပ်လေးကိုစဉ်းစားကြည့်စမ်းပါခုဒီထဲမှာအင်ဂျင်နီယာတွေဆရာဝန်တွေပါတယ်အင်ဂျင်နီယာဆရာဝန်ဆိုတဲ့စကားလုံးလေးကိုဖယ်လိုက်ပါတနေ့ဘာတွေဖြစ်လောဘဒေါသလောဘဖြစ်ငါပြောတဲ့အတိုင်းဒီလူနာနားထောင်နေငါကုပေးလိုက်တာပျောက်သွားပြီဆိုတာသဘောမကျဘူးလားကျပါတယ်အဲ့ဒါဘာလဲလောဘပေါ့သဘောကျသွားတော့လောဘမလားအေးပေါ့တဏှာမာနဒိဋ္ဌိပေါ့အဲ့အဓိကအခုသဘောကျသွားတယ်ဆိုတော့လောဘဖြစ်သွားတယ်မလားဟာဒီလူနာဟာလေငါပြောတဲ့အတိုင်းနားကိုမထောင်ဘူးတော်ပြီနောက်တော့ကလာစိတ်ကူမပေးတော့ဘူးအဲ့ဒါဘာလဲဒေါသကဲဆောက်လုပ်တဲ့အင်ဂျင်နီယာရောသူဆောက်တဲ့အဆောက်အဦလေးပြီးသွားတော့သဘောကျပြီလောဘတွေမဖြစ်ဘူးလားတခါလေအခက်အခဲတွေရှိတော့ဒေါသတွေမဖြစ်ဘူးလားပြောချင်တဲ့သဘောကအင်ဂျင်နီယာပဲပြောဆရာဝန်ပဲပြောဘာပဲလုပ်ပါစိတ်အလုံးမှမလုပ်ဘဲနဲ့ကျန်တာတွေဘာပဲလုပ်လောဘဒေါသတိုးတယ်လို့လားရောတယ်လို့တိုးတယ်ဒါဆိုရင်စိတ်ဆင်းရဲမှာလားစိတ်ချမ်းသာဆင်းရဲပါဘူးဒါဖြင့်စိတ်ချမ်းသာခြင်းဘာလို့ဝိပဿနာဒါကြောင့် ego ဓမ္မလို့ပြောတာဟုတ်ပြီနော်မှန်ပါဗျာသဘောပေါက်ပြီးလိုက်နာကျင့်သုံးမှုတော့အရေးကြီးတယ်နော်အခုဦးဇင်းကြားကောင်ပြောနေတာမဟုတ်လှုပ်စင်ကိုရောက်အောင်ပြောနေတာဘာကြောင့်လဲဆိုတော့အချိန်မရှိလို့ပြောနေတာဟုတ်ပြီနော်အေးအဲ့ဒီဟာမှချမ်းသာအစစ်လို့ခေါ်တယ်အဲ့ဒီချမ်းသာအစစ်ကိုရဖို့ဝိတာကောင်းဒုက္ခပေါင်းမှလွတ်အောင်ယုံ၍ချမ်းသာတွေ့ဖို့မမေ့ယုတ်နံဖြစ်ပြဟန်ကိုအမှန်ဉာဏ်ညှိဖြစ်တိုင်းသိလို့ရုပ်တည်နံနေလို့မမိပါနဲ့ဘာတွေလို့မမိပါနဲ့လဲအခုနည်းနည်းလေးတောင်းတာတင်းတဲ့သဘောလေးပေါ်မလာဘူးလားပေါ်လာပါတယ်အဲ့ဒါဘာတရားလဲရုပ်တရားအခုတရားဟောနေတာလည်းသိတယ်တောင်းတာတင်းတာလေးလည်းသောတာသိတဲ့စိတ်ကလေးမရှိဘူးလားရှိပါတယ်အဲ့ဒါဘာတရားအဲ့ဒါကယောက်ျားမှာပဲဖြစ်တာလားမိန်းမမှာပဲဖြစ်တာလားလူတိုင်းမှာမဖြစ်ဘူးလားလူတိုင်းပါဗျာဒါဖြင့်ကိုပိုင်တာလားဘုံပိုင်လားဘုံပိုင်ပါရုပ်တည်နေပါဟုတ်ပြီနော်အခုတရားနာနေတာလေးကိုအခုညာလေးစိုက်ကြည့်စမ်းမတောင်းတဲ့တင်းတဲ့သဘောလေးနဲ့လိုက်တည်တဲ့သဘောလေးနဲ့ဒါပဲရှိတယ်မလားမှန်ပါဗျာဒါပဲရှိပါတယ်ခေါင်းကကြည့်တဲ့ကြည့်ရှိသလားရှိပါဘူးအလေးချိန်များတဲ့ပုဂ္ဂိုလ်ကခန္ဓာဉာဏ်စားလိုက်လို့ရှိရင်ပုံစံပေါ်မတင်တော့ဘူးဖောက်ပြန်တဲ့သဘောနဲ့တည်တဲ့သဘောဖောက်ပြန်တဲ့သဘောနဲ့တည်တဲ့သဘောဖောက်ပြန်တဲ့သဘောကဘာလဲရုပ်တရားတည်တဲ့သဘောကနံတရားပါရုပ်တည်နံနေလို့မမေ့ပါနဲ့ဆိုတော့တရားဟောတော့ဟုတ်ကဲ့ပြီးမိမှာပဲမလားဒါဆိုလို့ရှိရင်အတိတ်သက်နဲ့လုံလောက်ပါမလားမလုံလောက်ပါဘူးဒါဖြင့်ဘာလို့ကျင့်ရမယ်အမြဲတမ်းဖြစ်တိုင်းခန္ဓာကိုယ်နဲ့စိတ်မှာယုံနဲ့နာမှာဖြစ်ပေါ်နေတဲ့သဘောတွေကိုဖြစ်ပေါ်နေတိုင်းဘာလို့ရမလဲကျင့်ရမယ်ရှုမှတ်ရမယ်သိအောင်ရှုမှတ်ရမယ်အဲ့လိုအမြဲတမ်းရှုမှတ်နေလို့ရှိရင်ယုတ်တိနံနေဆိုတာသူတော်ကောင်းတို့ခက်နှလုံးသွင်းတာမလိုတော့ပါဘူးဟုတ်ပြီနော်ဖောက်ပြန်တဲ့သဘောနဲ့မှတ်တဲ့သဘောနဲ့ဖောက်ပြန်တဲ့သဘောနဲ့မှတ်တဲ့သဘောနဲ့အခုကိုယ့်ရဲ့အားထုတ်လိုက်တဲ့အခါမှာအထိုက်လောက်မသိဘူးလားသိပါပါအခုယုတ်တိနံနေကွဲတဲ့လူရှိပါတယ်ဟုတ်တယ်မလားအရှင်ဘုရားပေါ်အခုပေါ်နေတာရမှတ်တာရတီးသန့်နေဖြစ်နေတယ်တဲ့အဲ့ဒါကိုထိုင်ကြည့်နေရတယ်လို့ဖြစ်နေတယ်တဲ့သူဘာမှလိုနေတယ်လဲမလိုဘူးအဲ့ဒါအမှန်ပဲဟုတ်ရဲ့လားယုတ်တိနံနေကွဲနေပြီမို့လားမှန်ပါဗျာအေးယုတ်တိနံနေလို့ကွဲရင်သုံးညတဓမ္မငါဥစ္စာကနေပျောက်ဆုံးတယ်ဘာကနေပျောက်ဆုံးလဲမှန်ပါဗျာသူတော်အောင်လို့လောကမှာဘာလို့စိတ်ဆင်းရဲနေလဲအဲ့ဒီငါဥစ္စာကြောင့်ပဲဟုတ်ပြီလားမှန်ပါဗျာသူများအိမ်ကပရာဒိုက3300ကျော်ကြီးကြောက်တဲ့ထိုးကြသွားတော့ဘလို့နေလဲလုံးဝနေပါဘူးဟုတ်တယ်မလားဘလို့မှမနေပါဘူးမိမိအိမ်က150တန်ဖန်ခွယ်လေးကြောက်ခွဲတော့မနှမျောဘူးလားပတ်စံ150နဲ့3300ကျော်ဘာမှမဆိုင်ဟုတ်တယ်မလားသူများအိမ်က3300ကျော်ကားကြီးကြောက်တဲ့ထိုးကြတော့ဘာမှမဖြစ်ဘူးကိုယ်အိမ်က150တန်ဖန်ခွယ်လေးပြုတ်ကြတော့နှမျောတယ်ရက်ွက်ထဲမှာလူတယောက်တည်သွားတာဘာမှဘလို့မှနေပါဘူးကိုယ်ထဲမှာဘာမှမဆိုင်တာဘူးကိုယ်အိမ်ကမြီးလေးသားလေးသမီးလေးဒူကောင်းလေးမြန်ဟိုမှာချော်လဲလို့ပြေးသွားအမလေးတခါရင်ထဲမှာတစ်ဆက်ကိုမနာဘူးလားနာပါလေအဲ့ဒါဘာကြောင့်ငါဥစ္စာကြောင့်ငါသားပဲငါမြီးပဲငါပစ္စည်းပဲဆိုတဲ့ငါဥစ္စာကြောင့်မလားအဲ့တော့ရှင်းလေးပါယာရုတွေမပြည့်စုံလို့စီးပွားရေးဥစ္စာတွေမပြည့်စုံလို့ပညာတွေမတက်လို့ဆင်းရဲနေတာမဟုတ်ပါဘူးငါဥစ္စာကြောင့်စိတ်ဆင်းရဲနေတာပါဟုတ်ရဲ့လားအဲ့တော့ရုပ်တည်နံနေလို့သိရင်ငါဥစ္စာမပြောက်ဆုံးဘူးလားပျောက်ဆုံးပြီအခုဦးစင်းကိုအကုန်လုံးမမြင်ဘူးလားမြင်ပါတယ်ဗျအမျိုးသမီးပဲမြင်တာလားမျိုးသားပဲမြင်တာလားဟုတ်ပါအဲ့တော့မြင်သိစိတ်ကမြင်တာပဲမို့လားမှန်ပါဗျအဲ့ဒီမြင်သိစိတ်ကသူ့လို့သူလုံးနေတာပဲမို့လားမှန်ပါအခု
ထိုင်တရားနာတာအခုတနိုင်နဲ့နီးပါးဖြစ်သွားပြီဆိုတော့ထုံနာကျင်နာကြိုက်တာခဲလိုက်မရှိဘူးလားရှိပါတယ်ဗျာအဲ့တော့နည်းနည်းခိုင်းလိုက်စမ်းမင်းမနာနဲ့ဦးဟေ့ငါတရားနာကျင်သေးတယ်တရားနာပြီးမှမင်းထုံနာကျင်နာဖြစ်လို့ခိုင်းလို့ရတာမရပါဘူးဗျာငါဥစ္စာဆိုတာငါပိုင်တဲ့သဘောမရှိဘူးလားရှိပါတယ်အစိုးရတဲ့သဘောမရှိဘူးလားရှိပါတယ်အခုထုံနာကျင်နာကြိုက်တာခဲတော့နင်းမနာနဲ့အောင်တရားနာပြီးမှနာလို့ခိုင်းလို့ရလားမရပါဘူးမရရင်ငါပိုင်သလားမပိုင်ဘူးလားပိုင်ပါဘူးဗျာသူ့လို့သူလုံးနေတာမဟုတ်လားမှန်ပါဗျာအေးအဲ့တော့ယုတ်တိနန်နေလို့သိရင်ငါငေါဥစ္စာပျောက်ဆိုရင်စိတ်ဆင်းရဲမှုမရှိတော့ဘူးဟုတ်ပြီနော်မှန်ပါဗျာငါဥစ္စာဖြစ်နေလို့သူတော်ကောင်းတို့စိတ်ဆင်းရဲနေတာဒါကိုလက်ခံရလားလက်ခံရင်ယုတ်တိနန်နေလို့သိအောင်မှတ်ဖို့အရေးမကြီးဘူးလားကြီးပါတယ်အရေးကြီးတယ်အဲ့လိုသိမှဒါကြောင့်ယုတ်တိနန်နေလို့မမေ့ပါနဲ့တဲ့မမေ့ယုံနဲ့ဖြစ်ပြက်ဟန်ကိုအခုဖြစ်ပြက်အမှန်တန်ခေစားတယ်ဦးဇင်းတို့တရားစစ်တဲ့အခါမှာတပည့်တော်ထိုင်နေတဲ့ကဖြစ်ပြက်ရှုနေတာပဲတဲ့ဟုတ်ပြီနော်မှန်ပါဗျာဦးဇင်းတို့စာရီထဲမှာပါပါတယ်သောတာပတိမဉ္ဇဉ်ပညာရတဲ့ပုဂ္ဂိုလ်ဟာတရားထိုင်တဲ့အခါမှာဥရပညာနဲ့စတယ်စသည်ဖြစ်ပေါ့ဆိုလိုချင်တာသောတာပန်ပုဂ္ဂိုလ်တော်မှာတခါတလေအလုံးရှုပ်တဲ့အခါမျိုးမှာထိုင်မှတ်မှတ်ခြင်းဥရပညာကိုချက်ချင်းတန်းရောက်သေးတာမဟုတ်ဘူးဦးဇင်းတို့ဒီလိုသိထားတာရှိပါတယ်အဲ့တော့မမှတ်ဘာမှမစက်တဲ့ပုဂ္ဂိုလ်ကထိုင်နေတဲ့ဖြစ်ပြရှိတယ်ဆိုတော့ဖြစ်နိုင်ပါဖြစ်နိုင်ပါဘူးဗျာစဉ်းစားပါတခါလေဘာဖြစ်လဲတပြည့်တော့တဏီကုံအပြက်ကြီးပဲထိုင်ကြည့်နေရတာတဲ့တဏီကုံကြည့်နေရရင်တော့မဉ္ဇဉ်ပညာရပြီပေါ့ဗျာအဲ့ဒါစိတ်ကထင်တာနော်ဟုတ်ပြီလားအဲ့ဒါအစိုးမပါပဲနဲ့တမာဒီလေးနဲ့စိုက်ကြည့်ရင်းနဲ့အဲ့ဒါစိတ်ကူးတွေဖြစ်ကုန်တာနော်အဲ့ဒါအမတန်ရေးကြည့်တယ်ဖြစ်ပြက်ဆိုတာကစကလုံးဖြစ်ပြက်ကိုတွေ့ရမှာသဘောဖြစ်ပြက်ကိုတွေ့ရမှာဟုတ်ပြီလားစကလုံးဖြစ်ပြက်ကတော့သူတို့ကောင်းတော့အခုဖောင်းတဲ့ပင်တွေကိုဖြစ်တယ်ပြက်တယ်ဖြစ်တယ်ပြက်တယ်လုံနေလေရတာပဲဒါပေမဲ့ပေါ်တာမှတ်တာသိမြင်တာသုံးပြရေးကြည့်မိသိတာကဘာသိလဲဆိုတော့ဖြစ်ပြက်လို့စိုးနေတာပဲသိတယ်ဟုတ်တယ်မလားမှန်ပါဗျာအရှုခံတစ်ခုပေါ်လာတာကိုမှတ်လိုက်လို့ပေါ်ပြီးပျောက်သွားတာကိုမမြင်ဘူးလို့မြန်သိတာဟုတ်ရဲ့လားမဟုတ်ဘူးအရှုခံတစ်ခုပေါ်လာတာကိုမှတ်လိုက်လို့ပေါ်ပြီးပျောက်သွားတာကိုမမြင်ဘူးလို့သိမှဖြစ်ပြက်မြင်မှာအိဋ္ဌနုပတနာဉာဏ်ဖြစ်မှာမဟုတ်လားအခုကဘာပဲဖြစ်ပြက်ဆိုတော့ဆိုတာပဲရှိတယ်သိတာမဟုတ်ဘူးဟုတ်ပြီလားအေးအဲ့ဒါအရေးကြီးတယ်အခု15မိနစ်တခါနားကြီးမြည်တယ်ပေါ်တာကနာယီတန်မှတ်တာကကြားတယ်သိတာကဘယ်လိုသိငါတရားထုတ်တာ15မိနစ်ရှိပြီဟုတ်တယ်မလားအဲ့တော့ဒိဋ္ဌိကကတ်နေတာဗောဗျအဲ့ဒီသိတာအမှန်တန်အရေးမကြီးဘူးလားအရေးကြီးတယ်အမှန်ကအဲ့ဒီကြားတယ်ဆိုပြီးကြားသိစိတ်လေးပေါ်တာပြောတာသိရမယ်မဟုတ်လားအဲ့လိုဖြစ်အောင်ဒါကြောင့်ကြားတယ်လို့မှတ်ရမှာပဲစမှတ်ကစားမှာတော့နာယီတန်လို့ပဲသိအောင်ပါပဲတပိပိမအားကောင်းလာတဲ့အခါကျတော့အဲ့ဒီအတန်လို့ပဲသိလာလိမ့်မယ်ဟုတ်ပြီနော်မှန်ပါဗျာအခုဦးဇင်းတို့ဒီ offset တွေမှာ slow motion clock လေးရှိတယ်16ပိုင်းတစ်ပိုင်းထိပြန်ကြည့်လို့ရတယ်ရှိတယ်မဟုတ်လားအဲ့ဒီခလုံးနှိမ့်လိုက်လို့ချင်းလက်တစ်ချက်ကဒီလိုပဲသွားတာဟာအဲ့ဒီခလုံးနဲ့နှိမ့်ရင်ထက်နဲ့16ချက်မသွားဘူးလားသွားပါတယ်ဗျာအဲ့လိုသိလာလိမ့်မယ်ဟုတ်ပြီနော်အဲ့လိုသိလာတော့အတန်လေးကပေါ်ပြီးပြောင်းနေတာပဲဆိုတော့ဘာတန်လို့မသိတော့တကယ်အခုတမာရီကတကယ်ကောင်းလို့ထိုင်နေထိတယ်ကြားတယ်လို့ဦးဇင်းတရားဟောနေတဲ့အတန်ကိုကြားတယ်မှတ်နေတဲ့ပုဂ္ဂိုလ်ဟာတကယ်မှန်အားကောင်းလာပြီအရှုခံနဲ့မှတ်စိတ်တက်ကြပြီဆိုရင်ဘာပြောနေလဲဆိုတာမသိတော့စကလုံးလေးကပြက်သွားတာဟုတ်ပြီနော်အဲ့ဒါမှပြက်မြင်မှာပေါ့အခုကဘာတွေ့လိုက်ဖြစ်ပြက်ဆိုရင်ရပါမလားမရဘူးနောက်မစင်ញင်ပါနဲ့မထိုင်နိုင်တဲ့အချိန်မှာစင်ញင်ပါဟုတ်ပြီနော်တရားမထိုင်နိုင်လို့အလုပ်ထဲမှာဘာညာဘလို့မှမရှုမမှတ်နိုင်လို့ရှင်တော့ရုပ်တွေနဲ့မမြဲဘူးအိဋ္ဌဒုက္ခအနတ္တစင်ញင်အဲ့ဒီစင်ញင်တဲ့ဉာဏ်ဟာစိဏမြဉာဏ်ဟာဘာနာမြဉာဏ်ကိုထောက်ပံ့ပေးတယ်ဟုတ်ပြီလားထိုင်ပြီးအားထုတ်ပြီးဆိုလို့ရှင်တော့ပေါ်ရာကိုသာသိအောင်အမှတ်ဆက်အောင်မှတ်တော့ရိုးလေးပဲမှတ်တော့ဟုတ်ပြီလားမှန်ပါဗျာခုဆရာဝန်ဟာစီရိုအက်ကိုမြင်တိုင်းစဉ်းစားနေရသေးလားမစဉ်းစားပါဘူးဩဗာလေးအဲ့လိုစဉ်းစားသေးလားဆရာဝန်ဟာစီရိုအက်မြင်တိုင်းစီရိုအက်လို့တမ်းမသိဘူးလားသိပါတယ်ဒီစီရိုအက်မြင်တိုင်းစီရိုအက်လို့နှလုံးသွင်းမှုကအချင်းချင်းဖြစ်နေတာမဟုတ်လားမှန်ပါအဲ့ဒီအချင်းချင်းဖြစ်တဲ့နှလုံးသွင်းမှုကတကယ်အလုံးလုံးတော့မယ်ဆိုတော့လူနာကိုထိုးတော့မယ်ဆိုတာနဲ့စီရိုအက်လို့တမ်းမသိဘူးလားလို့သိတယ်အဲ့လိုပဲကျောင်းဆရာမကလည်းဘောပင်မဲ့စောက်ပဲဆိုတာအချင်းချင်းမြင်တွေ့ပြီးနှလုံးသွင်းထားတဲ့အတွက်မြင်လိုက်တာနဲ့တတ်မသိဘူးလားသိပါတယ်ဒါကြောင့်စိဏမြဉာဏ်ဟာလည်းအချင်းချင်းဟလာမရှုမှတ်နိုင်တဲ့အချိန်မှာနှလုံးသွင်းထားတော့ရှုမှတ်တဲ့အခါမှာပို့ပြီးပျောက်သွားတာနဲ့အိဋ္ဌမမြဲဘူးတန်းသိတာဟုတ်ပြီနော်ပနဲ့အာမာဓာတ်နဲ့ပြဟိုတဲ့နဲ့ဆရာတော်ပြောဟောတယ်လေပနဲ့အာမာဓာတ်နဲ့ပြဘာထင်ရှားလဲလေးတာထင်ရှားသည်မိုးရီတွေမြေကြီးပေါ်ပဲပြုတ်ကြတယ်မဟုတ်လားလေးလို့ပြုတ်ကြတာပါဗျာပါနဲ့အာမာဓာတ်နဲ့ပြလေးတာတင်ကြသေးတော့ပထဝီအဘောကလေးတယ်အချင်းချင်းခါနှလုံးသွင်းထားလိုက်တဲ့အခါကျတော့မရှုမှတ်နိုင်ခင်မှာနှလုံးသွင်းတာတော့တကယ်လဲရှုမှတ်လို့တမာရီရောကောင်းလို့ဟာဒီတင်မဟာကြမ်းမြင်နဲ့နစ်ဝင်သွားတယ်ဆိုရင်လေးတဲ့သဘောစီရောက်တယ်မို့လားမှန်ပါဗျာလေးတာကိုသိတာနဲ့ဒါပထဝီနဲ့အဘောဖောက်ပြန်ပြီးတန်းသိတာပဲဟုတ်တယ်နော်တမာရီရလာပြီခနာကိုယ်လေထဲမှာပေါ့ပြီးတက်သွားတယ်ငါခနာကိုယ်ကြီးလေထဲရောက်နေတယ်လို့သိရမှာမဟုတ်ဘူးပေါ့တာသိရမှာအဲ့တော့တီနဲ့ဝါမှာဓာတ်နဲ့ပြပေါ်တာထင်ရှားသည်အချင်းချင်းခါနှလုံးသွင်းတာနဲ့မှတ်တိုင်းအဲ့ဒီကိုရောက်ထားတဲ့ပုံကအခုခနာကိုယ်လေထဲရောက်ပြီဆိုတော့ပေါ်ရည်တန်းရောက်သွားတာပဲ
အဲ့တော့တန်မှုမရှိဘူးလား ရှိပါတယ် အေးရုပ်တည်နေနေပဲဓာတ်တွေပဲလို့ဒီမှာဒိဋ္ဌိပြုတ်ဝင်မလား မှန်ပါဗျာ အဲ့ဒါပြောတာအလုံးစင်နဲ့ဟောစဉ်နဲ့စင်ញင်တဲ့ညံနဲ့ဘောနာများညံနဲ့ကွဲပါစေဟုတ်ပြီနော်အဲ့တော့ထိုင်တဲ့အခါမှာဘာပဲဖြစ်ဖြစ်ပေါ်လာတာမှာမှတ်ပါအလုံးစင်မှာဘာကြောင့်ဆိုတဲ့မိကွန်မရှိဘူးနော်ဟောစဉ်မှာတော့ရှိတယ်ဆရာတော်တို့ဥတော်မနာတို့ရှင်းပြလိမ့်မယ်ဘာကြောင့်ဆရာတော်အခုရှင်းပြနေတယ်မို့လား မှန်ပါဗျာ ဟောစဉ်မှာရှင်းပြမယ်တရားနာတော်မှာစင်ញင်မှာတွေးတော့ပါဝိပဿနာတရားထိုင်ပြီးဟေ့ဆိုလို့ရှိရင်ဘာကြောင့်မရှိတော့ဖြစ်တဲ့အတိုင်းကဘာဖြစ်လဲမှတ်တော့ဘာကြောင့်ဆိုရင်ပြစ္ဆုတ်ကံလွတ်ပြီမို့လား မှန်ပါဗျာ ဒါတော့ကောင်းတို့အခုကျောင်းသားတွေက4-5လီဆိုလို့ချင်းဆရာမ4-5လီဆိုရင်ကျောင်းသားတွေကဘယ်လိုဖြစ်လဲဘယ်နှခါမိမိဒါပဲမို့လားအဲ့ဒါလောကီပညာဟုတ်ပြီနော်လောကုတ္တရာမှာအခု1မိုက်တဲ့ကလီကလေးရှိကိုတူသွားတာကိုဖောင်းတယ်လို့အများနဲ့မှတ်နေကြမို့လား မှန်ပါဗျာ အဲ့တော့ရှိကိုတိုးတော့မယ်ဖောင်းတယ်စိတ်ကအဲ့လိုအနာဂတ်ကိုကြိုတွေးထားလိုက်လို့ရှိရင်တခါတလေကျရှိမဖောင်းမယ်ဘေးထွက်သွားတာရှိတယ်ဟုတ်ပြီလားတကယ်တခါလေကြားလို့ရှိရင်လေရရှိမတော်နဲ့ဘေးထွက်သွားတာရှိတယ်အဲ့တော့ကိုကကြိုတွေးထားတာရှေ့တူရမယ်လို့ကြိုတွေးထားတယ်ဘေးထွက်သွားတော့ဟင်းဘာဖြစ်လို့ပါလဲပြစ္ဆုတ်ပဲလွတ်ပြီလားမှတ်လိုက်တော့ဘာမှမဖြစ်ဘူးအကြောင်းအားလို့သာအကျိုးဖြစ်တာဝါရောရဲ့တဘာဝလက္ခဏာမှာသူလိုရပဲသွားမှာပဲဟုတ်ပြီလား မှန်ပါဗျာ အခုခန္ဓာကိုယ်ကြီးရိမ့်လှုပ်ရှားနေတယ်ဝါရောဖောက်တာမဟုတ်လား မှန်ပါ အေးဝါရောဖောက်တယ်လို့သိမှာပေါ့ဘသူကဗာများလုံနေလဲဆိုလို့ချင်းအဲ့ဒါအကြောင်းပေါ်မှာညံမရှိရင်ဝီစီကိစ္စမသိဘူးဟုတ်ပြီနော်တန်တရားမသိဘူးဒါကြောင့်မလို့ဒီဓာတ်သဘောတွေရုပ်တွေနာမ်တွေကိုမရှုမှတ်နိုင်တဲ့အခါမှာစင်ញင်မှာရှုမှတ်တဲ့အခါမှာတော့ဘာဖြစ်လဲမှတ်တော့ပြစ္ဆုတ်ပံဘာဖြစ်လဲသိဖို့အရေးကြီးတယ်ဘာဝနာမြညံဆိုတာပြစ္ဆုတ်ပံလွတ်ပြီးသိရိုးထုံးတယ်မရှိဘူးဟုတ်ပြီနော် မှန်ပါဗျာ ဘာဖြစ်လို့ပါလဲဩဖောင်းနေပိန်နေဩဖောင်းနိုင်လေးကမရှိတော့ပြတ်သွားပြီဟုတ်တာပဲသွားပြီပြစ္ဆုတ်ပံလွတ်ပြီမလား လွတ်သွားပါလွတ်ပြီအဲ့ဒါစိန်နာများညံပဲဟုတ်ပြီနော်အဲ့တော့လုံးမှာကြတော့ဘာဖြစ်မလဲပြစ္ဆုတ်ပံပေါ်ရကိုအမှတ်ဆက်အောင်တာဘာဖြစ်လဲကြောင်းကြဆိုင်ပြီးတော့ရိုးလေးပဲမှတ်သွားမသိသေးရင်တိလောက်အောင်မှတ်သေးလို့ပါဟုတ်ပြီနော် မှန်ပါဗျာ မှတ်အားကောင်းလာရင်မှတ်လည်းမှတ်ပါ ကြည့်လဲကြည့်ပါဗျာ မှတ်ရုံလည်းမှတ်နဲ့ပေါ့မှတ်ရုံမှတ်တာသရာဇက်ဟုတ်ပြီနော်မှတ်လည်းမှတ်ကြည်လဲကြည်အဲ့လိုသွားလိုက်လို့ရှိရင်အင်းဒီ၅ပါးအမှန်ဉာဏ်ကြီးဖြစ်တိုင်းသိလို့အင်းဒီ၅ပါးရေးကြည့်တယ်ဒါလေးနည်းနည်းဦးဇင်ထက်ပြောချင်ပါတယ်ဝိပဿနာယောဂီမှာအင်းဒီ၅ပါးအမတန်ရေးကြည့်တယ်နံပါတ်1ရင့်ကျက်ရတယ်နံပါတ်2ညီညွတ်ရတယ်အဲ့ဒီနှစ်ချက်နဲ့မပြည့်စုံလို့ရှိရင်ကြိုက်တဲ့လောက်အားထုတ်မညံ့ဖွညာမရနိုင်သေးဘူးဟုတ်ပြီနော် မှန်ပါဗျာ အင်းဒီ၅ပါးမှာတတိတတ်တိန်တွေတတိဟာပိုတယ်လို့မရှိဘူးလိုးနေတာပဲအဲ့တော့တတိကိုခဏလေးဖယ်တာအမှတ်ရလွယ်အောင်လို့တရားနဲ့ပညာတွဲတယ်ဝိရိယနဲ့တမာတိတွဲတယ်တရားကတတ်ဒိန်တွေပညာကပဉ္စိန်တွေဝိရိယကဝိရိယိန်တွေတမာတိကတမာဒိန်တွေအဲ့တော့တတိန်တွေနဲ့ပေါင်းလိုက်တော့အင်းဒီ၅ပါးဘုံ၅ပါးလို့ပြောရင်လည်းဒါပဲအင်းဒီ၅ပါးလို့ပြောရင်လည်းဒါပဲအဲ့တော့တရားနဲ့ပညာညီရတယ်ဝိရိယနဲ့တမာတိညီရတယ်ရှုမှတ်တဲ့အခါမှာအဲ့လိုညီညွတ်မှရင်လဲချင်းကြက်မယ်ညီလဲညီညွတ်မယ်ဆိုရင်လူ9ယောက်မားလို့ရတဲ့ကြောက်တုံးတုံးကိုတပြိုင်တည်းမားလို့ကြွတယ်လို့ပဲဟုတ်ပြီနော်ပဂတိစစ်ပွဲမှာသာလေရင်တူးကောင်းတယောက်ကောင်းတဲ့တိုက်ပွဲဟာနိုင်ရင်နိုင်မယ်ဟောဒီကိလေသာနဲ့အင်းဒီ၅ပါးနဲ့တိုက်ပွဲဖြစ်နေတဲ့တိုက်ပွဲမှာတော့တဘာဘာခြုံထွက်သွားလို့မညံ့ပူညံ့ရတယ်ဆိုတာထုံးစံမရှိပါဟုတ်ပြီနော်ဒီအင်းဒီ၅ပါးညီညီညွတ်ညွတ်နဲ့တိုက်မှာဘာဖြစ်လဲမညံ့ပူညံ့ရတယ်ဒါကြောင့်နံပါတ်1ဘာဖြစ်ရမလဲရင့်ကျက်ရမယ်နံပါတ်2ကညီညွတ်ရမယ်တရားစရိုက်ဆိုတာကမှတ်တာမကြည့်ဘူးသူကထိုင်နေထားတယ်ကိုယ်တယ်ဆက်တယ်အကုန်မှတ်တယ်အကုန်ပြောနိုင်တယ်ပေါ်တာမှတ်တာသိမြင်တာမှာဘာသိလဲလို့မေးရင်အိဋ္ဌဒုက္ခအနတ္တသိတာကြောင့်နဲပါပြီဟုတ်ပြီနော်ပြပြတသားပိုင်နိုင်မသိဘူးအဲ့ဒါတရားစရိုက်အဲ့တော့အဲ့လိုဖြစ်နေပြီဆိုရင်ငါတရားတွေလုံးနေပြီပညာတိုးတော့ပညာတိုးရဆိုတာပစ္စုပန်တက်စူးစူးဆက်ဆက်မှတ်လိုက်တာပဲအဲ့ဒါပညာတိုးတာပဲဟောစဉ်မှာကျတော့တရားလို့ရင်ပညာတိုးပညာလို့ရင်တရားတိုးအမေးဖြေကတော့ချောနေတာပဲအလုံးစင်မှာကျတော့ဘလို့ဖြစ်တာကိုတရားလွန်တယ်လို့မသိရင်တရားလွန်မှန်းသိပါမလား ဒီပါ ဗုဒ္ဓဘာသာတွေဟာတရားစရိုက်တရားလွန်တယ်ပညာနဲ့ထိမ့်ပြီတခါလေကြားလို့ချင်းဘာဖြစ်လဲဆရာတော်ဖုံဦးဇင်းတို့ဆရာတော်နဲ့သွားရင်အများတန်းကြုံရတယ်ဆရာတော်သူ့မှတ်နဲ့သူ့တိုင်းတာနဲ့သူဖုံးနေတာစရာလွန်တာကိုပြောတာအတင်းထည့်ပေးတာဟုတ်ပြီလားဦးဇင်းတို့မှာအဲ့ဒါသွားထားလိုက်လို့ချင်းအဘက်ကသင်အောင်မယ်ဟုတ်ပြီလားခြံထားရင်လည်းဒီဘုန်းကြီးကလည်းလိုက်ကန်တော့မသိဘူးဒါကလည်းမစားနိုင်ပဲနဲ့ခြံထားတယ်ပြောအောင်မယ်ဟုတ်တယ်မလားအဲ့တော့သေချာစဉ်းစားတရားနဲ့ပညာထိန်းရတယ်စွန့်ွက်လေးခဏချတာလက်ဦးလေးကြည့်ပြီးအရှင်ပြဆွန့်ယူအောင်လားဗျအရှင်ပြဟင်းယူအောင်လားဗျယူမယ်ဆိုမှဟွာလို့စွန့်ွက်နဲ့ဦးဇင်းကိုကတ်မယ်လို့ညှို့ပြီးတော့2000တောင်ဟဲ့တဲ့ရောက်နေဦးဇင်းတို့ကညင်းလိုက်ရင်အဘကသင်ရဟုတ်ပြီနော်အဲ့ဒါတရားနဲ့ပညာကိုထိန်းရတယ်ဒါလေးကိုသိစေခြင်းလို့ပါဒါလောကမှာရောအလုံးမှာရောအဲ့တော့ပညာလွန်ခဲ့တရားနဲ့ကောက်ကျစ်စင်းလဲသည်တဲ့ပညာလွန်တဲ့အခါကျဘာဖြစ်လဲရုပ်တည်နေနေပြီဒုက္ခသစ္စာလို့သိတယ်
ခန္ဓာထိုင်တယ်မလို့ဘောကညာထိုင်လိုက်ပြီးတာပဲဆိုပညာလွန်တာမဟုတ်လားပညာလွန်ခဲ့တရားနဲ့ကောက်ကွေ့ဆင်းလဲတည်တဲ့ဘာဖြစ်လဲဆိုဘာဖြစ်လဲကွာလှူတာစေတနာပဲစေနာရှိပြီးတာပဲလူးနေနေတော့ဟုတ်တယ်မဟုတ်လားအဲ့လိုမဟုတ်လားအဲ့လိုလူးနေပြီတော့ဆိုရင်တော့ဘုန်းကြီးငါလိုက်မယ်ဟုတ်တယ်မဟုတ်လားအဲ့တော့အဲ့ဒါပညာလွန်တာအဲ့တော့ရှုတဲ့မှတ်တဲ့အခါမှာပညာလွန်တယ်ဆိုတာ तू ကဘောင်းနဲ့ပိန်နဲ့မှတ်လိုက်ဩဖောင်းတာလေးကရုပ်ပဲဟောသွားမှတ်တာလေးကနာမ်ပဲဩရုပ်တည်နာမ်နေပဲဖောင်းတာကြီးကိုပိန်နဲ့မှတ်လိုက်ပိန်တာကြီးကိုဖောင်းနဲ့မှတ်လိုက်တေးသေးချာမှတ်တော့တိုက်တွန်းတဲ့သဘောလေးတစ်ချက်တော့ तू ကမိလိုက်တယ်မိလိုက်တော့ဩဆရာတော်ဟောနေတဲ့သင်္ခါရခန္ဓာသာဒါပဲသူလုံနေတယ်လေအဲ့တော့ပြစ္ဆုတ်ပန်နေလွတ်မနေဘူးလားလွတ်နေပါတယ်ဗျာမှတ်တာကတစ်ချက်စဉ်းစားတာ10ချက်လောက်ဖြစ်ဟုတ်တယ်မဟုတ်လားအဲ့ဒါပညာလေးလွန်နေမှာမလားအေးပညာလွန်ခဲ့ရင်ဘာတိုးပြတရားတိုးဆိုတော့ငါဒီလိုပဲဆင်ခြင်နေလို့မဖြစ်ဘူးမှတ်အောင်ပါဟုတ်တယ်နော်အဲ့တော့မှတ်ပြီးဖို့အလုံးစင်မှာကြတော့ပညာနဲ့တရားညှိပါအကျေကြီးဦးစင်ပြောလို့မရတော့ဘူးအခု3နာရီပဲတိုးတယ်နောက်တက်ကဝရိယလွန်ခဲ့တမာတိနဲ့ပြန့်ကျဲနေတဲ့သည်ဝရိယလွန်ခဲ့တမာတိနဲ့ပြန်ကျဲနေတဲ့ဒီစိတ်တွေပြန်လွင်တာလေဟိုရောက်ဒီရောက်ဟိုရောက်ဒီရောက်အဲ့လိုပြန်လွင်နေပြီဆိုရင်သူတော်ကောင်းတို့ဝရိယတွေဘာဖြစ်လဲလွန်နေပြီအခုပဲဇင်းညာလျှောက်ခြင်းလိုက်အခုပဲထိုင်မှတ်ခြင်းလိုက်ထိုင်မှတ်ပြီးဖောင်းနေပိန်နေလေးတစ်ချက်တစ်ချက်မှတ်သေးဇင်းညာလျှောက်ခြင်းလိုက်အဲ့ဒါဆိုဘာတွေဖြစ်ဝရိယတွေလွန်နေပြီယောဂီတို့လည်းဝရိယတွေလွန်နေမလားမလွန်ဘူးလားမနေ့4နာရီချိန်ထားတယ်အခုဒီကနေပြီးတော့အတန်လေးပိတ်မှထားတာလားအလန်းလေးပေးထားတယ်တီ4နာရီပဲရှိသေးတယ်နိုင်ရွက်ရသေးတယ်ထောက်ပြန်အိတ်ဝရိယလွန်ခဲ့အဲ့လိုဝရိယလွန်နေပြီဆိုလို့ရှိရင်ဘာတိုးပြရမှာလဲတမာတိတိုးပြီတဲ့တမာတိတိုးပြီသူတော်ကောင်းတို့ဝရိယလွန်ခဲ့တယ်ဝရိယတွေကလွန်နေပြီစိတ်တွေကရောက်ခတ်နေပြီဆိုရင်ဘာဖြစ်လဲတမာတိတိုးပြရမယ်အဲ့လိုဖြစ်နေတမာတိတိုးပြီဆိုတော့လုပ်ငန်းစဉ်မှာじゃဘယ်လိုတိုးမလဲတမာတိကိုထင်ရှားတာတခုကိုစူးစိုက်မှတ်ထီတယ်စိုက်မှတ်အဲ့လိုတမာတိရပြီဆိုရင်ပြန်ပြီးတော့ဘာဖြစ်မလဲဖြတ်မှတ်အဲ့ဒါအရေးကြီးတယ်နော်အဲ့လိုစူးစိုက်မှတ်ဆိုတချို့ကဘာဖြစ်လဲထီတယ်တနားလုံးမှတ်နေရောတဲ့ထင်ရှားတော့မထင်ရှားလဲတပြည့်စိုးနေတာပဲအဲ့တော့အစိုးရတင်မနေဘူးလားအစိုးရတင်ရင်လည်းဝိပဿနာမဟုတ်ဘူးအစိုးမပါရင်လည်းမဟုတ်ဘူးသူတော်အောင်လို့မင်းစမပြိပလာနော်အစိုးရတင်းနေလို့လည်းမရဘူးအစိုးမပါလို့လည်းမရဘူးဒါတွေကဦးဇင်းအကျယ်တော့မချက်နိုင်တော့ဘူးဒါကြောင့်ဝရိယလွန်ကဲတမာတိနဲ့ရင်ပြန်ကျဲနေတယ်တမာတိလွန်ကဲဝရိယနဲ့ပြင်းတွဲနေတဲ့ဒီတချို့ကထိုင်မဲထိုင်နေတာဇင်းညာမလျှောက်ချင်ဘူးဟုတ်ပြီနော်ထိုင်တာပဲ4နာရီထိုင်တယ်5နာရီထိုင်တယ်အဲ့တော့တမာတိလွန်ကဲဝရိယနဲ့ပြင်းတွဲနေတဲ့ဒီဆိုတာ तू ကတရားမထိုင်နေတာမဟုတ်ဘူးတင်းတင်းရင်မှတ်ချင်တာဘာမလို့ချင်တာလဲတင်းတင်းရင်မှတ်ချင်တာမိတ်နေတာလေအသာလေးမျောတာညကြည့်လိုက်လို့ကျင်တော့မျက်စိလေးမိတ်ပြီးတော့မဲဒီတစ်ခါလေးဟုတ်နေတာပဲ2နာရီတက်ဒီယောဂီငြိမ်းနေတာပဲ3နာရီလည်းငြိမ်းနေတာပြီးတော့ဘာသိလဲဆိုဘာမှမသိဘူးအဲ့ဆိုကောင်းပါမလားမကောင်းဘူးဝရိယညွတ်ရင်ဘာတွေဝင်လာတဲ့ထိနာမိတ်တော့ပဲနောက်တစ်ခုစိတ်ကူးတွေဝင်တယ်ဟုတ်ပြီနော်စိတ်ကူးတွေဝင်တယ်တခါတရားစစ်တော့ယောဂီတယောက်ကရင်းနှီးနေတော့ဝရိယညော့ပြီးတော့စိတ်ကူးတွေဝင်လာစိတ်ကူးတွေတော့ तू ကဘလုံးပဲဝါဒနာပါတယ်သူ့ရဲ့စိတ်ကူးထဲမှာမန်ယူနဲ့အာဆင်နယ်ကန်းနေတာအဲ့တော့ तू ကဘယ်နေရာရောက်နေလဲဆိုတော့ရွန်နီနေရာ तू ရောက်ပြီးတော့ဂိုးတွေပါလေတွေးပြီးကြက်သိန်းတွေထားတယ်တဲ့သူတော်ကောင်းတို့အတွေ့ကြောက်ဖို့ကောင်းတယ်နော်အမလေးအဲ့ဒါစိတ်ကူးကိုလိုလိုက်တာမဟုတ်လားအေးဗျာစဉ်းစားကြည့်ဝရိယကလည်းရော့စိတ်ကူးတွေကဝင်လာတာပဲအဲ့ဒီမှာဝါဒနာဒုက္ခမပေးဘူးလားအေးအဲ့ဒါ तू ပြောတာကိုထပ်ပြောလိုက်အောင်မယ်မြန်မာပြည်ရောက်ပြီးတော့အမလေးသူ့ကိုသတင်းစာထဲမှာလည်းလူတွေဝိုင်းအောင်ပြီးကြိုကြတယ်တဲ့ကဲအဲ့ဒါတရားဆောင်တဲ့လူကအချိန်ပြည့်ပြီပြောတော့ तू သိမ့်မကျေနပ်ဘူးတဲ့ဘာလို့ဘလုံးဝမပြီးသေးဘူးသူတို့အောင်လို့ကဲအဲ့ဒါဆိုရင်နေစာဒုက္ခအနတ္တသိပါတော့မလားအေးအဲ့တော့ဝရိယလွန်ကဲဘာဖြစ်မလဲတန်ကျဲနေရင်တမာတိဒုပိပါတမာတိလွန်ကဲလို့ခုနပြောလို့တင်းတင်းရင်မမှတ်ချင်တော့ဘူးဆိုလို့ချင်းဘာဖြစ်မလဲဖြတ်မှတ်ဟုတ်ပြီနော်ဘုံတစ်လုံးထဲကိုတီးခိုင်းလို့ချင်းကြာရင်ပြင်းလာတယ်မို့လားအဲ့တော့ဆိုင်းဝဲနဲ့ဝင်ထိုင်ခိုင်းလိုက်ဟုတ်ပြီလားဆိုင်းဝဲနဲ့ဘုံတွေအများကြီးပဲမို့လားအဲ့တော့ဝရိယမဆက်ရဘူးလားဆက်ရတယ်ဒါကြောင့်မို့လို့တမာတိလွန်ကဲဝရိယနဲ့ပြင်းတွဲနေတဲ့ဒီဆိုတဲ့နေရာမှာတရားမထိုင်နေတာမဟုတ်ပါဘာမှဖြစ်ချင်တာလဲတင်းတင်းရင်မမှတ်ချင်တာအဲ့ခါကြာလို့ရှိရင်တမာတိလွန်ရင်ဘာလုပ်ရမလဲဖြတ်မှတ်ဟုတ်ပြီနော်အဲ့ဒါအရေးကြီးတယ်နော်ဖြတ်မှတ်အဲ့ဒီအိမ်တွေ၅ပါးညီညွတ်တယ်ဆိုလို့ရှိရင်ရင့်ကျက်တယ်ဆိုလို့ရှိရင်လူချင်းနဲ့မဉ္ဇဉ်ပူဉ္ဇဉ်မရဘူးလားမဉ္ဇဉ်ပူဉ္ဇဉ်ရလို့ရှိရင်လေးမဲ့လေးဖို့ရရင်လောဘဒေါသမောဟဖြစ်ခွင့်ရှိသေးလားမရှိရင်ချမ်းသာအစစ်ကိုမရဘူးလားရပါတယ်အေးအဲ့မမေ့ယုံနံဖြစ်ပြဟံကိုအမှန်ဉာဏ်ညှိဖြစ်တိုင်းသိလော့ဝိရိနှစ်တန်းရှုမြိုက်တန်းဖြင့်စေတံကိလေလောင်ကျွမ်းကြည်အောင်တဲ့ဝိရိယဘယ်နှမျိုးရှိလဲ
နှစ်မျိုးရှိတယ်ကာယကဝိရိယနဲ့စေတသိကဝိရိယကာယကဝိရိယဆိုတာမနေ့ကျတော့ဦးဇင်းတို့တိုင်ပေးတယ်လေဘာဖြစ်လဲခေါင်းလေးမှတ်ထားခါလေးဖြောင်းထားတယ်နော်ကိုသူတော်ကောင်းတို့စနစ်ကွဲထိုင်တော့ဘယ်လိုဖြစ်သူတို့လားအဲ့ဒါဘယ်လိုဖြစ်နေလဲကာယကဝိရိယလေရော့နေတယ်နှစ်ခုနဲ့ကြမ်းနေ message ပို့ဘာဖြစ်လဲလာခဲ့မယ်အဲ့ဒါတရားပို့တဲ့လူကနေပြီးတော့ယောဂီသတိထားတော့ဖြတ်မချုပ်ပါနဲ့ဦးဇင်းပြောတယ်မချုပ်ပါနဲ့ဖြစ်တဲ့အတိုင်းသိအောင်မှတ်ပါအဲ့ဒါအရေးကြီးတယ်နော်များသောအားဖြင့်တချို့ကကြတော့ဘာဖြစ်လဲဆိုတော့ယောဂီသတိထားတော့နှခမ်းကြီးဆူလာပြောတဲ့ဘုန်းကြီးနဲ့သူနဲ့နှစ်ယောက်တည်းသိတာပါကျန်တဲ့လူတွေမျက်စိမိတ်ထားတာပါစိတ်မဆိုးပါနဲ့ဟုတ်တယ်မဟုတ်လားကျန်တဲ့လူတွေသိလားမသိပါဘူးနှကမ်းမဆူပါနဲ့အဲ့ရောငိုက်တဲ့စိတ်ကလေးကိုမှတ်လိုက်ရင်မရဘူးလားအဲ့ဒီကာယကဝိရိယရောရင်စေတသိကဝိရိယလည်းရောတော့တာပဲသူတော်ကောင်းတို့ဘာဖြစ်လဲဆိုတော့တပြည့်ပြည့်မှတ်ရင်းနဲ့ဟောင်းနေပိန်နေအဲ့လိုလေးဖြစ်လာအဲ့တော့အစိုးကိုဟိနေအောင်မှတ်နှမျောမနေနဲ့ဟောင်းနေပိန်နေထိုင်နေထိတယ်အတန်ထက်မှခိုင်းတော့မဟုတ်ဘူးနော်ဒါဘေးကလူကလန့်နေဦးမယ်စိတ်ထဲကနေပေါ့ဟိနေအောင်မှတ်အဲ့တော့ကာယကဝိရိယစေတသိကဝိရိယနဲ့ဝိရိယတန်ရှုမြိုက်တန်ဖြင့်စေတံကိလေကိလေသာ10ပါးရှိတယ်မို့လားအချိန်မြန်သွားမှရတော့မယ်စေတံကိလေလောင်ကျွမ်းကြည်အောင်တဲ့မအိုမနာမသေးပါခင်တဲ့ဘယ်ချိန်နဲ့လဲအခုအချိန်တိုင်းအိုးမနေဘူးလားအခုတရားနာတာတဏှာကြီးကြော်သွားပြီအဲ့တော့တဏှာကြီးသေးဖို့ပြီးသွားပြီတဏှာကြီးပို့ပြီးတော့အိုးလာပြီဟုတ်တယ်မလားကောင်းတာလုပ်လို့မကောင်းတာလုပ်လို့အိုနာသေးတော့ပြေးမနေဘူးလားပြေးနေပါဘူးလက်တက်ဖြစ်မှာစိတ်ကဂရေတသိန်းဖြစ်ချုပ်တယ်အဲ့ဒါအိုနာသေးကိုပြေးနေတော့မလားလက်ရှိသိပ္ပံပညာဘလောက်တိုးတက်လက်တက်ဖြစ်မှာ grade သိန်းမမီဘူးလိုက်မမီဘူးဟုတ်ပြီနော်သူတော်ကောင်းစဉ်းစားကြည့်ဗဂရိမျက်စိနဲ့ကြည့်တော့သူတော်ကောင်းတို့ထိုင်ပြီးတရားနာနေတာပဲသို့တော်လည်းသူတော်ကောင်းတို့ရုပ်တည်နေနေကအမတန်မြန်ဆန်တဲ့နှုံးနဲ့ဘယ်ကိုပြေးနေအသေးဘက်ကိုပြေးနေတယ်အဝဘက်ကိုပြေးနေတယ်အနာဘက်ကိုပြေးနေတယ်အသေးဘက်ကိုပြေးနေတယ်တည်တည်ချာချာနှလုံးသွင်းမှာကြောက်ဖို့မကောင်းဘူးလားကောင်းပါတယ်အမတန်ကြောက်ဖို့ကောင်းပါတယ်အချိန်ပြည့်သိနိုင်တယ်မို့လားအဲ့ဒီအဟောင်းပြတ်သွားတဲ့ရုပ်တည်နေနေရာမှာအသစ်တွေကဒလက်ဆက်အစားထိုးနိုင်လို့အခုတရားနာနိုင်တာတရားဟောနိုင်နေတာအခုအသစ်တွေကလာအခုဟလာဒလက်ဆက်အစားမထိုးနိုင်သွားပြီဟောရင်လည်းအခုဘုံနဲ့ပြုတ်လဲမှာပဲဟုတ်ပြီနော်အချိန်မီးဖြစ်သွားနိုင်တယ်မို့လားအေးဒါကြောင့်မို့လို့အမတန်ရေးကြီးတဲ့အလုပ်ကိုမအိုးမနာမသေးပါခင်တက်တုတ်နှင်းလျက်တဲ့မြန်လို့အိုးလာရင်ကောင်းလားကောင်းပါဘူးဦးဇင်းတို့မြန်မာပြည်မှာမိဘအိုးလာပြီ6လတနေ့အိမ်ဦးကိုင်းမှာထိုင်စားပြီဆိုရင်စီးပွားရေးအခုကြက်တဲတယ်မို့လားအေးအရင်တော့ကမိသားစုတစုလုံးမှာတယောက်လို့ရင်ကျန်တဲ့9ယောက်10ယောက်ထိုင်စားလို့ရတယ်အခု9ယောက်လုံးလောက်တာမှဘာဖြစ်လဲတော်ခါလောက်ကြာတာအဲ့တော့မိဘနှစ်ပါးအလုံးမလုံးနိုင်တော့လို့ထိုင်စားပြီဆိုလို့ရှိရင်နှစ်နဲ့ကြာလာရင်သားသမီးဟာတော့မှဘာဖြစ်လဲညူးညင်းခြင်းနဲ့သူတို့ကောင်းတယ်ဟုတ်ပြီနော်ဒါကြောင့်လို့အတက်နိုင်ဆုံးပြုစုပါတဲ့ငါတို့တက်နိုင်တဲ့လောက်ပြုစုမယ်ဆိုတော့နှလုံးမသွင်းပါနဲ့မိဘကျေစုအမှန်တန်ကြည့်တယ်မလားမိဘကသူတော်ကောင်းတို့မွေးလာတာတက်နိုင်လို့မွေးလာတာအတက်နိုင်ဆုံးမွေးလာတာအေးကိုယ်လည်းကြတော့ငါတို့တက်နိုင်တဲ့လောက်ပဲပြုစုမှာပေါ့ဒီလိုမလုံးနဲ့တော့မိဘရင်ဝင်ထဲမှာကိုယ်တွေဟလာပါချခဲ့တဲ့ကျင်းချင်းကျင်ငယ်တွေနဲ့တော့မဟုတ်ဘူးမိဘကျင်းချင်းကျင်ငယ်မစွန့်နိုင်တဲ့အခါကျလိုရတဲ့အခါမှာနှကမ်းမဆူခြင်းညာနဲ့ဟုတ်ပြီလားဦးစင်းရဲ့အတွေ့အကြုံအရမိဘကအသက်90ကျော်သူ့သားကအသက်84နှစ်တန်တော့မှာပဲအဲ့တော့အသက်90ကျော်အဲ့ဒီမိဘကျင်းချင်းငယ်မစွန့်နိုင်တော့အဲ့ဒီသားဘာလုပ်လဲဆိုတော့လက်နှစ်ဘက်ကနေဒွိုးတိုက်ဆွဲချပါဦးစင်းမျက်စိချင်းမှာမြန်းတာနော်မြင်ရတာဦးစင်းမျက်စိနဲ့တက်မြင်ရတာစဉ်းစားကြည့်စမ်းအခုမိဘတွေမှာသားသမီးကိုအားကိုးကြလို့မြင်ကြတယ်မို့လားအေးကိုအားကိုးရမှာဟုတ်ပြီနော်သားသမီးအားကိုးလို့မရဘူးသားသမီးလည်းသူ့လမ်းကြောင်းသူသွားမှာပဲတကယ်လည်းနားလာပြီဆိုတဲ့အခါကျတော့သူတို့ကောင်းတို့သားသမီးအရင်ကတောင်မှကြာမပြုစုခြင်းမဟုတ်တန်ဝေရရအောင်ပြောနေတာနော်မှန်ပါဗျာအဲ့တော့အခုသူတို့ကောင်းတို့ဘာနဲ့ပါရတာယုံနဲ့နံအဲ့ဒီလူအိုကြီးကလည်းယုံနဲ့နံပဲမို့လားမှန်ပါဗျာယုတ်တိနံနေရရင်တစ်ချိန်ချိန်မှာဘာဖြစ်လဲအိုရမယ်နာရမယ်သေရမယ်ရှောင်လွဲလို့ရလားရှောင်လွဲလို့မရရင်ရင်ဆိုင်ဖို့ကြိုးစားပါဟုတ်ပြီလားတားဖက်ပြီးရင်ဆိုင်လို့မရဘူးသမီးဖက်ရင်ဆိုင်လို့မရဘူးအခုကသူတော်ကောင်းတို့ကဘာဖြစ်လဲဗုဒ္ဓံတဏ္ဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိမှာဘလို့ဖြစ်နေလဲပစ္စည်းကိစ္ဆာမိဟုတ်တယ်မလားလူမှုရေးကိစ္ဆာမိတွေဖြစ်နေတယ်မလားတာကိစ္ဆာမိသမီးကိစ္ဆာမိဆုံးလုံးစားတော်ဘုရားကြီးပြောထားတယ်အဲ့လိုဆိုရင်တေကန်ကြီးကြဒုက္ခမြောက်နိုင်ဘူးလားမြောက်နိုင်တယ်အိုလာပြီဆိုလို့ချင်းဘာမှမကောင်းဘူးသူတော်ကောင်းတို့အထိုင်ထားဆိုအကုန်လေးပြီသာမှတ်တော့ညာအစလေးပြီသာမှတ်တော့လောကီအစိုးအမိတ်နေတော့သူ့အတိုင်းတာနဲ့သူပေါ့ဗျာမညံပုံညာလိုချင်တယ်ဆိုရင်တော့ငယ်ငယ်ရအားထုတ်ရင်မကောင်းဘူးလားကောင်းပါဘူးလောကီမှာကျတော့ပထမရွယ်မှာဥဒ္ဒါရှာဟုတ်လားဗါလေပထမရွယ်မှာပညာရှာဒုတိယရွယ်မှာဥစ္စာရှာတတိယရွယ်မှာမလာနဲ့တော့
ဘယ်နဲ့အိုးနာပြီးတော့ခါကုန်နေမှာမကြောင်းဖို့လို့ဘယ်လိုကောင်းမှာလဲအဲ့တော့တက်ရွယ်မှာကြတယ်နော်ဦးစင်းတို့စီတော့မလားနဲ့တော့ဟုတ်တယ်မလားတန်တို့မြန်တို့ထက်မြက်ရှိဆုံးအားထုတ်ရမှာမလားအေးအဲ့တော့မအိုးခင်မနာခင်မှာအားထုတ်ဖို့အရေးမကြီးဘူးလားရေးကြီးတယ်အိုးချိန်တန်ဥမာပဲမို့လားကိုကိုမွေးတဲ့မိဘလည်းဘာဖြစ်လဲအိုးတာပဲလေအိုးသူကမွေးတော့အိုးသွေးကပါမလားဟုတ်လားအိုးသွေးဆိုတာအိုးတက်တဲ့သဘောပြောတာ ABCD အိုးသွေးပြောတာမဟုတ်ဘူးဟုတ်လားအိုးသူကမွေးတော့အိုးသွေးပါလားအိုးမမလွဲအိုးမြဲတမတာမအိုးခြင်းလဲအိုးမြဲအိုးမှာအိုးခြင်းကြလူတိုင်းအိုးရမှာပါပဲဟုတ်ရဲ့လားရှောင်လဲလို့ရရလားအေးအဲ့လိုပဲဗောခုနကပြောလို့နားတဲ့ချိန်မှာလဲနာသူကမွေးတော့နာသွေးပါလာတယ်တဲ့နာမမလွဲနာမြဲတမတာမနာခြင်းလဲနာမြဲနာမှာနာခြင်းကြတော့လူတိုင်းနာမှာပါပဲရှောင်လဲလို့မရလို့ရှိရင်သီလသမာဓိပညာနဲ့ရင်ဆိုင်နိုင်အောင်မအိုးခင်မှာမြန်မြန်တက်လို့ဖို့အရေးမကြီးဘူးလားအရေးကြီးပါတယ်ဦးဇင်းတို့ရွာเจ้าမှာဆိုရင်သီလရှင်ကြီးတွေလူအိုကြီးတွေငယ်တဲ့လူတွေကတော့တရားဝဲပြီးဆိုပြိုးပြက်နေထသွားတာသူတို့မှလေထိုင်ရင်လဲဘေးကတိုင်လေးကိုကန်ပြီးတော့ဖြည်းဖြည်းထိုင်ရတာသူတော်ကောင်းတို့အိုတဲ့ဒုက္ခတကယ်အိုလောင်မှသိတာနော်ခေါင်းကြိုက်တဲ့ဒုက္ခလေးကိုချင်းစာကြည့်စမ်းမှာမကြိုက်ဘူးတဲ့လူကလူမှုရေးရဟန်ဆောင်ပန်ဆောင်ပြောတာတကယ်မခံစားဘူးရင်ကိုချင်းမစားရဘူးနော်အခုလည်းဘာဖြစ်လဲဦးချင်းတစ်ခါတည်းတရားဝဲပြီးရင်ကြည်နေတယ်ငယ်တဲ့လူတွေသီလရှင်လေးတော့ပြိုးပြက်နဲ့ထသွားတာပဲအသက်ကြီးတဲ့လူတွေမှာစလာတဲ့ထိုင်နေတဲ့လျှောက်တစ်ချက်ချင်းတက်တာတခါလေပြီးရင်တိုင်လေးကိုကန်ပြီးဖြည်းဖြည်းချင်းထိုင်ရတာဒုက္ခမရောက်ဘူးလားရောက်ပါတယ်အဲ့ဒီအိုတဲ့လူတွေကကိုယ်တရားပြတာနဲ့မတူဘူးလားတူတယ်သူလည်းယုံတယ်ကိုလည်းအဲ့လောက်အိုလာပြီဆိုလို့ရှိရင်သူများတနားရီထိုင်လို့ကိုထိုင်နိုင်ပါတော့မလားအမတန်သိမ်မွေးတဲ့ရုပ်တည်နံရဲ့အိဋ္ဌဒုက္ခအနတ္တအမတန်နဲ့သိမ်မွေးတဲ့ဝိပဿနာဉာဏ်ပညာတွေဖြစ်ဖို့လွယ်ပါတော့မလားဒါဆိုရင်မအိုခင်နဲ့မြန်မြန်ထက်မလုံးသင့်ဘူးလားအဲ့တော့အဲ့လိုအိုတဲ့လူတွေကိုတွေးလို့ရှိရင်တန်ဝေကမယူသင့်ဘူးလားယူသင့်တယ်ဟုတ်တယ်မလားကဲလိုက်ဆိုသူအိုကြီးကမြတ်ဓမ္မဟောပြတွေ့တိုင်းသာငါအိုသလိုပဲသင်တို့လည်းမလွယ်အိုရမှာမအိုခင်ကကုသလပြုကြဖန်ခါခါအိုဘေးလူyeမျောထောက်တွေ့မနေကျင်ကြပါကဲချမ်းသာလို့နားလို့ရတယ်အဲ့ဒီအိုးတဲ့ဘေးကလွတ်အောင်ဥစ္စာပစ္စည်းတက်နိုင်လားငွေကြေးတက်နိုင်လားကိုတက်တဲ့လောကီပညာတွေတက်နိုင်လားသားတွေသမီးတွေတက်နိုင်လားအိုးတဲ့ဘေးရှိရင်မအိုးတဲ့ဘေးရှိရမယ်မို့လားဝိပဿနာအားထုတ်လို့လေးမဲ့လေးဖို့ရောက်သွားလို့ခန္ဓာမရဘူးဆိုရင်အိုးတဲ့ဘေးကလွတ်မသွားဘူးလားအဲ့ဒါကိုသိသိချင်ပါတယ်ဟုတ်ပြီနော်ကဲနာပြီတဲ့ဆေးဥမှာသွားကြည့်ဇက်ကလည်းပိုက်နဲ့နှာခေါင်းကလည်းပိုက်နဲ့ဘိုက်မှလည်းပိုက်နဲ့ဟုတ်တယ်မလားအဲ့လိုနာလာပြီဆိုလို့ရှိရင်သူတော်ကောင်းတို့ဟိုဘက်ဒီဘက်လှည့်လို့မရတော့ဘူးအခုသူတော်ကောင်းတို့ပြင်ခွင့်ရှိလို့ပြင်ခြင်းနေတာသိကြလားသိကြပါတယ်ဗျာစိတ်ကိုလုံမလိုက်ပါဘူးအခုဦးဇင်းတို့ဒီကနေ့တရားစပန်းပြီးသွားလို့ကိုယ့်အလုပ်ကိုပြန်ရောက်တဲ့အခါမှာအချိန်ရလူတွေတချို့ထိုင်ကြမယ်အဲ့လိုထိုင်တဲ့အခါမှာကိုယ့်အိမ်မှာကိုထိုင်တာပဲဆိုပြီးစိတ်ကိုလုံမလိုက်ပါနဲ့ဟုတ်ပြီလားစိတ်ုံပေါ်ရောက်လို့အဲ့လိုနာတဲ့အခါကျတော့သူတော်ကောင်းတို့ပြင်လို့မရတော့ဒေါသထွက်တော့မှာဟုတ်ရဲ့လားတချို့ဆိုလို့ရှိရင်ကြိုးကုန်းတွေမှာအဖုတွေပေါက်အရီတွေပေါက်ဟုတ်ပြီနော်ဟိုးတခါဆရာတော်တရားဟောတော့ထည့်ပြောဦးတဲ့တိုက်ကြီးမြို့မှာဒကမာကြီးတယောက်သူ့ကိုသားသမီးတွေကဂရုမစိုက်တော့အဲ့ကြိုးကုန်းမှာလေအဖုတွေပေါက်ပြီးတော့အင်ကြီးကိုဆွဲခေါ်လိုက်တော့ရေပြားတွေပါလန်ထွက်လာဒါပေမဲ့ဒကမာကြီးကိုကြည့်တော့ပြုံးပဲဟုတ်ပြီနော်ဒကမာကြီးဘာတွေလုံးနေလဲလို့ဆရာတော်မေးတော့ဂုံတော်ပွားနေတာတဲ့ဟုတ်ပြီလားအဲ့တော့တမထဆိုတဲ့ဂုံတော်ကတောင်မှဒီနာရကျင်နာကိုမဖြုံလို့ရှိရင်ဝိပဿနာကိုအခုနာတိုင်းရှုမှတ်လို့တစ်ချက်ပြောက်ကိုယ်သာနာမဲ့စိတ်မနာဘူးဆိုရင်ကြောက်စရာလိုပါအောင်လားလိုပါဘူးဗျာနာလာပြီနာမှာပဲခန္ဓာရရင်နာမှာပဲမို့လားယောဂပေါင်းစုံဝင်ထက်တာဒီခန္ဓာကိုယ်ကြီးပါအဲ့တော့ယောဂပေါင်းစုံပျော်ပါရခန္ဓာကိုယ်ကြီးကိုရထားရင်ယောဂပြောက်အောင်ကုဖို့တဲ့ဖောက်ပြန်တဲ့သဘောကိုသိအောင်မှတ်ပါဦးဇင်းဒါလေးပြောချင်ပါတယ်ဟုတ်ပြီနော်လုံးဝမကုနဲ့လို့ဦးဇင်းမပြောဘူးလေတော်ရုံတိုင်ကသူတော်ကောင်းတော့စေကန်းပြေဖို့ပဲစဉ်းစားနေတာပဲနည်းနည်းပါးပါးခေါင်းလိုက်တာတော့မှတ်ကြည့်ပေါ့ဦးဇင်းပြောပါတာကယောဂကပြောက်အောင်ကုလို့မရဘူးအသေးပြီးအဆုပ်ပြီးနှလုံးကြောက်ကအကုန်လာမှာပဲနော်သူတော်ကောင်းတို့ယောဂပြောက်သွားပြီးတော့နောက်တစ်ခုမလာတော့ဘူးလို့များရှိလားမရှိပါဘူးပတ်စံတန်းနိုင်လို့နိုင်ငံသားကူလည်းသိမယ်ယောဂသိတာပါပဲကိုယ့်ကိုကုပြတဲ့ဆရာဝန်လည်းတစ်ချိန်သိမှာပဲမို့လားအဲ့တော့ပြောချင်တဲ့သဘောကယောဂကိုပြောက်အောင်ကုဖို့တဲ့ဘယ်ယောဂဖြစ်ဖြစ်တူညီတဲ့အချက်ရှိတယ်ဖောက်ပြန်တာပဲမဖောက်ပြန်ဘူးလားဖောက်ပြန်တာပါပဲအဲ့ဖောက်ပြန်တဲ့သဘောကိုသိအောင်မှတ်ဖို့ကအရေးမကြီးဘူးလားအရေးကြီးပါတယ်ကိုယ်သာနာပြီးတော့စိတ်မနာဘူးဆိုလို့ရှိရင်ဒီယောဂဝေဒနာကိုယ့်ကိုဒုက္ခပေးနိုင်သေးလားပေးနိုင်ပါဘူးအေးအဲ့လိုပြအောင်တဏှိကံမှတ်ပါတော်ရုံတိုင်ရုံဘာဖြစ်လဲနာလို့ရှိရင်တဏှိကံမှတ်မပြင်းနဲ့ဟုတ်ပြင်းနေတဲ့စိတ်ကိုမှတ်ပြင်းနေတဲ့မှတ်တိုင်းနေထိတဲ့မှတ်နားတဲ့မှတ်ဘလို့မှမရမှပြင်းပေါ့ကြ
ကျိုးသားပန်းသားနဲ့9မိနစ်10မိနစ်အဲ့လိုမှတ်လိုက်များသောအားဖြင့်နားရကျင်တာရော့သွားတာများပါတယ်ဟုတ်ပြီလားအဲ့ဒါအသေးကျင့်နေတာမွေးလုံးလေးလုံးမှာတနာရီတဲ့ဒါလေးကိုမှတ်ရတာတောင်မှဒီလောက်စိုးနေလို့ရှိရင်သေကန်နေ့ကျတော့ဆေးရုံပေါ်မှာလဲတဲ့အခါကျတစ်နှစ်လည်းဖြစ်နိုင်တယ်နှစ်နှစ်လည်းဖြစ်နိုင်တယ်ဟုတ်တယ်မို့လားအဲ့ဒီအချိန်ကျတော့မမှတ်နိုင်လို့ဒေါသထွက်မယ်ဆိုရင်ဒေါသနဲ့သေးငရဲပြေမသွေရောက်တဲ့အသီးမသွေဘူးနော်မလွဲဘူးဘေးထဲမှာမင်းနဲ့ပတ်စံကုန်တယ်ဟုတ်ပြီနော်ဒေါသနဲ့ကျင်းတွေသေသွားလို့ကတော့ဘယ်ကိုရောက်မလဲရောက်မယ်အဲ့လိုနာရကျင်တာဖြစ်နေတဲ့အချိန်မှာဘေးမှာရက်ထားတဲ့သားတွေသမီးတွေစီးပွားဥစ္စာတွေယာတူးတွေဂုံတိန်တွေဘာမှမလုပ်နိုင်တော့ဘူးကိုတရားသာနဲ့ကိုကင်နိုင်မှာအဲ့တော့နားတဲ့ဘေးကလွတ်အောင်ကင်နိုင်တာဘာလေဒီဒါပဲသူတို့ကောင်းတယ်ဝိပဿနာတရားပဲကိုယ့်ရဲ့ရှုမှတ်မှုပဲမို့လားကိုယ်တတိပညာပဲကိုယ့်ကိုဘာဖြစ်မလဲကင်နိုင်မှာပါအာကိုးစရာအစစ်မှန်ကိုခုတည်းခေါင်းထဲကိုထည့်ထားပါအဲ့လိုမှမဟုတ်ရင်မျိုးသားအမျိုးသမီးအောက်ကိုလိုက်မျိုးသမီးအမျိုးသားအောက်ကိုလိုက်နဲ့နှစ်ယောက်စလုံးဒုက္ခရောက်မှာဆိုလို့ပြောနေတာဟုတ်ပြီလားအဲ့တော့အဲ့လိုနားလာပြီစေးုံတွေမှာအခုလူနာသွားမိပြီဆိုရင်နားတဲ့လူတွေတွေ့တိုင်းဘာဖြစ်မလဲတောင်ဝေကရပါဟုတ်ပြီလားတောင်ဝေကဒီလိုမနာခင်ငါဘာဖြစ်တယ်ဝိပဿနာတရားကိုမညံ့ပွင့်ရသည်မြန်မြန်ထက်အားထုတ်မယ်အဲ့လိုဆုံးဖြတ်ရင်မကောင်းဘူးလားကောင်းပါတယ်အဲ့တော့နားတဲ့လူတွေတွေ့တိုင်းမိမိကိုတရားပြသလိုဖြစ်မနေဘူးလားဖြစ်နေပါတယ်လိုက်ဆိုမယ်လူနာသူနာကြီးကမြတ်ဓမ္မဟောပြတွေ့တိုင်းသာငါနာသလိုပဲတင်တို့လည်းမလွဲနာရမှာမနာခင်ကကုသလပြုကြဖန်ခါခါနာဘေးလွရေမြောထောက်တွေ့မနေကျင်ကြပါကဲချမ်းသာလို့နားလို့ရတယ်သေပြီတဲ့နာပြီးရင်ဘာဖြစ်မှာသေရင်လေစဉ်းစားကြည့်အခုတရားဟောတဲ့ဘုန်းကြီးသေသွားပြီယူခြင်းတဲ့လူရှိပါအခုပြေးလေးတကောင်သေသွားရင်ယူခြင်းတဲ့လူမရှိဘူးလားရှိတယ်တရားစဉ်းစားကြည့်တယ်ခန္ဓာကိုယ်ကြီးလေအခုရန်ကုန်မှာပြေးကြော်တကောင်အစိတ်လား30လားမသိဘူးဟုတ်တယ်နော်ပြည့်တကောင်သေသွားရင်တန်မိုးရှိသေးတယ်အခုဒီခန္ဓာကိုယ်ကြီးအခုဒီဘုန်းကြီးသေသွားရင်လိုက်ပြီဘယ်သူမှမလို့ခြင်းဘူးဟုတ်ပြီနော်အနှစ်သာရရှိလို့လားမရှိလို့ခုံနဲ့တန်ရန်လောက်ထီးစုပ်တစ်ချောင်းလောက်တော့တန်မိုးမရှိတော့ပါဘူးအခုတော့ဟိုလူကဦးစင်းဒီလူကဦးစင်းသိရင်ဝချင်းနဲ့ထိုးပြီးမီးနဲ့ရှိုးပါဟုတ်တယ်မလားအခုသူတော်ကောင်းလို့လည်းဟိုလူကဥပဒုဒေါ်ဘဒုဒီလိုသာပြောတာသေလို့ခြင်းပါဖြစ်မယ်မီးရှို့မှာပဲမြေကြီးတဲ့မြုပ်မှာပဲမို့လားအဲ့တော့အနှစ်မရှိတဲ့ခန္ဓာကိုယ်ရဲ့အလိုကိုမလိုက်ပါနဲ့သတိပညာရဲ့အလိုကိုလိုက်ပါသူတော်ကောင်းတို့သေသွားရင်ဘာမှတန်ဖိုးမရှိတော့လို့ပြောနေတာဟာဒီခန္ဓာကိုယ်ကြီးကသူတော်ကောင်းတို့အခုဒေါ်လာနဲ့ပဲဝယ်စားအခုမြန်မာပြည်မှာဆိုရင်စီရိုးနာပဲတက်စားဘလောက်ပဲတန်ဖိုးရှိတဲ့အစားအစာတွေထက်ပြန်ထွက်လာတော့တန်ဖိုးရတာတွေပဲထွက်လာတယ်မို့လားတောရွာတွေမှာစီစုံမြင်မှုလားစီစုံလေနှမ်းထဲတယ်ကြိတ်လိုက်တော့စီထွက်မလာဘူးလားစီကနှမ်းတဲ့တန်ဖိုးမရှိဘူးလားတတ်မဲ့ပစ္စည်းစီစုံတော့မှခန္ဓာကိုယ်ရဲ့တန်ဖိုးရှိတယ်ဟုတ်ပြီနော်အခုဦးဇင်းတို့ဒီခန္ဓာကိုယ်ကိုသူတော်ကောင်းတို့မနေ့တစ်ချိန်နေ့လည်းတစ်ချိန်ညတစ်ချိန်ဒီတဲ့တောင်များပါဦးမယ်ဟုတ်တယ်မဟုတ်လားတချို့ဆိုရင်အချိန်ချင်းထည့်နေတာပဲထည့်လိုက်တဲ့ဟာတွေကလည်းကိုစားကျင်တာတွေတန်ဖိုးရှိတာတွေပဲထွက်လာတဲ့အခါကျတော့ဒါပါပဲဒီကြစဉ်းစားကြည့်စမ်းပါအနှစ်ရှိလို့လားအနှစ်မရှိလို့လားအဲ့တော့အနှစ်မရှိတဲ့ခန္ဓာကိုယ်ကိုအသုံးကျအောင်အသုံးချတတ်ဖို့အရေးကြီးတယ်ဟုတ်ရဲ့လားအသုံးကျအောင်အသုံးချပါတည်သွားပြီဆိုလို့ချင်းဘာမှလုပ်လို့မရတော့ဘူးသူတော်ကောင်းတို့မတည်ခင်ပဲကိုလုံးချင်တာလုပ်လို့ရမယ်မို့လားမှန်ပါဗျာဒါကြောင့်တော့အဲ့တည်တဲ့လူကိုတွေ့တိုင်းအခုအတုပတွေမှာနာရီတွေမှာသွားမိတဲ့အခါမှာအဲ့ဒီလူတွေကိုတွေ့တိုင်းဩငါလည်းယုံတယ်သူလည်းယုံတယ်တစ်ချိန်ချင်းငါလည်းသိရမယ်ဒီလိုနှလုံးသွင်းပြီးတံခွဲရပြီတရားမြန်မြန်အားထုတ်ရင်မကောင်းဘူးလားကောင်းပါဘူးကောင်းတယ်ဦးဇင်းတို့အခုရဲရွာတွေမှာအဲ့တရားဝဲတွေမှာနာရီတစ်ခါကြီးလိုက်ဟောရင်ဒီကဟောနေတာအိဋ္ဌဒုက္ခအနတ္တသူတို့ကနောက်ဆုံးတန်းနေလက်တို့ပြီးရင်းနေအခါတဲ့ဟောတဲ့ဘုန်းကြီးကအိဋ္ဌဒုက္ခအနတ္တဘယ်ရောက်သွားမှမသိဘူးအဲ့ဒါဟောလက်တို့ပြီးရင်းနေတယ်ဆိုတာဘာလို့ပြောကြအောင်တံခွေကမရဘူးဟုတ်ရဲ့လားအခုဒီနဲ့လာငန်နီးကိုပဲဦးဇင်းသတင်းသုံးတဲ့တော့ကနေပြီးတော့တရားသွားဟောရတာနာရီတပိတ်တော့အဲ့မှာရောက်နေတဲ့ဒကာရင်းတွေကြီးပဲဦးဇင်းရောက်သွားတဲ့အခါကျတော့ဝုန်းနဲ့ဖြစ်နေတယ်ဘာလေးလို့နားထောင်တော့ဟေးအောင်မင်းကဟိုကောင်းကို300ပေးလိုက်မင်းက900ပေးလိုက်ဘာလုံနေတော့ဖဲကျွေးရှင်းနေကြတယ်ကြည်အောင်ဘုန်းကြီးရောက်လာတဲ့အချိန်မှာဘုန်းကြီးလာပြီဆိုလည်းပြီးတော့ဖဲထုတ်တွေအကုန်သိမ့်ပြီးဝုန်းနဲ့ပြီးတာဗျာအဲ့တော့လာပေးတဲ့လူကဟေးအောင်လေးဟိုအောင်လေးတဲ့ရဲမဟုတ်ဘူးဘုန်းကြီးတဲ့ကဲကြည်စမ်းဘလောက်တန်ဝေကရဖို့ကောင်းလဲဆိုတော့နာရီရှင်ကဘာလို့လဲဆိုတော့မူဝီအိပ်ပြောတယ်အဲ့တော့ဖဲရိုက်တဲ့လူတွေကယူကြောင်မူကြောင်နဲ့ဦးစင်းနဲ့အာယုံဆုံးမကတ်တော့ဘူးလေအေးမကတ်လည်းပြီးတော့ဘောကွာလို့တရားဟောပြီးပြန်တာပေါ့တော့အဲ့ကြမှာနာရီရှင်ကိုသွားလို့တော့ကတ်မယ်တဲ့ကဲကြည်အောင်ဘလောက်ဖြစ်နေလဲဆိုတော့ဒီသူ့ရဲ့ဒကံမဆုံးသွားတာမိမိရဲ့ဒကံမဆုံးသွားတာတောင်တန်ဝေကဘာဖြစ်လဲမရ
မြင်း၄កောင်ရှိတယ်မြင်းဘယ်နှကောင်ရှိ ၄កောင်ပါဗျာ နှင်းတန်လေးကိုပြလိုက်ရင်လည်းပြီးတယ်မြင်းရှိတယ်ဟုတ်ပြီနော် မှန်ပါ အခုနာဂိမုံတိုင်းကြောင့်တည်သွားပြီဘလို့နေလဲစိတ်ထဲမှာလုံးဝနေပါဘူးဘာလို့လဲဆိုတော့ငါသားငါသမီးမပါဘူးမို့လား မှန်ပါ အေးအဲ့ဒါဆိုရင်နှင်းတန်ပြရင်ပြီးတယ်မြင်းနဲ့မပါတော့အခုကနာဂိမုံတိုင်းကြောင့်မို့လို့တည်ကြပြီကြည်ကြပြီဆူနာမီကြောင့်မို့တည်ကြပြီကြည်ကြပြီလို့ကြားလိုက်တာနဲ့တန်ဝေကရပြီးတော့လှုပ်တဲ့လှုပ်တဲ့အလုပ်ကိုမြန်မြန်လှုပ်တော့တာအဲ့ဒါနှင်းတန်ပြုံနဲ့ပြီးတယ်မြင်းဟုတ်ပြီနော် မှန်ပါဗျာ အရေးပြားစုပ်အောင်ရိုက်မှပြေးတဲ့မြင်းရှိသေးတယ်ဟုတ်ပြီလား မှန်ပါ အရေးပြားစုပ်အောင်ပြေးရိုက်မှပြေးတဲ့မြင်းဆိုတာကမိတ်ဆွေတငယ်ချင်းတွေအခုတေးရပြီကြည်ကြပြီဆိုရင်ဟောသူတို့တော့သေးကုန်ပြီငါလည်းဘာဖြစ်လဲတစ်ချိန်ချိန်သေးရတော့မှအဲ့တော့မြန်မြန်တက်တက်ဘာဖြစ်လဲတော့မှအသားစုပ်အောင်ရိုက်မှပြေးတဲ့မြင်းကြတော့ဘာဖြစ်လဲဆိုတော့မိမိရဲ့ဇနီးမယားသမီးသားတေးပြီးဆိုမှတံမေကဘာဖြစ်လဲရတာနောက်ဆုံးမြင်းကတော့အယိုးကွဲအောင်ရိုက်မှပြေးတယ်မြင်းတဲ့အဲ့ဒီမြင်းကတော့ဗာလဲတော့ကိုတိုင်းဗာဖြစ်လဲစေးဝင်ပါလေပက်လက်ကလေးဖြစ်ပြီးမလုံနိုင်တော့ဘူးဆိုမှဗာဖြစ်လဲငါတော့တရားအထုတ်တော့မယ်ရအောင်မလားမရတော့ပါဟမ်အဲ့တော့ဘယ်ထဲမှာပါလဲဘယ်ထဲမှာပါဘူးလားအဲ့ဒါလည်းကောင်းတာပဲဟုတ်တယ်မဘယ်ထဲမှာမပါတော့ပြေးတာမလို့တော့ဘူးပေါ့အဲ့တော့အရေးကြီးတာကတန်ဝေကယူတတ်ဖို့အရေးမကြီးဘူးလားရေးကြီးပါဒါကြောင့်လူသေးတွေကိုမြင်တိုင်းကိုယ့်ကိုတရားပြနေတယ်လို့တံဝေကရပါကဲလိုက်ဆိုမယ်သူသေးကြီးကမြတ်ဓမ္မဟောပြတွေ့တိုင်းသာငါသေးသလိုပဲသင်တို့လည်းမလွဲတရားမှာမသေးခင်ကကုသလပြုကြဖန်ခါခါသေဘေလူရိမြောက်ထောက်တွေ့မနေခြင်းကြပါကချမ်းသာလို့နားလို့ရ3 နာရီမိနစ်20ရှိသွားခဏလေး10မိနစ်လောက်ပဲနော်ရပါတယ်ဗျာဟိုရွာတရားမှာဘုန်းကြီးကတရားဟောတယ်ဆိုတာငါကသူကမဟောတတ်ပါဘူးယဟန်တကားနေပြီးတော့အရှင်ဘုရားရဲ့ဓမ္မစီကလည်းပြီးနေပြီစာရီတက်နေဟောတဲ့မှာငါမဟောခြင်းဘူးညင်းမအများရနေပြီးတော့ကျောင်းတကာမခံညအောင်ပြောတော့သူကဘာလို့လဲဆိုတရားကြက်တာပြီအဲ့ဒီကျောင်းတကာလည်းလာရောတရားဟောတာဟောတော့ကျောင်းတကာတရားဟောမယ်ဆိုကျောင်းတော်ဝမ်းသာတာပေါ့အမလေးအရှင်ဘုရားဟောမနေ့7 နာရီနဲ့ဟောတယ်10 နာရီလည်းမပြီးဘူး17 နာရီလည်းမပြီးဘူးအရှင်ဘုရားဆွညိရတယ်ဒါဘုန်းကြီးကရတယ်ဟောတာပဲဟောတော့ဘာဖြစ်လဲမပြည့်ဘူး तू မဆိုင်မဲ့ငါစားတယ်ဆိုပြီးတော့အသားလေးနောက်ဆုံးနဲ့သွားတာလေကားလေးရောက်တော့ဘာဖြစ်လဲဘုန်းကြီးကလေကားလေးမှာထိုင်ပြီးတိုက်ခေါ်တာနောက်ဆုံးနဲ့လေကားပေါ်ပြုတ်ကြတော့ဘုန်းကြီးကလည်းပြေးစင်ပြီးတော့အဲ့လေကားချိန်မှာထိုင်ခေါ်တာပဲအဲ့ဒီကနေနောက်ဆုံးနဲ့သွားရေရင်းနဲ့ပြုတ်ကြတော့ဘုန်းကြီးကလည်းဘာဖြစ်လဲရေရင်းမောင်ကနေထိုင်ပြီးတော့ဟောတာပဲဟောတဲ့အခါကျတော့ तू ကဘာပြောလဲအောက်ကတကားရေရနာနှစ်ပါးကြတော်မူပါဗျာအဲ့တော့ဘုန်းကြီးအဲ့ကောင်မင်းကိုငါသင်ပေးတာရေနာ3 ပါးရှိတယ်ကွာဘယ်ကရေနာ2 ပါးမှာလဲမဟုတ်ဘူးတဲ့အဲ့ဒီ3 ပါးတဲ့ကတန်ဃာဆိုတဲ့ရေနာ2 ပါးနှိမ့်ဆက်နေတော့ကျန်တဲ့2 ပါးအကူကြီးတောင်းတာပါအခုလေကျန်တဲ့2 ပါးကိုအကူကြီးမတောင်းနဲ့10 မိနစ်ပဲဟုတ်ပြီနော်10 မိနစ်ပဲအဲ့တော့တည်သွားပြီဆိုလို့ရှိရင်အနှစ်သာရမရှိတော့ဘူးအဲ့တော့မအိုးခင်မနာခင်မသေးခင်မှာတို့ဘာလုပ်ကြတရားအထုတ်မယ်ဝိပဿနာတရားအထုတ်မယ်ဟုတ်လားမြန်ထက်လုပ်ပါမအိုးမနာမသေးပါခင်တက်တုံနှင်းလဲစောလင်မြန်စွာရှုမြိုက်ပါတော့ကိလေသာ10 ပါးကိုဝိရိနှစ်တန်နဲ့နောင်ခါကာလချိန်လွန်ရမှာနောင်တာတကြီးတင်မကြီးလင်ဇနီးမယားသမီးသားနဲ့လင်သားအိမ်ယာအဖျားကိုငှက်ကဖြစ်နေအချိန်ရွေးကသေပေးတဲ့ကိုဥလိန်ကြီးတဲ့သူတော်ကောင်းတို့ဒီဘဝမှာတော်ရလို့ဇနီးမယားသမီးသားငါသားပဲငါသမီးငါဇနီးပဲလုံးမနေနဲ့ဘဝအတိုင်းအခုဒီထဲမှာပါတဲ့လူတွေဆွေမျိုးမတော်ဘူးလားမရှိဘူးတန်ဝေရရအောင်တစ်ခုပြောမယ်တကားတယောက်ညီကို2 ယောက်အကိုကြီးရဲ့အမျိုးသမီးနဲ့ညီနဲ့ဖောက်ပြန်တယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ညီကိုတက္ကမနေတော့သူ့အကိုကြီးသူ့ယောက်ျားကိုတတ်ခိုင်းလိုက်တယ်ဥပါဒဏ်ကဘယ်တော့ကြောက်ဖို့ကောင်းလဲဆိုတော့အဲ့ဒီအိမ်မှာမွေးပြန်ဖြစ်တယ်တက္ကမကိုဆွဲလန်းတဲ့စိတ်ဟုတ်ပြီနော်အဲ့တော့အဲ့တက္ကမကိုမြင်တိုင်းထုတ်တန်းပေါ်နေမွေးကခုံချတာအဲ့တော့တက္ကမရိမ့်မိတယ်ကြည့်ရတာတော့ဒီပုဂ္ဂိုလ်မကျွတ်ဘဲနဲ့ဒီမှာဖြစ်နေတယ်ဆိုပြီးတော့မွေးကိုတတ်လိုက်တယ်ဟုတ်ပြီနော်မွေးသက်လိုက်တော့ခွေးဖြစ်တယ်အဲ့တော့ခွေးဖြစ်တဲ့အခါကျတော့လေသူသွားလျာတက္ကမသွားလျာတကောက်လိုက်တော့ရက်ွက်တဲ့ကနောက်ကျပြောင်းကြတော့ရှက်ပြီးတော့အဲ့ဒီခွေးကိုလှေနဲ့တခါတဲ့မြစ်လေယူသွားပြီးတော့ကျိုးဝင်းစွတ်သိန်းနဲ့ကျိုးဝင်းစွတ်ပြီးတော့ရေးလဲမှာပဲဖြစ်တယ်မြုပ်ချအဲ့ဒီကံကသူပြန်ခံရတာပဲနော်အဲ့ဒီခွေးဘောကနေပြီးတော့ဥပါဒံကြောင့်လို့ဘာဖြစ်လဲအဲ့ဒီအိမ်မှာနွားပြန်ဖြစ်ရတာပဲနွားပြန်ဖြစ်တော့လေအဲ့ဒီသူ့အမျိုးသမီးတက္ကမသွားလျာတကောက်လိုက်တာပဲလိုက်တဲ့အခါကျတော့တခါအဲ့ဒီနွားကိုတက်ပြစ်တာအဲ့တော့နောက်ဆုံးဘာဖြစ်လဲဆိုတော့သူ့မိန်းမရဲ့ဘိုက်ထဲမှာပြန်ပြီးတော့ကလေးပြန်ပြရတယ်ဟုတ်ပြီနော်သူမွေးလာတဲ့အခါမှာဇာတိတ္တရဉာဏ်ရတော့သူ့အမေအထိမခံဘူးသူ့အမေမဟုတ်ဘူးသူ့စိတ်ထဲမှာသိနေမလားသူ့ကိုလေးရင်လေးကတတ်ခဲ့တယ်မလား
အဲ့တော့ဘာဖြစ်လဲအထိမခံဘူးအထိမခံမယ်နဲ့ခုနပြောလို့နိုးကြိုတိုက်ရွေးနေတာတော့မှတခြားအကူကြီးတောင်းရတယ်အဲ့တော့စကားပြောတတ်တဲ့အခါမှာအဖိုးဖြစ်တဲ့လူကမီးတော့ဇက်ကြောင်းအကုန်ပြန်ပြောပြတယ်အမီးမဟုတ်ဘူးကျွန်တော်၄ချိန်လေးကတတ်ခဲ့တာဟုတ်ပြီနော်အဲ့လိုတတ်ခဲ့တာဆိုတံဝေကကြပြီးတော့အဲ့ဒါမီးဖိုးနှစ်ယောက်သွားပြီးတရားအားထုတ်လိုက်တော့ရဟန်းဝေလိုက်တော့ရဟန်းနာဖြစ်ပါတယ်ဘာကိုပြောချင်တာလဲဆိုတော့အဲ့ဒီတကယ်မှတဘွားထဲမှာတင်သူ့ယောက်ျားသူ့သားပြန်မဖြစ်ရဘူးလားဖြစ်ရပါဗျာအဲ့တော့ငါသားပဲငါသမီးပဲလုံးမနေနဲ့ဘဝအဆက်ဆက်ကတော်ခဲ့ပြီးသားဟုတ်ပြီလားမှန်ပါဗျာအခန်းဆက်ဝတ္ထု12အုပ်ရှင်12အုပ်ပြည့်အောင်မကြည့်နိုင်တဲ့အခါကျဒီတစ်ပိုင်းလေးနဲ့ဖြတ်ကြည့်တော့ငါသားမှငါသားဖြစ်နေလို့ဟုတ်ပြီလားအေးလောကမှာတော့သစ္စာရှိတယ်ဗောတကယ်တမ်းကျအဲ့ဒါတဏှာဥပါဒံပဲမို့လားဟာဒီကောင်သူ့မိသားစုပေါ်မှာအမတန်သစ္စာရှိတာပဲအမတန်အချစ်ကြီးတာပဲဆိုတော့အပြောခံတဲ့ပုဂ္ဂိုလ်ကလည်းပြုံးနေတာပဲကျေနပ်နေတာပဲပြောတဲ့ပုဂ္ဂိုလ်ကလည်းအဲ့လိုကိုဖြစ်ချင်နေတာလေတကယ်တမ်းကျတရားနဲ့ကြည့်တော့အဲ့ဒါတဏှာဥပါဒံတွေပဲဒိဋ္ဌိတဏှာမာနတွေအမတန်အားကြီးတာမို့လားတဏှာမာနဒိဋ္ဌိဟာပပင်စတရားတန်ត្រာကိုရှိစေတဲ့တရားမေတ္တာဖို့တာတယ်ဟုတ်ပြီနော်အဲ့တော့လောကအယူအဆနဲ့တရားမျက်စိနဲ့ကြည့်လိုက်တဲ့အခါကျအကုန်လွဲတာပဲသိချလားသိကြပါဘူးအေးအဲ့လိုတွေအတိမလို့သူတော်ကောင်းတို့ဦးဇင်းတို့ခန္ဓာရနေတာပေါ့လားအဲ့တော့ဒီဘဝအစပြီအခုတရားအားထုတ်ခွင့်ရပြီတရားနာခွင့်ရပြီဆိုအတိမှန်အကျင့်မှန်ရောက်မှန်ကိုရေးမကြည့်ဘူးလားအဲ့ဒီအလုပ်ကလည်းမအိုးမနာမသေးခင်ကိုဘာဖြစ်မလဲမြန်မြန်တက်တက်လို့အဲ့လိုပဲသားအတွက်သမီးအတွက်သားလေးရွယ်မြောက်သေးလို့သမီးလေးဘွဲမရသေးလို့ဒါတွေကိုငဲ့နေလို့ရှိရင်ဘယ်သူကဥမှာလဲတရားဥသွားလိမ့်မယ်အသေးဥသွားလို့ရှိရင်လုံးခွင့်ရှိပါတော့မလားမရှိဘူးသူတော်ကောင်းတို့အခုဒါနသီလတွေကြောင်းမို့လို့အခုတည်သွားလို့လူပြန်ဖြစ်တယ်ထားအခုလူပြန်ဖြစ်တဲ့အခါမှာအသက်အရွယ်အသိဉာဏ်ဒီအသက်20အစိတ်စောင့်အောင်မယ်အဲ့တော့အသက်20အစိတ်ဘိုက်ထဲမှာအခုသူတော်ကောင်းတို့လူပြန်ဖြစ်မှာဟုတ်တယ်မဟုတ်လားအခုအသက်20အစိတ်တွေဘာသာရေးဘာမှကိုမသိသလောက်ဖြစ်နေပြီရှင်းလားဘုန်းကြီးနဲ့တောင်စကားကောင်းကောင်းမပြောတတ်တော့ဘူးဦးစင်းညီဝမ်းဝဲတွေညီမတွေရှိတယ်တခါလေဦးစင်းရန်ကုန်ရောက်တယ်သင်္ကန်းယုံရင်ဦးစင်းအမေဝါရီကုတ်ကြီးနဲ့ဘယ်သွားဝါလို့လဲကဲစော်ကားနေတဲ့စိတ်တော့မရှိဘူးပေါ့သို့တော်လည်းစော်ကားရမရောက်ဘူးလားအဲ့ဒီပုဂ္ဂိုလ်ကကိုယ်မိဘဖြစ်မယ်ဆိုတော့ကိုယ်လည်းသိပါကဲစဉ်းစားကြည့်စမ်းပါနောက်နီးမှန်လမ်းမှန်တွေကအခုချိန်မှာရှိသေးတယ်တပြေးပြေးနဲ့နီးမှန်လမ်းမှန်တွေကဆရာတော်အများအားပြောတယ်ရွှေစစ်တွေလာရင်ရွှေတုတွေရောက်လာရင်ရွှေစစ်ကဘာဖြစ်လဲမြေကြီးတွေရောက်တော့မှာနောက်အနည်း20အစစ်ဆိုရင်ရွှေစစ်တွေမြေကြီးတွေရောက်နိုင်တယ်နော်အေးအခုပဲယူဆတွေမျိုးပဲမို့လားယူဆတွေလေရှင်းပြတာလေအနိစ္စဒုက္ခအနတ္တကိုလေအနိစ္စကဘာလဲလူကောင်းကနေရက်တော့လိုက်တယ်ပြောင်းသွားတယ်အဲ့ဒါအနိစ္စအရက်သမားဖြစ်သွားတော့ဘာဖြစ်လဲလူမှုရေးစီးပွားရေးတွေအဆင်မပြေတော့အဲ့ဒါဒုက္ခလူမျိုးစီးပွားရေးတွေအဆင်မပြေလို့အတုံးမကြတော့အဲ့ဒါအနတ္တဟုတ်ပြီလားကဲအနိစ္စဒုက္ခအနတ္တမကောင်းဘူးလားအဲ့ဒီအယူအဆတွေရှိတယ်ဒါကိုပြောနေတာအဲ့တော့နိမန်လမ်းမှန်ဖြစ်တော့မှကိုယ်တွေလည်းအားထုတ်ခွင့်ရှိတော့မှမအိုမနာမသိခင်မြန်မြန်မညံပုံညံရအောင်အားထုတ်ရင်မကောင်းဘူးလားကောင်းပါတယ်ဗျာကုသိုလ်ဖြစ်လေးမလုံးနဲ့အဲ့ဒီကုသိုလ်ဖြစ်လေးကစိတ်မချလို့ပြောနေတာဟုတ်ပြီလားအေးပါရမီမြောက်တဲ့ဒါနပါရမီမမြောက်တဲ့ဒါနပါရမီမမြောက်တဲ့သီလဟာလေမြောက်သွားတဲ့ခဲလုံးပဲသူတော်ကောင်းမြောက်သွားတဲ့ခဲလုံးကဘာဖြစ်မှာတန်ကြမှာဝမ်းသာကြလိုအောင်မလားမြောက်တာလီတဲ့ခဏပြီးမြေကြီးပေါ်ကျနေတာကြာကြီးဟုတ်တယ်နော်ပြန်ကြသွားပဲ၄ပါးကိုအရှင်ပြောနေတာဟိုသူတော်ကောင်းတို့နေရတဲ့စင်ကွာအိမ်ကကိုပိုင်အိမ်မဟုတ်ဘူးဗျလုံရောက်ကြုံနေရရင်အနှစ်တရာပဲအဲမှာအမအပဲ၄ပါးအနှစ်တန်းနဲ့ချီနေရမှာလေမှန်ပါအိမ်ပိုင်ဆိုတာကြာနေရမှာအိမ်ပိုင်မို့လားမှန်ပါခဏနေရရင်ပါလေအိမ်ငါးပါအိမ်ငါဧည့်သည်ပဲသူတော်ကောင်းတို့အကုန်လုံးအဲ့ဒါအိမ်ငါးတွေကြီးပဲအပဲ၄ပါးကြတော့နှစ်ကိုတန်းနဲ့ချီပြီးမနေရဘူးလားအေးဒါကြောင့်မလို့ဒါနာလေးသီလလေးလုပ်ုံနဲ့ကိုတင်းတိမ်မနေပါနဲ့ဟုတ်ပြီနော်ဒါနာလုပ်တဲ့အခါမှာလည်းပါမီမြောက်အောင်သီလလုပ်တဲ့အခါမှာလည်းပါမီမြောက်အောင်လုပ်ဖို့ရည်ကြီးတယ်အချိန်များလို့ဦးဇင်းမပြောနိုင်တော့ဘူးဒါကြောင့်မအိုမနာမသိခင်ကိုမြန်မြန်တက်အခုဝိပဿနာတရားတွေကိုနာပါဝိပဿနာတရားတွေကိုလုပ်ပါဟုတ်ရဲ့လားဘာကြောင့်ဝိပဿနာတရားလုပ်ခိုင်းတာလဲဆိုတော့သူတော်ကောင်းတို့ခန္ဓာမရမှဒုက္ခကတိန်ချုပ်ငိမ့်မှာမဟုတ်လားအဲ့တော့ယဟန္တာဖြစ်ဖို့ရည်ကြီးတယ်ယဟန္တာဖြစ်ခြင်းပထမဆုံးသောတာပန်ဖြစ်အောင်လုပ်ဟုတ်ပြီလားပုထုဇဉ်ကနေသောတာပန်ကကိုဖြစ်ခြင်းနိုင်မဖြစ်ဘူးသောတာပန်ဖြစ်ပြီးသွားရင်ယဟန္တာမဖြစ်ခြင်းလေခုနှစ်ဘဝလုံအောင်ကြုံရောဟုတ်ပြီလားဧကဗီဇသောတာပန်လိုဟာမျိုးဆိုရင်တဘဝပဲနေရတော့မှာအဲ့တော့ပြောချင်တာကအခုပုထုဇဉ်ကနေသောတာပန်ကိုဖြစ်ခြင်းနိုင်ဖြစ်ခွင့်မရှိဘူးသောတာပန်ဖြစ်သွားပြီးရင်တော့မဖြစ်ခြင်းလေယဟန္တာဖြစ်မယ်ဒါပြည့်သောတာပန်ဖြစ်ဖို့ရည်မကြည့်ဘူးလားရည်ကြည့်ပါလားစိတ်ကယဟန္တာဖြစ်အောင်အထုတ်မယ်လို့နှလုံးသွင်းပြီးတော့အထုတ်နိုင်တော့အကောင်းဆုံးပဲနော်သို့တော့အဓိကဘာဖြစ်လဲသောတာပန်ဖြစ်ဖို့ရည်မကြည့်ဘူးလားရည်ကြည့်ပါတယ်ဒါပြင်သောတာပန်ဖြစ်ခြင်းဒိဋ္ဌိနဲ့ဝိသိကိစ္စပြောဘာနဲ့ပြောဒိဋ္ဌိနဲ့ဝိသိကိစ္စအဲ့ဒီဒိဋ္ဌိကဘာဖြစ်လဲအပဲရေတောင်းမြစ်ပဲ
အပေကိုကြစေတာတားရီသမီးတွေအာယုံ၅ပါးကောင်းပုံတရားကြောင့်ကြစေတာမဟုတ်ဘူးအဲ့ဒါတွေကိုဆွဲလန်းတဲ့စိတ်ကြောင့်ကြတာမဟုတ်လားငါဥစ္စာကြောင့်ကိုကြရတာမဟုတ်လားအေးအဲ့ဒီဒိဋ္ဌိပြုတ်ဖို့အရေးကြီးတယ်ဒိဋ္ဌိအားကောင်းလို့ရှိရင်သူတော်ကောင်းတို့အတိမအမြင်မှားတွေဖြစ်သွားနိုင်တယ်ဟုတ်ပြီလားအေးအဲ့ဒါတွေကတော့နိဒမိစ္ဆာဒိဋ္ဌိ၃ပါးလို့ဟာမျိုးဆိုလို့ရှိရင်ပစ္စန္ဒရိယကံ၅ပါးတဲ့အပြစ်ကြီးတယ်နော်အခုအဖေကိုတတ်တာအမေကိုဖះကိုသိသိတယ်အောင်လုပ်တာယဟန္တာတတ်တာအဖေတတ်တာအမေတတ်တာတန်ခါဂိုင်းခွဲအောင်လုပ်တာပစ္စန္ဒရိယကံ၅ပါးမဟုတ်လားမှန်ပါဗျာအဲ့အသိဝိဇိတန်ကြပါဟုတ်ပြီနော်ဒါဖြစ်ရင်အဲ့ဒီတဲ့ဆိုးတဲ့ကံရှိသေးတယ်သူတော်ကောင်းမိစ္ဆာဒိဋ္ဌိ၃ပါးနိဒမိစ္ဆာဒိဋ္ဌိ၃ပါးဟုတ်ပြီလားအကျဉ်းမကျတော့အဓိကဘာလဲဆိုတော့ဖះပြောတာမဟုတ်တာအမှန်လို့ယူဆရင်မိစ္ဆာဒိဋ္ဌိပဲရှင်းလားမှန်ပါဗျာအဲ့တော့အဲ့ဒီဒိဋ္ဌိအားကောင်းတဲ့အခါကျတော့များသောအားဖြင့်ငါဥပမာလေးကဲနည်းနည်းထည့်ပြောပါရသေးတယ်မဟုတ်လားရပါတယ်ဗျာဥပမာဒိဋ္ဌိအားကောင်းတဲ့အခါမှာသူတော်ကောင်းတို့တခုလို့ရတာပြတာမရွေးဘူးလားရွေးပါရွေးကြတာများတယ်နော်ဦးဇင်းတို့ပြက်ကလေးတွေမှာလည်းမပါဘူးလားပါပါတယ်ဒါဖြစ်ရင်ကံရဲ့အကျိုးဆိုတာဘာကိုပြောတာကောင်းတာလို့ရင်ကောင်းတာပဲကောင်းတာလို့ရင်ကောင်းကျိုးရမယ်ဆိုးတာလို့ရင်ဆိုးကျိုးရမယ်အဲ့ဒါကိုယုံကြည်ရလားယုံကြည်ပါတယ်ဒါဖြစ်ရင်ကမ္မတက္ကရတမဒိဋ္ဌိဉာဏ်မှာလုံးရက်ဟာအဓိကမကြဘူးလားကြပါဘူးအဓိကကြတယ်အဲ့တော့အခုသူတော်ကောင်းတို့များသောအားဖြင့်တို့ဗမာလူမျိုးတွေယူဆတာရရတာနေလို့ရင်ကောင်းတယ်ပြဿနာနေလို့ရင်မကောင်းဘူးအဲ့တော့လုံးရက်ကအဓိကမကြောက်ရက်ကအဓိကကြတယ်ဟုတ်ပြီလားအဲ့တော့တရားစဉ်းစားတဲ့မှာဆေးရုံမှာသွားအခုမွေးစင်းတွေကောက်ရက်ရတာနေမွေးပြီးဆင်းရဲတဲ့လူတွေအများကြီးဟုတ်တယ်မဟုတ်လားမှန်ပါဗျာပြဿနာနေမွေးပြီးချမ်းသာတဲ့လူတွေမရှိဘူးလားရှိပါတယ်ဒါကအဲ့ဒီဆေးရုံမှာပဲသေစင်းကောက်ပြဿနာနေကမကောင်းဘူးဆိုရင်သေရင်ပြဿနာနေပဲသေတော့ရတာမသိနဲ့ဟုတ်ပြီနော်အခုရက်တာနေသေတဲ့လူမရှိဘူးလားရှိပါတယ်ဗျာအေးစဉ်းစားတဲ့မှာရက်ကအဓိကမကြောက်လို့ရက်ကအဓိကကြပါတယ်ရက်တာနေငြုံသီးစိမ်းစားဆက်မှာပဲဟုတ်တယ်မဟုတ်လားအခုပြောတာရက်တာနေစားလို့မဆက်ဘူးပြဿနာနေစားလို့ဆက်တယ်လို့ရှိလားမရှိပါဘူးလို့ရက်ကအဓိကမကြောက်ဘူးလားကြောက်ပါတယ်အဲ့ဒါအရေးကြီးတယ်နော်အဲ့ဒီအားကောင်းလာတဲ့အခါကျတော့နိဒမိစ္ဆာဒိဋ္ဌိ၃ပါးဖြစ်သွားရင်ပစ္စန္ဒရိယကံ၅ပါးတဲ့အပြစ်ကြီးလို့ပြောနေတာခုနပစ္စန္ဒရိယကံ၅ပါးဝိဇိတန်းကြမယ်မဟုတ်လားမှန်ပါဘူးအေးအဲ့ဒါကြောင့်ပြောတာအခုလူတိုင်းရင်ထဲမှာများသောအားဖြင့်အဲ့ဒီအစွဲတွေမရှိဘူးလားရှိတယ်သူတော်ကောင်းတို့ခလုတ်တိုက်တာတော့ငါဘသူတင်းပြောနေတယ်ကိုယ့်အကူမမြင်လို့တိုက်တာမဟုတ်လားကိုယ့်အကူမမြင်လို့တိုက်တာပဲမဟုတ်လားအမှတ်လေးနဲ့သွားရင်မတိုက်ပါဘူးဦးဇင်းပြောရတာတောက်တဲ့အော်တယ်စုံလားမလားဟာဒီနေ့စုံရေးစုံစုံလင်းလင်းပဲဘာမှမလုပ်ပဲထိုင်နေဘာမှမစုံဘူးဦးဇင်းပြောတာဟုတ်တယ်မဟုတ်လားတောက်တဲ့အော်ဒါကသူ့ဘာသူဘိုက်စာလို့အော်ဒါလားမသိအင်္ဂါတက်ကျင်လို့အော်ဒါလားမသိဆွတ်ဆယ်ပြီးတော့လက်ကောင်းနဲ့လုံးမနေနဲ့အဲ့ဒါဒီဘယ်ကလာလဲဆိုရင်အဲ့ဒီဒိဋ္ဌိအာကြီးတာနေလာတာမဟုတ်လားမှန်ပါအေးတက္ကဒိဋ္ဌိအာကြီးတဲ့ပုဂ္ဂိုလ်ကအတိတ်နိမိတ်ကောက်တယ်ဟုတ်ပြီနော်အတိတ်နိမိတ်ကောက်တယ်ဆိုတော့လို့ရကိုအဓိကမကြတော့ဘူးရတာပြဒရာရွေးမယ်ဖျားတောင်ရွေးမယ်ဒါကြောင့်အဲ့ဒီဒိဋ္ဌိဟာဘာလဲဆိုရင်အပယ်ရေတောင်းမြင်အဲ့ဒီဒိဋ္ဌိရှိနေသေးတဲ့ပစ္စည်းဥစ္စာဘလောက်ချမ်းသာပညာတွေဘလောက်တက်နိုင်ငံခြားဘွဲတွေဘလောက်ပဲရအပယ်ဘေးကမလွတ်ပါသိကြရလားသိကြပါဗျာအဲ့ဒါဆိုလို့ချင်းအဲ့ဒီဒိဋ္ဌိပြုတ်ဖို့အရေးမကြီးဘူးလားကြီးပါဗျာဒါပြင်အဲ့ဒီဒိဋ္ဌိပြုတ်အောင်ကဆရာဝန်အင်ဂျင်နီယာဖြစ်ုံနဲ့ပြုတ်ပါပြုတ်ပါဗျာလောကီပညာကိုရှုံချနေတာမဟုတ်ဘူးနော်အမှန်တိုင်းသိအောင်ပြောနေတာလှုပ်လဲလှုပ်ရမယ်အဓိကမကြဘူးလို့လည်းသိရမယ်ဟုတ်ပြီလားအေးဦးဇင်းပြောတာဆရာဝန်ဖြစ်လို့ဟလားဒိဋ္ဌိပြုတ်တယ်ဆိုရင်တော့အကုန်လုံးဆရာဝန်ဖြစ်အောင်ဦးဇင်းတို့လုံးပါပဲဟလားအင်ဂျင်နီယာဖြစ်လို့ဒိဋ္ဌိပြုတ်မယ်ဆိုရင်လုံးပေါ့ပတ်သက်ချမ်းသာလို့မသိဘူးအပယ်မကြဘူးလို့မြန်ရှိလားရှိပါဘူးအေးဒါကိုသိစေခြင်းနဲ့မပြည့်မနေမို့လုံနေရတဲ့ဘဝကိုမြင်စေခြင်းတာနော်မလုံးနဲ့တော့ဒီလိုပြောတာမဟုတ်ဘူးဟုတ်ရလားလုံလဲလုံရမယ်အမှန်တိုင်းသိလဲသိရမယ်အမှန်တိုင်းသိမှအသိမှန်မှအကျင့်မှန်မှာပေါ့အဲ့လိုမှမဟုတ်လို့ရှင်သူတော်ကောင်းတို့မှာပတ်စံလေးချလိုက်ပင်မဖျားတရားတန်ခါရှစ်ကိုချိန်မြရတာလေးကိုပဲပြုံးနဲ့သဘောတွေကြပြီးအိုနာသေးဆိုရင်မနစ်နာဘူးလားနစ်နာပါအေးဒါကြောင့်အဲ့ဒီဒိဋ္ဌိပြုတ်ဖို့အတွက်ဖောင်းနဲ့ပိန်နဲ့မှတ်လိုက်ပြီလှုပ်ရှားတဲ့သဘောလေးနဲ့မှတ်တဲ့သဘောလေးနဲ့ကြိုက်သွားတဲ့အချိန်လေးမှာလှုပ်ရှားတာလေးနဲ့မှတ်တာလေးကိုဘေးကထိုင်ကြည့်နေရတယ်လို့အတူချုပ်ပေါ့အဲ့တော့ရုပ်တည်နံနေလို့မသိဘူးလားသိပါတယ်ဟုတ်ပြီဒိဋ္ဌိမှာဘယ်နှမျိုးရှိလဲဆိုတော့အကျမ်းများဖြင့်၃မျိုးရှိတယ်ဘယ်နှမျိုးရှိလဲ၃မျိုးပါသူ့ကိုအကျယ်ချက်ရင်62ပါးသူ့ကိုအကျယ်ထက်ချက်ရင်202ပါးပေါ့ဗျာအဲ့တော့ဒိဋ္ဌိ၃မျိုးတက္ကရာဒိဋ္ဌိတတ္တရဒိဋ္ဌိဩစေတာဒိဋ္ဌိအဲ့တော့ဩစေတာဒိဋ္ဌိဆိုတာကပြတ်တယ်ဆဲတယ်ဟုတ်ပြီနော်အဖြစ်ကိုလက်မခံဘူးဘာကိုလက်မခံဘူးလဲအဖြစ်ကိုလက်မခံဘူးအဲ့ဒါကဘာဒိဋ္ဌိလဲဩစေတာဒိဋ္ဌိတတ္တရဒိဋ္ဌိဆိုတာအပြက်ကိုလက်မခံဘူးခိုင်နေမြဲတယ်ဆိုတဲ့အယူဟုတ်ပြီနော်တတ္တရဒိဋ္ဌိကဘာယူလဲခိုင်နေမြဲတယ်ဆိုတဲ့အယူတက္ကရာဒိဋ္ဌိဆိုတာကအထုခန္ဓာအပေါင်းစုကြီးကိုငါပဲသူပဲယောက်ျားပဲလို့ယူလိုက်တော့တက္ကရာဒိဋ္ဌိသဘောပေါက်ပြီနော်အဲ့တော့လုပ်ငန်းစဉ်မှာအလုပ်စဉ်ကိုတစ်ချက်ကြည့်လိုက်အခုညာတပရိညာရအဲ့ဒီဒိဋ္ဌိ၃မျိုးဆင်းကျင်နေဆိုရင်အခုပြောင်းတိုင်းလေးဆင်ပြီးထွန်းထားတယ်နောက်တစ်တိုင်းကိုဦးစင်းကူးလိုက်မယ်နောက်တစ်တိုင်းကိုကူးလိုက်တဲ့အခါကျတော့နောက်မီး
ထပ်ပြီးတော့မရဘူးလားပထမမီးကငြိမ့်ပြီးတော့နောက်ဖြောင်းနိုင်ကိုကူးသွားတာလားဒါပြင်ပထမမီးလို့ပြောလို့ရမလားဒါပြင်ပထမမီးနဲ့မဆိုင်ဘူးလို့ပြောလို့ရစင်ကာပူကနေပတ်စံတသိန်းပို့လိုက်တယ်ရန်ကုန်ကနေပြီးတော့လာအဲ့ပတ်စံနဲ့တန်နဲ့ငွေကြေးထုတ်သွားပြီရန်ကုန်ကဘဏ်ထဲကိုထုတ်လိုက်တဲ့ပတ်စံကစင်ကာပူဘဏ်နဲ့ထည့်လိုက်တဲ့ပတ်စံတသိန်းဟုတ်ရဲ့လားစင်ကာပူဘဏ်နဲ့ထည့်တဲ့ပတ်စံတသိန်းနဲ့မဆိုင်ဘူးလို့ပြောလို့ရဒစိတ်တုံးလေးရှိတယ် impact တွေကိုထည့်လိုက်ပြီးတော့နှိပ်လိုက်တယ်စာရွက်ပေါ်မှာစကလုံးလေးတွေထင်သွားပြီအဲ့တော့ဒစိတ်တုံးကစကလုံးတွေကစာရွက်ပေါ်ကိုကူးသွားတာလားစကစာရွက်ပေါ်ကစကလုံးလေးတွေဟာဒစိတ်တုံးမှာရှိတဲ့စကလုံးနဲ့မဆိုင်ဘူးလို့ပြောလို့ရတယ်ဟေးဆိုអော်လိုက်တယ်អော်လိုက်တဲ့အခါကျတော့ပဲ့တင်တန်တွေပြန်လာတယ်လာတဲ့အချိန်မှာကိုကဗဇက်ပိတ်ထားတယ်အဲ့တော့ကို့အတန်ဟုတ်ရဲ့လားဟုတ်တော့ကိုអော်တဲ့အတန်နဲ့မဆိုင်ဘူးလို့ပြောလို့ရတယ်အဲ့တော့ဒီဘဝကရုပ်တည်နံတွေဟာအခုတည်သွားပြီတည်သွားလို့နောက်ဘဝမှာခန္ဓာအသစ်ရလို့ရှိရင်ရုပ်အသစ်နံအသစ်ဖြစ်တာဒီဘဝရုပ်နံတွေကူးသွားတာလည်းမဟုတ်ဘူးဒီဘဝရုပ်နံတွေနဲ့အကြောင်းအကျိုးမဆိုင်ဘူးလို့လည်းပြောလို့မရဘူးသဘောပါလားပါပါအဲ့ဒါဆိုရင်အဲ့ဒီဒိဋ္ဌိအရှင်းပဲဟုတ်ပြီနော်အဲ့တော့လုပ်ငန်းစဉ်မှာအခုစပြီးတော့မှတ်လိုက်တယ်ဦးဇင်းတို့အချိန်ရလာလို့ရှိရင်ဖောင်းစားလေးကိုသေချာမှတ်လို့မပြောဘူးလားပြောပါတယ်အဲ့ဒီအစဟာအကြောင်းတရားဆိုပါတော့ဖောင်းစားသည်အကြောင်းတရားဖောင်းဆုံးသည်အကျိုးတရားဆိုပါတော့ဥပမာအဲ့တော့စမှတ်လိုက်တယ်လှုပ်တဲ့သဘောလေးမရှိဘူးလားရှိပါတယ်တွားပြီးမှတ်လိုက်တော့လှုပ်တယ်လို့မသိဘူးလားသိပါတယ်အဲ့ဒီလှုပ်တာလေးဒီရုပ်လားနံလားရုပ်ပါပါမလှုပ်နဲ့လို့တားလို့ရလားမရပါဘူးငါပိုင်လားမပိုင်ရုပ်တရားဆိုတာမသိကြဘူးလားသိကြပါတယ်တွားမှတ်လိုက်တဲ့ကောင်မှလှုပ်တယ်လို့မသိဘူးလားမသိနဲ့လို့ခိုင်းလို့ရလားငါပိုင်သလားမပိုင်နံတရားဆိုတာမသိကြဘူးလားအဲ့ဒီတော့အဲ့ဒီအကြောင်းတရားမှာရုပ်နဲ့နံကိုတွေ့နေလားငါကိုတွေ့နေတာအဲ့တော့အကြောင်းတရားကဉာဏ်မရှင်းဘူးလားရှင်းပါဘူးအကြောင်းတရားကဉာဏ်ရှင်းဝိသိကိစ္စသိတယ်ဟုတ်ပြီနော်အခုဒိဋ္ဌိနဲ့ဝိသိကိစ္စဖြုတ်အောင်မလားမှန်ပါဘူးအကြောင်းတရားကဉာဏ်ရှင်းဘာသိလဲဝိသိကိစ္စသိတယ်အတိတ်ကဝိသသင်္ခါရအကြောင်းတရားပေါ်မှာဉာဏ်ရှင်းသွားရင်ပစ္စုပန်ကဟလာခန္ဓာ၅ပါးယုံနဲ့နှစ်ပါးကိုရထားတာဘာမှတန်တရားမရှိနဲ့ဟုတ်ပြီလားအတိတ်ကလည်းယုံတယ်အခုလည်းယုံတယ်ဒီဘဝမှာယန္နာမဟုတ်သေးနောက်ကလည်းအဲ့တော့အကြောင်းကျိုးတွေမရှင်းဘူးလားရှင်းပါတယ်ရှင်းတော့အကြောင်းတရားမှာဉာဏ်ရှင်းဘာသိလဲဝိသိကိစ္စသိတယ်စက်မှတ်လာတဲ့အဲ့ဒီဖောင်းတာလေးကိုဖောင်းတယ်လို့မှတ်ပြီးဆက်ဖောင်းလို့မရတော့ဘူးဟုတ်ပြီနော်ဖောင်းလို့မရတော့ဘူးဆိုတော့ဖောင်းတာလေးကဘာဖြစ်သွားလဲပြတ်သွားတယ်အဲ့ဒီအပြက်ကလေးကိုမြင်လိုက်ရင်ဗာဒိဋ္ဌိစစ်တတရဒိဋ္ဌိစင်တာဗောအပြက်ကခိုင်းနေတတရဒိဋ္ဌိကခိုင်းနေမြဲတယ်လို့ယူတော့မလားအခုလှုပ်ရှားတဲ့သဘောလေးကဆက်ဖောင်းလို့မရဘူးဗိုက်ကြီးကလေးပြီးတော့မာသွားတယ်အဲ့တော့လှုပ်ရှားတဲ့သဘောလေးပြတ်မသွားဘူးလားပြတ်သွားပါတယ်ဂျားထဲမှာလည်းပြတ်တာတွေရှိသေးတယ်နော်မြင်လွယ်တာကိုဦးစင်းပြောပြညာဟုတ်ပြီလားအဲ့တော့အဲ့ဒီလှုပ်ရှားတာလေးပြတ်သွားတယ်အပြက်ကိုမြင်လိုက်တဲ့အတွက်ဗာဒိဋ္ဌိတရင်ကဆင်သွားတယ်တတရဒိဋ္ဌိစင်နဲ့ငါတို့ဒီနေ့လူလဲတဲ့ဒါနကြောင့်မလို့ငါတို့မိသားစုနောက်ဘဝမှာလူချမ်းသာနဲ့ချမ်းသာအတူတူခံစားမယ်ဆန္ဒမယ်ဆိုလို့ချင်းအဲ့ဒါတတရဒိဋ္ဌိပါသွားပြီဟုတ်ပြီနော်အဲ့တော့အဲ့ဒီအပြက်ကလေးကိုမြင်လိုက်တဲ့အတွက်ဗာဒိဋ္ဌိစင်အဲ့ဒီဖောင်းဆုံးဟာအကျိုးတရားအဲ့တော့လှုပ်ရှားတာလေးရက်သွားပြီးလေးတဲ့မားတဲ့သဘောလေးဖြစ်မလာဘူးလားဖြစ်ပါပါအဖြစ်ကိုမြင်တော့ဗာဒိဋ္ဌိစင်ဩစေတာဒိဋ္ဌိစင်နဲ့ဩစေတာဒိဋ္ဌိကပြည့်စဲယူမလားဆင်းရဲတဲ့လူတွေကများသောအားဖြင့်ဩစေတာဒိဋ္ဌိဖြစ်တာများတယ်။ဒါကောင်းတဲ့ညမနေဘူးကွာချမ်းသာပြီးရောဘသူတွေငရေမာပြီးရောဒီလိုတွေမို့လားအေးချမ်းဟောလားလူတန်းဝါနာပါတာချမ်းသာတဲ့ပုဂ္ဂိုလ်တွေကတတရဒိဋ္ဌိများတယ်ဟုတ်ပြီနော်အဲ့တော့အဲ့ဒီလေးတာမာတာလေးပေါ်လာတဲ့အတွက်အဖြစ်ကိုမြင်လိုက်တော့ဩစေတာဒိဋ္ဌိရှင်းသွားတယ်အဲ့ဒီလေးတာမာတာဒီရုပ်တရားလားနံတရားလားရုပ်တရားပါမလေးပါနဲ့မမာပါနဲ့လို့ခိုင်းလို့ရလားမရပါဘူးဒါဖြင့်ငါလားရုပ်လားရုပ်ပါအဲ့ဒီမာတာကိုတွားပြီးတော့မသိဘူးလားသိပါဘူးမသိနဲ့လို့ခိုင်းလို့ရလားမရရင်ငါပိုင်သလားမပိုင်ဘူးလားမပိုင်ရင်နံတရားလားငါလားနံတရားအေးအဲ့တော့အကြောင်းတရားအကျိုးတရားမှလည်းဉာဏ်မရှင်းဘူးလားရှင်းပါဘူးအဲ့ဒီအကျိုးတရားမှဉာဏ်ရှင်းရင်တက္ကရာဒိဋ္ဌိတင်တာသိတာပေါ့ဗျတရင်ကလေဟုတ်တယ်မလားအခုပြစ္ဆုတ်ကံအကျိုးတရားဝိညာဏယုတ်တလာယနာဖတ်တာဝေဒနာရူပခန္ဓာတင်ညခန္ဓာသင်္ခါရခန္ဓာဝေဒနာခန္ဓာဝိညာဏခန္ဓာဆိုခန္ဓာ၅ပါးပေါ်မှာအခုဉာဏ်ရှင်းပြီဆိုရင်တက္ကရာဒိဋ္ဌိမသိဘူးလားသိတယ်အဲ့တော့အကြောင်းကဉာဏ်ရှင်းဘာသိဝိသိကိစ္စသိဆောင်ဝဲကြအောင်ပဲအကြောင်းကဉာဏ်ရှင်းဘာသိအကျိုးကဉာဏ်ရှင်းဘာသိရှင်းရှင်းလင်းလင်းပြောပါဝါမချပါနဲ့အကျိုးကဉာဏ်ရှင်းဘာသိအကျိုးကဉာဏ်ရှင်းရင်အခုပြစ္ဆုတ်ပံခန္ဓာ၅ပါးပေါ်မှာဉာဏ်ရှင်းရင်ဘာသိတက္ကရာဒိဋ္ဌိသိပြန်ပြီးမယ်အကြောင်းပေါ်မှာဉာဏ်ရှင်းရင်ဘာသိအကျိုးပေါ်မှာဉာဏ်ရှင်းရင်ဘာသိအဖြစ်ကိုမြင်ဗာဒိဋ္ဌိတရင်ကဆင်အဖြစ်ကိုမြင်ဟောစေတာဒိဋ္ဌိအပြက်ကိုမြင်ဗာဒိဋ္ဌိတရင်ကဆင်အဲ့တော့ဖောင်းပိန်မှတ်လိုက်တဲ့အခါမှာဝိသိကိစ္စတတရဒိဋ္ဌိတက္ကရာဒိဋ္ဌိဩစေတာဒိဋ္ဌိမစင်ဘူးလားအဲ့တော့ဖောင်းပိန်မှတ်ရတာတန်ဖိုးမရှိဘူးလား
ဒါကြောင့်တနေ့လာလဲဖောင်းနေပိနေတနေ့ညလဲဖောင်းနေပိနေဆိုပြီးတော့ဝရိယတွေချော့မထားနဲ့ဟုတ်ပြီလားအဓိကဖောင်းပိန်ကိုမှတ်လိုက်တဲ့အတွက်ဓာရီတည်သွားတယ်ဆိုတော့တန်ဖိုးမရှိဘူးလားရှိပါတယ်အဲ့တော့အဲ့လိုတန်ဖိုးရှိတဲ့ဒိဋ္ဌိပြုတ်တာဟာဝိပဿနာလုံးမှာပြုတ်မှာမဟုတ်လားရှားဝင်ခြင်းတရားယာတို့တွေပြည့်စုံတယ်ပြုတ်ရလားမပြုတ်ဘူးအဲ့လိုအတိတွေမှန်သွားလို့အကျင့်တွေမှန်သွားလို့ရှိရင်အရောက်လည်းမမှန်နိုင်ဘူးလားအဲ့တော့အဲ့လိုလာမှတ်ရင်းနဲ့သောတာပတိမဉ္ဇဉ်ပူဉ္ဇဉ်နေပြီးတော့ရတ္တမရတ္တပုရိရောက်လို့ခန္ဓာမရတော့ဘူးဆိုလို့ရှိရင်တဲ့ဆင်းရဲကြလိုပါဦးမလားမလိုပါဘူးမလိုရင်ချမ်းသာခြင်းမရဘူးလားရပါတယ်ရတယ်ဆိုရင်ဒီနေ့ကစပြီးချမ်းသာစေရအောင်မြန်မြန်တက်တက်လုပ်ရင်မကောင်းဘူးလားကောင်းပါတယ်ကောင်းတယ်ဆိုရင်မေတ္တာလေးပို့ပြီးသိညာအောင်ဥစဉ်တိုင်ပြီးပဲလိုက်ဆိုယခုရောက်လာတို့သူငါချမ်းသာကိုစိတ်မြဲပါစေချမ်းသာကိုစိတ်မြဲပါစေဂုဏ်တော်အနန္တမြတ်စေရာချမ်းသာကိုစိတ်မြဲပါစေချမ်းသာကိုစိတ်မြဲပါစေမိဘနဲ့ဖျားဂုဏ်အနန္တချမ်းသာကိုစိတ်မြဲပါစေချမ်းသာကိုစိတ်မြဲပါစေတို့ကြောင့်တွင်မှာမြတ်တတာချမ်းသာကိုစိတ်မြဲပါစေချမ်းသာကိုစိတ်မြဲပါစေတို့မြို့အတွင်မှာမြတ်တတာချမ်းသာကိုစိတ်မြဲပါစေချမ်းသာကိုစိတ်မြဲပါစေယဟန်တန်ဃာအလုံးမှာချမ်းသာကိုစိတ်မြဲပါစေချမ်းသာကိုစိတ်မြဲပါစေပစ္စည်းလေးပြဒါယကချမ်းသာကိုစိတ်မြဲပါစေချမ်းသာကိုစိတ်မြဲပါစေခိုးသူတိုက်သူလိန်ကောက်သူချမ်းသာကိုစိတ်မြဲပါစေချမ်းသာကိုစိတ်မြဲပါစေမင်းစိုးရာဇာနေတကချမ်းသာကိုစိတ်မြဲပါစေချမ်းသာကိုစိတ်မြဲပါစေအပယ်လေးရွာမြတ်တတာချမ်းသာကိုစိတ်မြဲပါစေချမ်းသာကိုစိတ်မြဲပါစေလူနဲ့မြမအလုံးမှာချမ်းသာကိုစိတ်မြဲပါစေချမ်းသာကိုစိတ်မြဲပါစေ32ဘုံအလုံးစုံအကုန်ချမ်းသာကြပါစေမေတ္တာလူကောခမတိလောတပ္ပဌာနေတုနိဗ္ဗယောဗဒဒအတ္တမိစ္ဆန္တောခန္တိမေတ္တင်္စဘာဝယေမေတ္တာလူကောမေတ္တာအဖြစ်များသောခမတိလောတိခဏသောလက်ကျင့်ရှိသောယောပုဂ္ဂလောကျင့်ပုဂ္ဂိုလ်သည်တပ္ပဌာနေတုအလုံးစုံသောယဌာနတို့၌နိဗ္ဗယောဘိယံကင်းပချမ်းသာရသည်ဟောတိစင်စစ်မသေးဖြစ်ပါပေ၏ပဒတ္တအတ္တမိစ္ဆန္နောသူတစ်ပါး၏အကျိုးမိမိအကျိုးနှစ်ပါးကိုလိုလားသောသူသည်ခန္တေမေတ္တင်္စအတိခံခြင်းမေတ္တာထားခြင်းလေးခြင်းကိုဘာဝယေအဖန်ဖန်အထက်ထက်ကြိုးစားပွားများအထောက်ကြကုန်ရာတည်းကဲဤသို့ပြုရဆိုဤသို့ပြုရမြတ်ဘုရားကြောင့်ချမ်းသာ၏ကြည်ပေမဲ့မည်သည်ရှေးဤထုတ်ချလမ်းမကောက်ပဲရောက်ရပါလို့တိုးဘဝကျင်လေရလေဒုက္ခဗေဒံယမအပေါင်းမကောင်းဟုသည်များမတွေ့ရပဲတဘာဥစ္စာမင်္ဂလာကိုရွယ်ကာတာရန်ရစေသောယနေ့ယခုပြုသည်များမြတ်ဘာသာကိုမိဘဆေယမြို့တဟာနှင့်ကိုယ်မာဆောင်ချက်ကိုယ်ဆောင်နှကအရင်စာ၍ရှင်များလုံးစုံဘုံ31ဖြစ်သည်များဝိနေယတို့ရကြပါစေပေငါဝေတိမြတ်ကေတာတုခေါ်စေသောအမြယူတော်မူကြပါကုန်သောသာဓုအမြယူတော်
မူကြပါကုန်သောသာသာဓုသာဓုအမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်သောသာ